အားလုံးပဲမင်္ဂလာပါရှင်မနက်ဟော်ရာ channel ကနေပရိသတ်များကိုပြန်လည်ကြိုဆိုပါရစေပရိသတ်များအတွက်ကျမတို့ channel ကနေဒီနေ့မှာတော့ဆရာဆွေမင်းတနုဖြူရေးသားထားတဲ့မြိုင်ရာစာတွတ်ပြီးကျွန်ုပ်နဲ့ဥပဒံသားကောင်ဆိုတဲ့ဇာတ်လမ်းကိုတင်ဆက်ပေးကြပါရရှင်ဒီနေ့မှာတော့ကျွန်ုပ်လည်းပြင်းပြင်းရှိတာနဲ့ရွာတွေကိုလမ်းလျှောက်ထွက်လာခဲ့ပါတယ်ရွာမူလာတဲ့ကျောင်းသားရောက်တော့ကျောင်းဝင်းထဲမှာရှိတဲ့အိမ်တွေကဆန်လေးကုကြီးနိုင်ထွက်လာပါတယ်ဆက်တော့ဘယ်တော့မှကြွပါအောင်အိမ်ထဲကိုဟာဆရာလေးရဲ့ဖိတ်မှန်တကားပြုံမှုနဲ့ကျွန်ုပ်ကလည်းအိမ်ထဲရောက်လာပါတယ်အိမ်ထဲမှာတော့ဘိုက်ကလေးနဲ့စောတက်မောင်ကိုတွေ့တယ်ဆက်တော့ကျွန်ုပ်တို့ကိုအံ့ဩသွားတာပါအလိုကြားသားမို့ကျိုးအံ့အားမသိလို့ခဏရိုးလာကျွန်ုပ်ရဲ့တပိတ်လည်းဖြစ်ရောက်ဖလည်းဖြစ်တဲ့ဘိုက်ကလေးနဲ့လူပြိုကြီးစောတက်မောင်တို့ကအပိုးတန်တဲ့ဘက်မှာပါရမီရှင်နေသူတွေဒင်းတို့အလုတ်ကအားပြီးဆိုတာနဲ့ရွာထဲမှာရှိအပြူရရဲ့အိမ်ကိုပဲချင်းစက်ကြဖြန့်တက်စမြင်အခုလိုမျိုးအပြိုဆိုလို့ရှူစရာမရှိတဲ့ဆရာလေးကိုကျင်းတဲ့အိမ်ကိုရောက်နေရဲဆိုတာကထူးဆန်းပြီးတော့အံ့ဩဖွယ်ရလဲဖြစ်နေတာပဲမဟုတ်ပါလားဆရာတော်ကြိုက်တယ်မှန်းသိလို့ကိမုတ်ချောက်တွေခေါ်ကြွေးတာလာကထုတ်ရင်လည်းမြို့ဝဲလာတာဗျကောင်းပါဗျာကျွန်ုပ်ကတော့ချိုးစိမ့်စိမ့်ရှိတဲ့တကြွကြော်ဝါရတဲ့ကိမုတ်ချောက်တွေကိုကျွန်ုပ်အထူးပဲနှစ်ချိုက်ပါတယ်ရင်နွေးချမ်းနဲ့တောက်လိုက်တဲ့အခါမှာတော့မုံကလေးဝါလိုက်နဲ့အင်မတန်အရသာရှိတယ်ပြောစမအောင်မင်းတို့စောစောစီစီဘာကိစ္စဒီရောက်နေကြတာတော့သူတို့နှစ်ယောက်ကဆရာလေးထံအကြောင်းကြီးငယ်မရှိဘဲနဲ့လာမှာမဟုတ်ဘူးလို့ကျွန်တော်တွက်ပြီးသားဘာဖြစ်လို့လဲဆိုတော့ဆရာလေးနဲ့ဒင်းတို့တရှင်းကဇယဝဒနာအမှုချင်းကတူလာတဲ့သူတွေမှမဟုတ်တာဆရာလေးကိုကျင်နိုင်ကအချိန်အားရင်စောင်းနေမျက်နှာမခွာဘူးသူတို့ကတော့ပိုးစရာရှိရဲဆိုရင်တူမတူအောင်ကိုပိုးကြတဲ့ကောင်းနေမရှိရတော့ထန်းတော့ပတ်လှဲ့အဲ့ဒီလိုအကောင်းနေလေကဲပြောပါဦးမင်းတို့ဒီလိုလာရဲဆိုတာသူရိုသားရိုဟုတ်ကဲ့လားဘိုင်လေးနဲ့စောတက်မောင်ကလူမိရဲ့မျက်နှာတွေနဲ့သူပြောနို့ငါပြောနို့လုံနေတော့ဆရာလေးကိုကျင်နိုင်ကကဲပါကျွန်တော်ပဲပြောပါမယ်ဒီလိုပါဥတွတ်ပြရဲ့သူတို့တွေကပြရစေအကြောင်းလာမေးတာပြရစေဆိုတာတကယ်ရှိလားတကယ်ရောစွန့်ရလားလို့လာပြီးမေးကြတာပါငါထင်တော့ထင်သားပဲနေပါဦးဘယ်ကပြရစေရပေါ်လာပြန်တာတော့ပြောစမ်းမအောင်ဘိုက်ကလေးဟိုဆရာတာပိန်သားကသူ့မှာပြရစေကောင်းကောင်းရှိရဲ့တဲ့ရောင်းဖို့ရှိရပြောလို့ပါဟုတ်တယ်အဲ့ဒီဆရာခက်ခဲဖော်ရတာတဲ့လေးဆရာတို့ရဲ့သူပြောတာလေအသေးထိတ်ဆရာကြီးဒီလိုလေဟေ့တော့အဲ့ဒီကြောင့်ငါသိပြီသားကျွန်ုပ်တို့ကြီးလက်ဒေသတွေမှာအဲ့ဒီလိုရုံတန်းကိစ္စတွေကဟိုးရှိတွေကရှိနေခဲ့တာပါအဲ့ဒီပြရစေပြုတ်လို့ပုံတွေကိုလေကြားဘူးသမျှပြောပြရမယ်ဆိုရင်တော့တင်းချောင်းသွားတယ်လောလောလတ်အစိမ့်တည်သွားတဲ့မိမတယောက်အလောင်းကိုဖော်တယ်ဖုတ်သွင်းတယ်ဖုတ်ဝင်လာပြီဆိုရင်တနက်ခါနဲ့ကြောက်ပြင်ပေးပြီးတော့မှသွေးလို့လူခိုင်းရတယ်လို့ပြောတယ်ပြီးတော့မှတနက်ခါ6ပြီဆိုတာနဲ့ဖုတ်ဝင်နေတဲ့အစိမ့်တည်ရဲ့မျက်နှာမှာတနက်ခါတွေချစ်ယူရတယ်အဲ့ဒီတနက်ခါမုံကပြရစေဖြစ်ပါတယ်အဲ့ဒီပြရစေနဲ့ယောက်ျားဖြစ်စေမိန်းမဖြစ်စေကိုချစ်စေခြင်းနဲ့သူအားချစ်အောင်လုပ်နိုင်တယ်လို့ဆိုပါတယ်တကယ်တော့ဒါတွေကအတိတ်ပဲမရှိဘူးမဖြစ်နိုင်ဘူးလို့သူတို့တွေကိုရှင်းပြနေတာဥတ္တပိရဲ့အိုးဖြစ်နိုင်နေပဲထားအောင်ဒီဟာကြီးကအင်မတန်မှအောက်တန်းကြတဲ့နေနဲ့သူတပားရဲ့အချစ်ကိုယူဖို့ကြိုးစားတာလေဒါယောက်ျားကောင်းနေလို့တဲ့အလုံးမဟုတ်ဘူးကွာမင်းတို့နားလည်လားဟိုတာပိဏပြောတာကိုပြောပြတာပါဆရာတို့ရဲ့ဘိုက်ကလေးတို့ကိုပြောတယ်တာပိဏဆိုတဲ့သူကကျွန်ုပ်တို့ရွာသားလူလိန်လှကော့မှာအလုတ်ကိုလက်ကြောတက်အောင်လှုပ်တဲ့သူမဟုတ်ဘူးလူလိန်တယောက်ပဲရွာကိုရောက်လာတော့မျက်လက်အဖွဲတစ်ဖွဲမှာဘင်းတီးသမားဖြစ်နေလိုက်လာခဲ့ပြီးလဲလဲမှုနဲ့ထောင်ကျသွားတယ်လို့သတင်းကြားပါတယ်လွန်ခဲ့တဲ့6လလောက်ကရွာကိုပြန်လာတယ်ယောဂီဝိစုံနဲ့ဖြစ်နေတယ်နမဲကိုလည်းတာပိန်တာလို့ပြောင်းထားလိုက်သေးတယ်ဒီကောင်ကလူလိန်လူရှုပ်ဆိုတာသိရသားနဲ့များမင်းတို့တွေကပတ်သက်ချင်ရသေးတယ်လို့ခက်တာအဲ့ဒီလူလိန်ကိုပဲယုံတဲ့သူကယုံနေချက်ကြီးကိုပင်ကြည့်လေသူမိမကညနေဆောင်ရဲ့တငုံကိုတရီရီနဲ့ရွာသူဖမ်းစားရဲဆိုလားအဲ့ဒီကိစ္စဆရာတာပိန်တာနဲ့တွေ့မှပျောက်တယ်ဆိုပြီးတာပိန်တာကိုအိမ်ဝခနဲ့မှထားပြီးအိမ်ပေါ်မှာပဲတင်ထားတယ်အိမ်ပေါ်ခေါ်ထားရုံမကဘူးတာပိန်တာအတွက်ဘီတီလည်းလှုပ်ပေးသေးတယ်အေးလှုပ်ပေးမှာပေါ့တာပိန်တာကိုပူဇော်ပတာမှာသူကလည်းကက်မြောင်စားလို့ရမယ်မှတ်လားအိုးဒီစရာသိစွမ်းနေတောင်ကူတောင်တောကူတောမှာ
ကိုးနှစ်လုံးကျင့်ခဲ့တဲ့တတဝါတွေကိုလည်းကဲတင်ဖို့အတိတ်ထန်နေလည်းလှုပ်ထားတယ်ဗျကြည်ညိုလိုက်တာရှင်ဘာပဲဖြစ်ဗျာဒီကိစ္စခင်ဗျားတို့စီကနေပတ်စံလိန်ယူဖို့ကြံနေဆိုတော့ကျွန်တော်တတိပေးပါရစေအေးဗျာဆရာလေးရှင်းပြလို့ကျွန်တော်တို့သဘောပေါက်သွားပါပြီအဲ့တော့အိမ်ဝမှာပေါ်လာတာကအာနိုလာမို့ရှောင်းလိုက်ရတာဆက်တွေ့ရဲ့အေးဘာကိစ္စတော့ကွာတကြီးခေါ်ကားလိုက်တဲ့ရမပြဿနာတွေပေါ်နေပြီဘာပြဿနာတော့ဟာလူတက်မှုတွေဗျာအာနိုလာမို့စကားကိုကြတော့ကျွန်ုပ်တို့အားလုံးမျက်လုံးပြူးသွားတယ်ဘာဖြစ်လို့လဲဆိုတော့လူတက်မှုဆိုတာကျွန်ုပ်တို့ရွာမှာကြုံတောင်ကြုံခဲဖြစ်တောင်ဖြစ်ခဲ့ပြီမလားကာလာသားတချို့မူးရခိုက်ရန်ဖြစ်ပွားတတ်တာကလွဲလို့ရွာမှာအားလုံးအချစ်ချစ်ခင်ခင်ပဲတရွာလုံးစက်ကြည့်မယ်ဆိုရင်တော့ဆွေမျိုးနှိစက်ကလည်းတော်ကြသေးရဲ့လေမိမိတို့ရွာကိုလာရောက်အခြေချတဲ့သူတွေကိုလည်းအစိမ့်ချက်မရွေခင်မင်းစွာအကူအညီပေးကြပါတယ်အထူးသဖြင့်ရုံးရောက်မှာအထူးကြောက်ကြတာပြီးရိုးသားလာတဲ့ရွာသူရွာသားတွေမို့လို့အမှုဆိုရင်ဘာအမှုမှဖြစ်ချင်တဲ့သူတွေမဟုတ်ဘူးဘလို့ဖြစ်တာတော့ဘသူလဲလာမို့ရဲ့လာလေပြားသွားမယ်သွားရင်ပြောတာပေါ့ဟိုမှတကြီးဆောင်နေတယ်ဒါနဲ့ကျွန်ုပ်တို့ကဆရာလေးကိုနှုတ်ဆက်ပြီးတော့မှအာနိုးလာမို့နဲ့လိုက်ခဲ့ပါတယ်လမ်းမှာလူတက်မှုနဲ့ပတ်သက်လို့အာနိုးလာမို့ပြောပြပုံကဒီလိုပါကျွန်ုပ်တို့ရွာပြင်မှာရေနံကြီးဝါနေအောင်တုံးလိမ့်ထားတဲ့နှစ်ထပ်စင်ဝင်ပုံစံကျွန်းသားအိမ်မိန်တစ်လုံးရှိတယ်အိမ်ကိုပိုင်ဆိုင်တာကတော့ဦးမြတ်အောင်ဆိုတဲ့တစ်ကုံသိန်းတစ်ယောက်ပါလုပ်ငန်းတဘာဝအရာပေါင်းတဲ့ဆက်ဆက်ရေးကောင်းတဲ့သူဆိုတော့လေသူ့ရဲ့အိမ်မှာကုန်သည်တွေအဝင်ထွက်အမြဲတမ်းရှိတတ်ပါတယ်လွန်ခဲ့တဲ့၄-၅ ရက်ခန့်ကသူ့ရဲ့မိတ်ဆွေ2ယောက်ရောက်လာပါတယ်အဲ့ဒီ2ယောက်ကအမဲပြုံဝါသနာပါတယ်လို့သိရတယ်သူတို့တောပြစ်တဲ့နေရာမှာလမ်းပြဖို့ကျွန်ုပ်ကိုဦးအောင်မြတ်ကပဲလာရောက်ငှားရမ်းအကူအညီတောင်းခံခဲ့ဘူးတယ်ဒါကျုပ်တို့ရွာရဲ့မုတ်ဆိုကြီးများများစာတွတ်ပြီဆိုတာပါဒါပေမဲ့အဲ့ဒီလူ2ယောက်ကလိုလားပုံမတူပါဘူးကျွန်တော်တို့လည်းတောတောင်တော်တော်များများအမဲပြုတ်ခဲ့ပူပါတယ်မရဘူးတဲ့တောဆိုတာမရှိသလောက်ပဲအဲ့တော့လမ်းပြဖို့အတွက်ငွေသက်သက်အကုန်ကြခံပြီးငားနေစရာလိုမဲလို့မထင်ဘူးကျွန်တော်ကအဲ့ဒီစကားတခွန်းနဲ့လမ်းပြအဖြစ်ကနေလိုက်ပါဖို့ညှင်းဆန်ခဲ့တယ်သူတို့2ယောက်ကလည်းကြော်ဆိုးနဲ့တန်းထိုင်းလို့အမတ်ရနေပါသေးတယ်ကဲဒါနဲ့အခုတက်ခံရတာကကိုတန်းထိုက်ပေါ်ဥတပီရဲ့ဟေးသူကဘလို့သိရတော့ဂုတ်ကျိုးပြီးသိတာတကြီးကတော့ဂုတ်ချိုးတက်တယ်ပြောတာပဲဒါနဲ့ပဲကျွန်ုပ်တို့တွေကဦးမြတ်အောင်အိမ်ကိုရောက်တော့အာနိုးလာမိုးကတကြီးရှိနေရဲ့အပေါ်ထက်ကိုခေါ်သွားပါတယ်တကြီးကကျွန်ုပ်ကိုတွေ့ရနေတကြားမျိုးတွေ့တယ်လို့ကိုဝမ်းသာအားရဖြစ်သွားတာလာပြိုးဥတုပီရဲ့လောက်ပါအောင်ကျုပ်တို့အုံနောက်တော်ကို6တယ်ဒီမှုအတွက်အကြံလေးပါလေပေးပါအောင်တကြီးကအာကိုတကြီးနဲ့ပြောလိုက်တဲ့အတန်ကကျွန်ုပ်ရဲ့နှလုံးမဝင်ကိုလေဟတ်တယ်လို့ဖြစ်ရတယ်ဆိုတော့စုံတောက်ကြီးဦးဆန်ရှာရဲ့လှိသက်မျိုးနဲ့အမေးပြုမိတော့တယ်ဖြစ်ပုံလည်းပြောပါအောင်လားငါအမားပဲအဲ့တော့ဦးမြတ်အောင်ကဒီလိုပါကျွန်တော်အိမ်မှာတင်းနေတဲ့ကိုတန်းထိုင်ညတော့ကစုံသွားပါတယ်အဲ့ဒါအထက်ကိုဝင်ကြည့်ပါကြည်ပေးရမှာပေါ့လေဒါနဲ့ကျွန်ုပ်တို့တွေကအိတ်ခမ်းထဲဝင်ရောက်ပြီးတော့ဂရင်ပေါ်မှာတည်ဆုံနေတဲ့ကိုတန်းထိုင်လောင်းကိုကြည့်လိုက်တော့လေပင်ချိုးပြီးအသက်ခံထားရတယ်ညလုံးတွေကလည်းအစမတန်ပြူးကျဲထွက်နေအောင်တွေ့ရတာပါကြည့်ရတာတော်တော်ကိုရုပ်ဆိုးတယ်မသားပဲဗျာအေးအဲ့ဒါဆိုလေမင်းတီတော့မှလှလှပပဖြစ်အောင်လို့မိတ်ကနှခမ်းနေဆိုပြီးပြုံးပြုံးလေးသိပေါ့ကွာခတ်တာပဲဟကောင်နေအပြစ်ထွက်ကြစမ်းရှုပ်လိုက်တာဒါထက်ခင်ဗျားတို့ကတရေကုတ်ချိုးတယ်လို့ဘာလို့ထင်တာလဲဒီလိုလေကျွန်တော်မိမညတော့ကတရေနိုးရေထတော့အမွှေးစုပ်ဖွားဖွားနဲ့အကောင်တကောင်ကချက်နှစ်ထွက်သွားတာတွေ့ရတယ်တဲ့မနဲ့ကြတော့ကိုတန်းထိုက်သိနေရဲ့ဆိုတော့ဒါနဲ့ပဲတရေကုတ်ချိုးတာဖြစ်ရရောလားခတ်ပါပြီအဲ့ဒါဆိုဥတုပီယာဘလို့ထင်လဲထင်တာတွေမပြောခင်မှာမေးစရာရှိတာမေးအောင်မယ်ဒါနဲ့ညတော့ကသူ့ရဲ့အဖေကဘယ်မှာအိတ်လဲကျွန်တော်ကသူနဲ့ကက်ရက်ခက်မှာအိတ်တာပါဒါဆိုရင်ညတော့ကဘာတမ်းမှမကြောက်လားမကြောက်ပါဘူးဗျာမနေ့ကတောလေတယ်ဆိုတော့မောမောနဲ့အိတ်ပျော်သွားတာညအိတ်နေတော့အင်မတန်မှဘလကောင်းပါတယ်ဆိုတဲ့လူတစ်ယောက်ကအနားရောက်လာပြီးလေလိန်ချိုးလိုက်တော့အသက်နောက်မထွက်နိုင်မင်းနဲ့အသက်ပျောက်သွားတယ်ထင်တယ်ကျွန်ုပ်စကားကြတော့တကြီးတော်တော်လေးအံ့ဩပြီးတော့အာမရေးတန်ထွက်တယ်လူတယောက်ဟုတ်လားတူပြီဦးအောင်မြတ်ကလည်းမနေ့တော့ကပူလို့ဒီပတင်းပေါက်တကားကြီးတော့ဖွင့်အိမ်မိရမှတ်ပါတယ်ဒါပေမဲ့ကျွန်တော်အိမ်ကတော်တော်လေးမြတ်တော့ဘယ်လိုလူကတက်နိုင်ပါမလဲအေးလေကျွန်ုပ်ကပတင်းပေါက်ကနေအောက်ကိုငုံကြည့်တယ်မှန်တယ်အိမ်ကတော်တော်မြတ်နေလူတယောက်ပတင်းပေါက်ကိုတွဲတက်ဖို့ဆိုတာမဖြစ်နိုင်ဘူးဒါပေမဲ့ကျွန်ုပ်ရဲ့မျက်လုံးက
ပဒင်းပေါအနာကတစ်ပင်ကြီးတပင်နာကိုတတိပြုမိလိုက်တယ်အဲ့ဒီတစ်ပင်ရဲ့တစ်ကိုင်းကြီးတစ်ကိုင်းကပဒင်းပေါဘက်ကိုတိုးထွက်နေရပါအကြောင်းရှာလို့ရပါပြီလူသက်တရားခံကဟောဟွာတစ်ကိုင်းဘဝနေခုန်ကူးလာတာတွေ့လားဟာအဲ့ဒီတစ်ကိုင်းနဲ့ပဒင်းပေါကတော်ဝေးတာပဲဘလို့လူကခုန်ကူးနိုင်မှာလဲခမရခုန်ကူးကြည့်ပါအောင်တကြီးစောရကတက်မဲဆိုလေတက်เสียတစ်ကိုင်းနဲ့ပဒင်းပေါက90လမ်းလောက်ဝေးပါတယ်လူတယောက်အတွက်ကတော့ခုန်ကူးဖို့ဖြစ်နိုင်စရာမရှိဘူးဒါပေမဲ့လည်းစုံမိမလွတ်စိန်နေဆိုတဲ့စကားအတိုင်းကျွန်တော်ရှော့လို့တော့မဖြစ်ဘူးလူတိုင်းတော့ကူးလို့မရဘူးပေါ့ကူးနိုင်တဲ့လူကတော့ကူးနိုင်မှာပေါ့ဥပမာစက်ကတ်ထရလူတွေဆိုရင်ဒီလောက်ကတော့အပြော့နေမှာပေါ့တကြီးရမဟုတ်ဘူးလားစော့ပါလားကွာဒါဆိုရင်ဒီလူကဘာရည်ရွယ်ချက်နဲ့ကိုတန်းထက်ကိုတတ်တာလေနောက်ပြီးသူတို့တွေကဒီရက်ပိုင်းမှာရွာကိုရောက်လာရဲဆိုတော့ဒီမှာရန်ညိုးရန်စာရှိရဲဆိုတာမဖြစ်နိုင်ဘူးအေးလေဟုတ်သားပဲဒါကတော့လိလာစုံစမ်းပြီးမှအဖြေပေးလို့ရမယ့်ကိစ္စပေါ့ဗျအခုရက်ထိကိုမလျှော့သေးပါလားကဲအဲ့ဒါဆိုရင်ကိုမြတ်အောင်မိမမြင်လိုက်တယ်ဆိုရက်မဲမဲဆိုတာကောရှင်းမအောင်အဲ့ဒါတော့ဟုတ်လေအော်မင်းညတော့လာွယ်ညလေပြီးတော့ तू ကအိတ်ချင်မတူနဲ့အမြင်မှားတာဖြစ်ချင်ဖြစ်မှာပေါ့စိုးကွာစိုးညင်းတာဒါထက်မနေ့ကခင်ဗျားတို့တောပြတ်ထွက်တာပဲဘက်လေကူကြောင့်မို့ရွှေကူတောင်ဘက်ပါအော်အဲ့လိုဆိုရပါပြီအဲ့တော့ကျွန်ုပ်ရဲ့စုံစမ်းမှုကိစ္စတော့ပြီးသွားပါပြီနှုတ်ဆက်လို့ပြန်လာခဲ့ပါတယ်တကြီးကအလောင်းကိုဆေးရုံကိုပို့ဖို့နဲ့ရဲကိုအကြောင်းကြားဖို့စီစဉ်မှုကြံခဲ့ပါတယ်ဒါနဲ့ကျွန်ုပ်တို့ကလည်းဦးညိုကြီးထန်းတော်ဘက်ကနေဖြတ်ပြီးတော့ပြန်လာတော့ကျွန်တော်တို့ကတော့ခေါင်းလဲရှုပ်ရင်တွေကလည်းတုံနေစရာတို့ရဲ့ဒါပေါ့ကွာဒါကဖြစ်လောက်စရာပဲ哦အဲ့ဒါကြောင့်ခေါင်းလဲရှင်ရင်တုံတာလေးရက်တော့ထန်းတော်ခဏဝင်လာအောင်မယ်တတနော်ဟာဟစ်ကောင်နေဟက်ကောင်နေမစီမဆိုင်အကြောင်းပြချက်ပေးပြီးထန်တော်ရဲဝင်ပြေးသွားတဲ့ဘက်ကလေးနဲ့စောတင်မောင်တို့ကိုမြစ်တာပို့ပြီးဆက်ရှောင်လာခဲ့ပါတယ်။ပြိုးဥတွပြီထန်းပင်ပေါ်နှုတ်ဆက်တန်ကြောင်လုံးမှွကြည့်တော့ထန်းသမားမောင်ရိုးတွေ့တယ်။ဘယ်ကပြန်လာတာတော့ကိုမြောင်တို့အိမ်ကဟေ့ကျွန်ုပ်နှုတ်ဆက်ပြီးရနေမောင်ရိုးကအနီးမှာရှိတဲ့ထန်းပင်စီကိုလွှားကနေခုန်ကူးတယ်။အများအတွက်မျက်လုံးပြူးစရာဆိုပေမဲ့မောင်ရိုးအတွက်ကတော့ဒီကိစ္စကထမင်းစားရေးတော့ပါဟာကျွမ်းကျင်ရလိမ့်မှာပေါ့သူ့အတွက်ကတော့တနေ့ထမ်းပင်ပေါ်များစွာတက်နေရတော့တပင်တက်တပင်ဆင်းလောက်ရမယ်ဆိုရင်အချိန်ကုန်နေလူလဲပို့ပြီးတော့ပင်ပန်းနေဒါကြောင့်မို့အခုလိုနီးစရာပင်တွေကိုတပင်ကနေတပင်ခုန်ကူးတယ်အချိန်ရောလူရောတက်တာတဲ့အပြင်ထမ်းပင်များများလဲတက်ပြီးသားဖြစ်တာပေါ့ငထွေးယူကြနေရပဲကွာဒါပေမဲ့အခုလိုကိစ္စကိုတော်ရုံထမ်းသက်သမားတွေတော့မလုပ်ရဲပါဘူးမတော်တဆပြုတ်ကျသွားမယ်ဆိုရင်ပေးဆက်ရမှာအသက်လေးမောင်ရိုးကတော့ငငယ်တည်းကထန်းတက်လာခဲ့တဲ့အပြင်တတိယလည်းကောင်းလူကလည်းတတ်မာတယ်ဆိုတော့လုံးဝနာပေါ့အိမ်ပြန်ရောက်တော့ကျွန်ုပ်ကမသိမြင်တဲလို့ထားတဲ့အဖန်ကြီးကိုတောက်တယ်စက်သားကြီးသားကြောက်လည်းမရှိဘူးလားမြင်ကြီးသားတော့မရှိဘူးတော့ဂျေသမီးပဲရှိတယ်ဂျေသမီးဟလားအိုမင်းကလည်းကြမ်းကြမ်းမမှန်ဟုတ်တယ်လေရှင့်ကိုကြီးကြမယ်ဂျေသမီးကျမကိုပြောနေရပေါ့ရှင်တော့မဝင်တာဘယ်နေရရှိသွားပြီလဲကတွတ်ပြီအဲ့ဒါကိုတော့တတိမရဘူးလားဂျီသားစက်သားလေးစားဖို့တော့တတိယတည်းရပေါ့ဟုတ်သလားအေးပါကွာမြောက်ဝကျွန်ုပ်ပဲလှည့်လာပြီဆိုတော့ကျွန်ုပ်မနှက်ဖန်တောဝင်မဲ့အကြောင်းဂတိပေးပြီးတော့မှအလံဖြူတင်လိုက်ရတော့တယ်နဘူးနစာအလောက်ခံရတဲ့ဘီးကကင်းလွတ်သွားပြန်ပြီဆိုတော့စိတ်တရားမနှက်ကလူတက်မှုစီပြန်ရောက်သွားတယ်စုံတော့ကြီးဦးဆန်ရှာတပွဲဆက်တွေးခေါ်နိုင်ခဲ့တဲ့အတွက်လေကျွန်ုပ်ကိုအားရပီတိဖြစ်ပါတယ်အဲ့ဒီကတဖန်စိတ်တရားထမ်းပင်တပင်မတပင်ခုံပြီးတော့ကူးသွားတဲ့မောင်ရိုးစီရောက်တယ်ငထွေးယူဆိုတဲ့သူရဲ့ကောင်ကမောင်ရိုးလိုနေမှာမောင်ရိုးအကြောင်းတွေးပြီးတော့လူသက်မှုဖြစ်ပွားခဲ့တဲ့အခြေအနေနဲ့ဆက်ဆက်မိတဲ့အခါမှာကျွန်ုပ်ကင်ထားတဲ့ရင်နွေးချမ်းခွက်တောင်းမှပြုတ်ကျသွားတယ်တရက်ခန့်လူသက်တရက်ခန့်တန်းထိုက်ကိုတက်သွားတဲ့တရက်ခန့်အဲ့ဒီတရက်ခန့်လာနိုင်ဖို့လမ်းကတခုရပါဒါကတော့တစ်ကိုင်းဖြားကနေပရင်ပေါက်ကိုခုံဝင်မယ်အဲ့ဒီကနေပြီးတော့မှခုံကူးဖို့တော့တန်ယုံလူမမြင်ဘူးပြီးတော့လေရိုးကိုတစ်ချက်တည်းချိုးပစ်ဖို့ဆိုတာကလေခွန်အားလိုသေးတယ်မောင်ရိုးဆိုတာငငယ်လေးတည်းကထန်းတက်လာတော့ကျမကြီးကလည်းလိုက်စားတဲ့သူဖြစ်တဲ့အတွက်ကျွတ်သားတွေကအမြောင်းမြောင်းနေမသိရသူတွေဆိုရင်ကာယဗလမောင်လို့ထင်မှာဒါပြင်မောင်ရိုးကထမ်းပင်တပင်ရတပင်ကိုကျင်းလဲစွာနဲ့ခုံကူးပြီးတော့မှသွားနိုင်စွမ်းလည်းရှိသေးရဲ့မလားလူသက်တရခံဖြစ်နိုင်တဲ့အချက်တွေအလုံးကမောင်ရိုးနဲ့ကိုက်နေပါပေါ့လားဖះကျွန်ုပ်ဖះမတပဲဘယ်နေနိုင်မလဲမောင်ရိုးเจ้าကျွန်ုပ်ကောင်းကောင်းသိတယ်အမီနဲ့လိုက်အောင်ရိုးသားစူးစားတဲ့သူ
ဖခင်ဆုံးမသွားတော့ကိုရုံဝတ်ကနေထွက်လို့မိခင်ကိုထမ်းတက်ပြီးလောက်ကင်ကျွေးတဲ့သူဒီเจ้าနေကြောင်မှုထင်ပါတယ်တရွာလုံးကကာလာသားတွေပိုးပန်းနေတဲ့ကိုနောက်ကင်အလှပကေးလေးစောမှုရဲ့အချစ်တောင်းမှရယူနိုင်ခဲ့တဲ့သူမြေပိုင်းရှင်တထေးသားဘာကြော်လိုလူကိုယ်တော်မှကြော်ပြီးတော့မှမောင်ရိုးကိုရွေးချယ်ခဲ့တဲ့စောမှုရဲ့အချစ်ကလည်းစစ်မှန်ခိုင်မာပါတယ်အခုကျွန်ုပ်တို့စဉ်းစားမိတဲ့လူသက်တရက်ခံဖြစ်နိုင်ကြရမောင်ရိုးကိုညှိုးဆိုနေတယ်လို့ဖြစ်တော့ကျွန်ုပ်တုံလောက်တယ်ဆုံးဖြတ်ရတော်တော်ခက်တယ်မဖြစ်နိုင်မောင်လေဒါတိုက်ဆိုင်တာပဲဖြစ်မှာပါအဲ့ဒီတော့ဘိုက်ကလေးအိမ်ပေါ်ရေးကြီးတုတ်ပြတတ်တယ်ဆက်တော့ရေးဆက်တော့ဘာတော့ဟာမင်းနဲ့လန့်တကြားဟိုကိုတန်းထိုက်တရားနဲ့ပတ်သက်ပြီးတဲလွန်စာတကူရခဲ့တယ်ထရေမူကျွဲခိုးပေါ်ဆိုတဲ့စကားရှိရကဲပါစိုးပါအောင်ဒီလိုပြကိုတန်းထိုင်မသိခင်ကနှစ်ရက်လောက်တော့ထန်တော်ထဲမှာရန်ဖြစ်တယ်ထိုးမဲ့ကြိတ်မဲ့အထိဖြစ်ခဲ့တယ်လို့ပြောတယ်ဟုတ်လားဘသူနဲ့ဖြစ်တာတော့မောင်ရိုးနဲ့လေဘာမောင်ရိုးနဲ့ဟုတ်လားဟုတ်တယ်ဗျမောင်ရိုးဆိုပါလားလူသက်တရက်ခံဖြစ်နိုင်တယ်လို့အချက်လက်တရားညှိုးဆိုပြတာနေတဲ့အထေတန်တရားဝင်စရာအကြောင်းအရာကမှဝင်လာပြန်ပြီဘလို့ဖြစ်တာလဲအပြစ်ရှိရတော့ကိုတန်းထိုက်တို့ပေါ့သူတို့တွေကထရေမှုပြီးတောင်းချမ်းတာအဲ့ဒီမှာထန်တော်ပိုင်ရှင်ကိုပေါက်သမီးလေးကိုဆွေးလိုက်ရန်လာလွတ်တယ်တဲ့မောင်ရိုးကဝန်တိုင်းရဖြစ်တာအဲ့ဒီမှာမောင်ရိုးကကိုတန်းထိုက်ကိုထမင်းဝအောင်စားထားလို့ကျိန်းလိုက်တယ်ဟာမောင်ရိုးကအဲ့လိုတော့မကျိန်းတင်ဘူးလေအဲ့ဒါပြောတာပေါ့အေးလေတကယ်ဆိုရင်လူတိုင်းကထမင်းစားတော့မှဝအောင်စားရမှာပေါ့ကျိန်းမောင်မီပြောနေစရာမှမလို့တော့ကွာနော်ဟာဇက်တုတ်ကလည်းလေဒုံးဝေးလိုက်တာထမင်းဝအောင်စားထားလို့ပြောတာလေအဲ့ဒါနောက်တစ်ချိန်သူ့တက်လို့သိရင်ထမင်းစားရတော့မှမဟုတ်ဘူးလေအဲ့ဒါကြောင့်ခုကလေးကဝအောင်စားထားလို့ကျိန်းတာအော်အဲ့လိုလားအေးငါလည်းထင်တော့ထင်တာထင်းမနေနဲ့မောင်ရိုးအဲ့ဒီလိုပြောလိုက်မိတာသူ့လည်းပင်သူကြိုးကွင်းစွတ်တာဘာဖြစ်လို့တော့ဘာဖြစ်ရမှာလဲသူကအဲ့ဒီလိုကျိန်းထားတော့အကျိန်းခံနေရတဲ့ကိုတန်းထိုက်ကလည်းတည်သွားတယ်လေမပြေးတော့လေကံရရှိဆိုသလိုသင်္ကာမကင်းမိုးဆိုပြီးဘာကျော်တို့ကမြို့ဝရဲစကန်ကိုသွားပြီးတိုင်ချက်ဖွင့်တဲ့ဟာဘာကျော်နဲ့ဘာဆိုင်လို့တော့အော်ဗျာစောမှုမောင်ရိုးလက်ခံလိုက်တဲ့ကဘာကျော်ကဦးနုကျွဲခွက်တွေဖြစ်လို့မောင်ရိုးမုန်းနေရလေမောင်ရိုးကတော့ဒုက္ခပဲရိုးသားကြိုးစားတဲ့မောင်ရိုးမိခင်ကိုတမအာဇီဝနဲ့လောက်ကင်ကျွေးမွေးနေတဲ့မောင်ရိုးတရားခံအစ်စ်မဟုတ်ပါစေနဲ့လို့ဆုတောင်းပေးတာကလွဲလို့ကျွန်ုပ်ပါများတက်နိုင်အောင်ပါလေနောက်တနေ့မနေ့ကျတော့ကျွန်ုပ်တို့စီရတပည့်နှစ်ယောက်သားမသိမြင့်ကိုပေးထားတဲ့ဂရိအတိုင်းတောဝင်ခဲ့ကြတာပေါ့မောင်ရိုးကိုလူတက်မှုနဲ့မတင်ကတော့မနေ့ညတော့ရွာမှာလာပြီးဖမ်းသွားကြတယ်လို့သိရတယ်ကျွန်ုပ်အထူးပင်စိတ်မကောင်းဖြစ်မိပါတယ်အဲ့ဒီနေ့ညကစောမှုနဲ့မောင်ရိုးရဲ့အမေဒေါ်တစ်တို့မျက်ရည်လဲရွှဲနေရောက်လာကြတယ်ကျွန်ုပ်မှလည်းတက်တလောက်မှတ်တလောက်ကူညီပေးပါမယ်လို့နှစ်သိမ့်လိုက်တယ်ပြို့ဆရာတော့အတွေ့အများနေပြီတဲ့ကျွန်တော်တော့မှဒီဘက်လေငါသိပါတယ်ဒီနေ့ရွှေကူတောင်ဘက်သွားမလားလို့ဗျာရွှေကူတောင်ဘက်တကြောင်ကပုံမှန်အားဖြင့်ကျွန်ုပ်တို့အမဲပြစ်ထွက်လေမရှိရနေရဆိုတော့ဘိုက်ကလေးရန်ကိုအံ့ဩသွားတဲ့ပုံမှာစဉ်းစားရကြက်တဲ့ပုံနဲ့ရွှေကူတောင်သွားမယ်ဒီလိုတန်းထိုင်မသိခင်တရက်တုံးကသူ့ရဲ့ကြောင်မိုးရဲ့ဟာရွှေကူတောင်ဘက်ကိုအမဲပြစ်ထွက်တယ်တဲ့အဲ့ဒါသဲလွန်စားလေးပါလေးရလို့ရညာသွားကြည့်မယ်လေဘာရောမဟုတ်ပါဘူးတဲတဲကွယ်ကွယ်မပြောနိုင်သေးရဲ့ချိန်နေမလို့ပါရွှေကူတောင်ကအတန်ငယ်မြင့်မားနေတဲ့တောင်ကြီးတစ်တောင်ဖြစ်ပါတယ်တောင်ရဲ့အလယ်နောက်မှာတစ်ချိန်တုန်းကရွှေထွက်တယ်လို့ဆိုရဲကူတကူရှိတယ်ဒါကြောင့်မို့လဲအဲ့ဒီတောင်ကိုရွှေကူတောင်လို့ခေါ်တာပါအခုချိန်မှာရွှေထွက်တယ်လို့လည်းမကြားမိတော့သလိုလူသူအရောက်ပေါက်ကလည်းနေပါတယ်ဆိုတော့တောင်တက်လန်းပဲပျောက်လို့မတက်ခြုံတွေပိတ်ပေါင်နေအထက်ထက်နေရှိလို့နေပါတယ်ကျွန်ုပ်တို့လိုမဟုတ်စိုးတွေပဲလေရွှေကူတောင်ပေါ်ကိုအရောက်အပေါက်နေရခြင်းကတော့အဲ့ဒီတောင်မှာကျွန်ုပ်တို့မိုးစိုးတွေပြက်ခတ်လို့တဲ့သမင်တရေကြီးငယ်ဆိုင်ဆက်ဆိုတဲ့သားကောင်တွေစက်စားလေးမရှိတာကြောင်းပါအခုဆိုရင်တော့ကိုတန်းထိုက်တေဆုံးရတဲ့ကိစ္စရဲ့နဲ့ပတ်သက်လို့သစုံတရားသဲလွန်စရလို့ရညာတက်လာခဲ့ကြတယ်ဟာအရှိမလက်ဓာရီဟိလန်တနေရာမှာတော့လက်ဓာရီတယုံယုံနဲ့စူညံနေရောက်တွေ့ရတော့အဲ့ဒီနေရာဥတီထွက်လာခဲ့ကြပါတယ်ဘာအသေးကောင်များတွေ့နေကြတယ်လဲမသိဘူးဟုတ်ပါဗျာအသေးကောင်ကတော့အမွေးအမြင်မဲမဲကြီးတွေနဲ့အတော်ပင်ကြီးကြောင်တတိပြုမိပါတယ်အနားရောက်တော့ကျွန်ုပ်တို့တွေကလက်ဓာရီကို6လက်မောင်းထုတ်ပြစ်လိုက်တယ်အသေးကောင်ကိုအသေးချာကြည့်တော့အေးရမလူဝဲအမကြီးတကောင်ဖြစ်နေတော့တွေ့တယ်ရဲဝါမှလည်းအမဲပြက်ရိုက်ဖက်တန်ရာကြီးနဲ့ဒီကောင်ကိုတန်းထိုက်တို့ပြစ်ခဲ့တဲ့နဲ့ဒဏ်ရာနဲ့ပြင်းရဒီနေရာမှာလဲကြပြီးတေးပုံမဲဟုတ်မယ်ဘိုက်ကလေးကိုရှင်းပြနေရင်ကကျွန်ုပ်တစုံတယောက်ရုပ်တရက်စဉ်းစားပြီးဝမ်းသာသွားတယ်ဟုတ်ပြီ
ငါတို့မောင်ရုပ်ကဲနိုင်မဲ့လမ်းစာတွေ့ပြီဘလို့လဲဗျရှင်းပြပါအောင်အေးရွာရောက်ရင်မင်းသိရမှာပေါ့ကင်လာတော့မယ်ဈေးကင်ပြမီဒါနဲ့ကျွန်ုပ်ကရွာပြန်ရောက်တာနဲ့တကြီးပါစီကိုဦးမြတ်အောင်အင်ကိုခေါ်သွားလိုက်တယ်တကြီးကိုကျွန်ုပ်ပြောဖို့တော့မှတ်မိရမလားဒီအိမ်အပေါ်ထက်ကဗရင်ပေါက်ကိုတစ်ကိုင်းအစွန်းကနေခုံကြုံဝင်နေဆိုတော့လူတယောက်တွေအမတန်ခက်တယ်ဆိုပေမဲ့ဘာကြုံကျွမ်းကျင်တဲ့လူနေနေဆိုရင်လုံနိုင်မယ်ဆိုတာလေအဲ့ဒီလိုဘာကျွမ်းနေမတက်ဘူးဆိုပေမဲ့ဒီကိစ္စကိုလူဝင်တကောင်နေနေရတော့လွယ်လွယ်ကူကူလုံနိုင်မှာပေါ့တန်းထိုက်ကိုတက်တဲ့လူသက်တရခန့်ကလူဝင်တကောင်လို့စိုးလို့ရလားဥတ္တပီပြောချင်တာမဟုတ်ပါဘူးတကယ်ပြောတာအဲ့ဒီညတော့ကိုမြမိန်မမြင်လိုက်တယ်ဆိုရက်အမွေးစုပ်ဖွားနဲ့မဲမဲအကောင်ရတရေမဟုတ်ဘူးလူဝင်ဆိုတာပို့ပြီးတော့ထင်ရှားစေတယ်ဟုတ်ပါပြီထားပါဒါပေမဲ့လူဝင်ကဘာလို့လာတတ်တာလဲကျွန်ုပ်ကတစည်းမေးတော့မဖြေပါဘူးအော်ကိုကြော်မို့ခမည်းနဲ့ကိုတန်းထိုက်အဲ့ဒီနေတော့ရွှေကူတောင်မှာလူဝင်တကောင်ပြတ်တက်ခဲ့မလားမှန်မှန်ပြောဟုတ်ပါတယ်ကိုတန်းထိုက်ကိုလူဝင်ကဘာကြောင်လာတတ်တယ်လဲဆိုရဲဖြစ်ရအဲ့ဒါပါပဲတကြီးလူဝင်တွေရဲ့အသိဉာဏ်ကမြောက်တေထက်မြင့်နေလူတွေနဲ့တိတ်မကွာပါဘူးပြီးတော့သူတို့အဖိုးမစုံတွေဆိုတာတိတ်ချစ်ကြတယ်သစ္စာလည်းတိတ်ပြီးရှိကြတာပါလူဝင်အမကိုတန်းထိုက်တို့တက်လိုက်တဲ့အတွက်လူဝင်တီးရလာပြီးလက်စားချရပါတကြီးခမည်းပြောတာရုပ်တရက်ရှိတယ်ဒါပေမဲ့ခိုင်လုံသက်သေပြဖို့ခက်တယ်ကျုပ်တင်ပြောရရင်မခက်ပါဘူးတကြီးအဲ့ဒီလူဝင်တီးရကိုတန်းထိုက်နဲ့ပါလာတဲ့ဟော်ရီယာကိုကြော်မို့လည်းအလွတ်ပေးမှာမဟုတ်ပါဘူးအခွင့်တာရာနဲ့လာတက်မှာပါအဲ့တော့ခမည်းဆိုလို့ကျန်တာဟုတ်ပါတယ်ကိုကြော်မိုးနဲ့ပဲလူဝင်အထီးကိုထောင်ပြီးဖမ်းမှာပေါ့မိုးနဲ့မင်းကြီးကဲတော့မူပါယနေ့ညမှာလူဝင်အထီးကိုကြော်မိုးနဲ့ထောင်ပြီးဖမ်းမယ်ဆိုတော့ကျွန်ုပ်ညဆောင်စောစောစားလိုက်တယ်ဒီစီစဉ်ကအန်ရီများတယ်ဆိုတော့လေကိုရိုင်းရိတ်စားမိတယ်တစ်ချက်ကလေးလွဲချော်လိုက်မယ်ဆိုရင်ကျွန်ုပ်တစ်သက်လုံးနာမည်ပြတ်မှာနာမည်ပြတ်ရတာထက်လူတယောက်အသက်ဆုံးရှုံးရတာပို့ပြီးတော့စိတ်ထိခိုက်စရာဖြစ်ပါတယ်တပြန်တဟင်းဟင်းချရင်ထမင်းစားနေကျွန်ုပ်ကိုကြည့်ပြီးတော့ဘိုက်ကလေးကဆက်တော့ကျွန်တော်လည်းလိုက်ခဲ့မယ်လေအေးကောင်းသားပဲမလိုပါဘူးကွာတော်ရဲတောင်နဲ့မှမဟုတ်တာကတုတ်ပီရဲ့ရှင်တယောက်တည်းကိုဖြစ်ရလားတော်နေဖြစ်ပါတယ်ဘာမှမပူနဲ့တော်ရဲမှာလင်းစည်းပြီးတောပြစ်လာခဲ့တဲ့ဥစ္စာပဲအခုကအိတ်ခနဲ့ကနေအပိုင်ပြရမှာအေးအေးဆေးဆေးပါဒါနဲ့ကျွန်ုပ်ကထမြော်လက်စားတက်လိုက်တယ်ကိုကိုတုတ်ကိုစောက်မနေနဲ့နော်အိတ်နဲ့ကြကဲသွားပြီကိုမြတ်အောင်နဲ့ဇနီးကတော့ကြော်မိုးနဲ့အတူတူကျွန်ုပ်ကိုစောင့်မျှော်နေတယ်တိတ်ပြီးတော့လည်းမကြောက်ပါနဲ့အရဲလည်းမကူးနဲ့ဒီကောင်ရညနက်မှာအိမ်နဲ့ဝင်ပါအခုချိန်လောက်တည်းရတောဆက်တစ်ပင်တစ်ပင်ပေါ်မှာရောက်နေလောက်ပြီကျွန်ုပ်တို့တွေကိုစောင့်ကြည့်နေလောက်တယ်ကဲမစိုးရင်မနဲ့ကျုပ်ကတညလုံးရှိနေပေးမှာပါကဲမေးရငင်းပြီးတော့ကိုခန်းကိုတေချာပိတ်ပြီးအိတ်ကြကဲလောက်ကိုကြောင့်မို့ကျွန်တော်တို့လည်းအိတ်ခန်းနဲ့သွားစို့ကိုမြောင်ကျုပ်ကိုစောင့်လေတော့အခန်းထဲရောက်တော့ကိုကြော်မိုးကဂရင်မော်တက်ပြီးစောင့်ချုံနေဟိုကျွန်တော်အစာငပြောတုံးယူစောင့်ချုံထားလို့မရအောင်လားဘယ်ရမလဲဘာဖြစ်လို့လဲမောင်ပေါက်ကျိုင်းဇက်ထဲမှာတော့မှအဲ့လိုပဲလုပ်တာပဲလေဟာဟိုကဇက်ထဲကငကားလူဝင်ဆိုတာအနှံ့ခံတိတ်ကောင်းတာငပြောတုံးကိုထည့်ထားရင်အနားတော့တီမှာမဟုတ်ဘူးဘာမှစိတ်မပူနဲ့ကျုပ်ကဟိုဘီရိုနောက်မှာရှိမှာခမည်းနာဒီကောင်ရောက်တာနဲ့ပြစ်ပြီးသားတစ်ချက်သေးနဲ့တီပါစီဗျာတစ်ချက်ပါပဲဗျာနှလုံးဘူးနဲ့ကက်ပြစ်တယ်ဆိုရင်တန်ကြက်ကဝတ်ထားရင်တော့မခံနိုင်ပါဘူးစိတ်ချအိတ်တာအိတ်မျက်ခုံးနေရတော့တိတ်လှုပ်တာပဲပြင်းလို့လဲရမှာမဟုတ်ပါဘူးဆိုတာသိလို့လားမသိကိုကျော်ဝင်းကဘာမှမပြောတော့ဘဲနဲ့အိတ်လိုက်တော့တယ်ကျွန်ုပ်ကဘီရိုနောက်ကိုဝင်ပုံရင်မျက်စိနဲ့နားကိုတော့အတင်းကိုစွန့်ထားလိုက်ပါတယ်တိမ်လုံးကတော့အကြသမင်ကြားရမတဲ့တိတ်ဆိတ်လို့လာမိုင်ညာဆိုပေမဲ့ကြင်ရောင်နေကြောင်းပတ်ဝန်းကျင်ကိုထင်သာမြင်သာရှိနေတယ်ဆိုတော့ကံကောင်းတယ်လို့ပြောရမှာပါအမြင်မှားတာလားတော့မသိပါဘူးမျက်လုံးပွက်သက်ပြီးကြည့်လိုက်တဲ့အခါမှာတော့မမားပါဘူးပဒင်းပေါက်ပတ်တိုးထွက်နေတဲ့တက်ကားကြီးကလေမတက်ပဲနဲ့လှုပ်ရှားနေပြီလာပြီသူလာနေပြီလှုပ်ရှားသွားတဲ့စိတ်ကိုပြန်လဲစုစီရင်တနက်မောင်းထိန်ခလုတ်ကိုဖြုတ်ပြီးတော့မှအသင့်စောင့်နေလိုက်တယ်လာစမ်းလာလိုက်စမ်းမကြပါဘူးလူဝင်ကြီးတကောင်ကတက်ကိုင်းကနေပဒင်းပေါက်ကိုလွှားကနေခုန်ကူးလာပါတယ်လူဝင်ကြီးကတော့ကျွန်ုပ်တို့မြင်ခဲ့ရတဲ့လူဝင်မကြီးထက်2ဆလောက်ကြီးပါတယ်ဒီလိုလူဝင်မျိုးကလူတယောက်လည်းပင်ကိုအသားလေးလိမ်ချိုးနိုင်တာတော့တန်တရားဖြစ်စရာမရှိပါဘူးပဒင်းပေါက်ကလူဝင်ကြီးကအကျန်းပေါ်သားလေးခုန်ဆန်းလို့ကိုကြောမိုးအိတ်နေရဲ့ပဒင်းပေါက်ကိုအသားလေးချင်းကတ်တယ်ဘလို့နည်းနဲ့မှအိတ်ပြောမှမဟုတ်တဲ့ကိုကြောမိုးကလူဝင်ချင်းကတ်လာပြီဆိုတာနဲ့သိတော့အိတ်ရကလူးလဲထားလို့အတန်ကုန်အော်တယ်အဲ့တော့ကျွန်ုပ်ကလူဝင်ကြီးကိုအပိုင်းတေးပြင်းရချင်းကတ်သွားတဲ့အချိန်ဖြစ်ပါတယ်ကြောင်အားလန့်အားနဲ့
တဝူဝူတဝါဝါအောနေတဲ့ကိုကြောင်မို့ကြည့်ပြီးလူဝင်ချင်းရုပ်တရက်တော်တော်လေးထိတ်လန့်သွားတဲ့ပုံလဲပြေးဖို့နောက်ပြန်အလဲကျွန်ုပ်နဲ့ဝဝင်ကြီးကနီးကပ်စွာမျက်နှာချင်းဆိုင်မိရသားဖြစ်တယ်ကျွန်ုပ်တို့ကိုမမျော်လင့်မဲတွေ့ရတော့လူဝင်ကြီးကဒေါသတကြီးဖြစ်လို့သူ့ရဲ့မျက်နှာအနာရှောင်းလို့နေတဲ့တက်နက်ပြောင်ကိုဆွဲယူပြီးတော့ရိုက်ချိုးပါစက်တွေကိုဆွဲထည့်လိုက်တယ်အခွင့်ကောင်းကနှခါမလာတတ်ဘူးဆိုတဲ့စကားပုံကိုကောင်းကောင်းနားလည်ထားတဲ့ကျွန်ုပ်အတွက်ကတော့လူဝင်ကြီးကိုမိပြီးဆိုတဲ့သတင်းစကားကရွာရဲကိုချက်ချင်းဆိုသလိုပြန့်နှံ့သွားခဲ့ပါတယ်။အဲ့ဒီညလူဝင်ကြီးကိုလာပြီးကြည့်ကြတဲ့လူအပေါင်းနဲ့ကိုမြတ်အောင်အိမ်ရတော့ပြည့်ကျက်လို့သွားတော့တာ။မနက်မိုးလင်းတော့တကြီးကမြို့ကတာဝန်ရှိတဲ့သူတွေခေါ်ပြီးအကျိုးကြောင်းရှင်းပြတဲ့အခါမှာတာဝန်ရှိတဲ့သူတွေကပါစက်အဟောင်းသားဖြစ်ကုန်တယ်။ကိုဖော်မတူတော့ဆိုတာဖြစ်မှာစိုးပေမဲ့အမှန်တိုင်းတင်ပြရမယ်ဆိုရင်ဒီအမှုကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။ကျွန်ုပ်ရဲ့ညံစွမ်းညံစားတွေကကဘာကျော်စုံတော်ကြီးတွေနဲ့တစ်ထက်ထဲကြပါပြီရဲ့လို့တာဝန်ရှိတဲ့သူတွေကချီးမွမ်းသွားကြတဲ့အကြောင်းသာဖြစ်ပါတယ်။ဒါနဲ့ပဲကိုတန်းထိုက်တည်ဆုံရတဲ့အမှုကလည်းလက်သေးတရက်ခန့်အစစ်မှန်ကိုဖမ်းမိသွားပြီဆိုတော့မတင်ကားမှုနဲ့အချုပ်နှောင်ခံထားရတဲ့မောင်ရိုးပြန်လွတ်လာတယ်။ဥတုပယိုလက်အောက်ချီကြော့ပါတယ်။ဥကဲလို့သာကျွန်တော်လွတ်လာတာပါ။အဲ့လိုလည်းမဟုတ်ပါဘူး။မင်းမတကယ်မှအပြစ်မရှိတဲ့ဥစ္စာတရားကိုနှက်ဆောင်ပါတယ်။ဒါနဲ့မင်းတို့ကဘယ်တော့ယူကြမလဲကျွန်တော်အလုပ်ကြိုးစားပြီးတော့ပတ်စံစုနေပါတယ်ခင်ဗျာဒီနေ့ຫນွေပေါက်ရင်တော့စောမှုကိုတင်တောင်းနိုင်ပြီလို့ထင်ပါတယ်ကောင်းပါလေစားရအောင်ပါပေါ့အဲ့ဒီမှာတော့သူတို့ချစ်သူနှစ်ယောက်ကမောင်ရိုးပြောသလိုပဲအစဉ်ပြေချောမွေးစွာပေါင်းဖက်ကြမယ်လို့ကျွန်တော်ယူဆခဲ့ပါတယ်ဒါပေမဲ့မထင်မှတ်စွာနဲ့ကံကြမ္မာကကြေကွဲတုံးလုံးပွဲကောင်းတဲ့ဇလန်တပုတ်ကိုတင်ဆက်ခဲ့ပြန်ပါတယ်တရက်မှာတော့ဈေးဝယ်ရကပြန်လာတဲ့မသိမ်းပြင်းကဦးရဖားရနဲ့ပြေးတယ်ကတွတ်ပြီးရေမောင်ရိုးထမ်းပင်ပေါ်ကပြုတ်ကြတယ်တော့အိုးဖြစ်မှဖြစ်ရလေအခုဘဲနဲ့နေသေးတော့ဘဲနဲ့နေရမှာတော့ထမ်းပင်ပေါ်ပြုတ်ကြပါလေဆိုမှသိပြီပေါ့ဟေးသိပြီအဲ့တော့သူ့ရဲ့အလောင်းကိုအိမ်ကိုတဲသွားကြပြီတဲ့ရှင်သွားကြည့်အောင်ထမ်းပင်တပင်ရတပင်ခုံကူးနေတဲ့မောင်ရိုးကိုမျက်စိရဲအောင်မြင်လာပါတယ်ကျွမ်းကျင်တာမှန်ပေမဲ့အသက်နဲ့ရင်းရတဲ့ကျွမ်းကျင်မှုအခုတော့တငါသေးရင်းနေပြီပေါ့အိုးဖြစ်မှဖြစ်ရလေမောင်ရိုးရဲ့အလောင်းကိုအိမ်ရှိကလေးတိုင်စင်ပေါ်မှာထုံးစံအတိုင်းပြန်ထားပါတယ်ကျွန်ုပ်ကသူ့အမေဒေါ်တစ်ကိုအားပေးဖို့ရအိမ်ပေါ်တက်တော့စောမှုပါတွေ့တယ်။အော်စောမှုလည်းရောက်နေရအောင်ဥတုပြီကျွန်ုပ်ကိုတွေ့တော့ဒေါ်တစ်ကရံဘက်ကိုစီတီးတော့ငိုတော့ကျမသားလေးကန်ခေလိုက်တာဥတုပြီရဲ့လူတက်မှုမတင်ကြတာနဲ့အဖမ်းခံရတယ်ပြန်လွတ်လာတာဘာကြသေးလို့တော့အခုတော့ထမ်းမင်ပေါ်ကပြုတ်ကြပြီးဆုံးရှာပြီးဥတုပြီဒီတခါရှင်လဲမကဲနိုင်တော့ပါဘူးဥတုပြီရဲ့မင်္ဂလာဆောင်ဖို့ဆိုပြီးသူ့မှာဆုထားတဲ့ပတ်စံတွေကအခုတော့သူ့ရဲ့အတုပါစီဖြစ်ရတာပေါ့တွေးမိတိုင်းကျမမဘလို့မှမဖြေနိုင်ပါဘူးဥတုပြီရဲ့ကျွန်ုပ်ကလည်းစောမှုနဲ့ဒေါ်သစ်ကိုတက်သမျှမှတ်သမျှပြောပြဖြောင်းဖြတယ်ကလပြင်းထိုးနေတဲ့ဘိုက်ကလေးတို့လူစုဘက်ကိုထွက်လာခဲ့တော့ကြိုင်ငါလည်းငုံမိတော့မှာဘိုက်ကလေးမင်းတို့ကျမ်းမာရေးမှုကိုမျိုးအောင်ကိုသွားပြီးကြောင်းကြပေးပြီလားဆံမျိုးကမရှိဘူးဟိုဘက်ရွာမှာဝမ်းယောဂါဖြစ်လို့လာပင့်သွားကြတယ်ဒီညဟိုမှာအိတ်မှာမနေ့ဖက်မှာပြန်ရောက်မယ်လေဘိုက်ကလေးတို့နားမှာလှုပ်ရှားတွေကအထွေအထူးမရှိရနဲ့ကျွန်ုပ်ကလည်းမောင်ရိုးအလောင်းရှိအောင်ရောင်းလေးလေးနဲ့ပြန်လာခဲ့တယ်မောင်ရိုးရဲ့အလောင်းကိုအကဲခတ်တော့တရားနဲ့မတူဘူးအိမ်မောကြနေရဲ့လို့ထင်ရပါတယ်ခတ်တာဒီလိုကိစ္စမျိုးကိုတရားဝင်ဆုံးဖြတ်ရတာကကြီးလက်ကျမ်းမာရေးမှုကိုမျိုးအောင်ပါအခုသူမရှိတော့ခတ်တယ်တကယ်တီတော်ဟုတ်ရလားမသိဘူးရောင်လို့ထွက်သွားတဲ့ကျွန်ုပ်ရဲ့စကားအစုံတော့ဟာတိုက်ရီမောတဲ့တန်ကြားတာလှည့်ကြည့်လိုက်တော့တထေးသားဘာကြော်လို့လူစုထမ်းပင်ထိတ်ပြားကလိမ့်ကြတဲ့သူကဘသူကအသက်ရှင်မှလဲဗျဘသူရှင်လဲလို့ရောကြားဘူးလို့တော့ဥတွပီရဲ့တခုရရှိတာပေါ့အသေးချာသိချင်နေဆိုရင်တော့ခမားကိုယ်တိုင်ထမ်းပင်မတက်ပြီးခုံချကြည့်လေဘာကြော်ကဖခင်ရဲ့ချမ်းသာမှုအရှိန်ဝါနဲ့လူတကာကိုစောင့်ကြွားပြောဆိုတတ်တဲ့သူပါကျွန်ုပ်ကလည်းစကားနဲ့ရန်စဲဆိုတော့အိမ်ဘက်သာထွက်လာခဲ့တော့တယ်သူတို့ကိုမိုက်တိုင်းတဲ့အကောင်နေဒေါ်တစ်တော်ဟာဆင်းရဲရဆိုတော့အလောင်းမြေကြဖို့ကိစ္စကိုကျုပ်တို့ရွာပဲဝိုင်းဝန်းကူညီကြတာပေါ့တကြီးရဲ့ဒါပေါ့ဗျာဒီကိစ္စကိုခမရဦးဆောင်ပြီးတော့စီစဉ်လိုက်ပါလိုအပ်တာရှိရဆိုရင်လည်းကျုပ်ကိုပြောဖို့ဟုတ်ပြီလားဒါနဲ့ပဲကျွန်ုပ်ကလိုအပ်မဲ့ကိစ္စရက်တွေကိုတကြီးနဲ့တိုင်ပင်ဆွေးနွေးပြီးတော့အိမ်ကိုပြန်လာခဲ့ပါတယ်အိမ်ရောက်တော့ရေမိုးချိုးပြီးအချိန်တန်တော့ထမင်းဝိုင်းပြီးစားတောက်လိုက်ကြပါတယ်ဒါပေမဲ့ထမင်းစားခြင်းစိတ်အလင်းမရှိပါဘူးကတွတ်ပြီထမင်းစားတာလည်းတိုးကနေစိတ်ကနေနဲ့ဘာဖြစ်တာတော့နေမကောင်းလားလူကနေကောင်းပါတဲ့စိတ်ကနေမကောင်းမောင်ရိုးကြောင်တွေးမိရစိတ်ကတော်တော်ကိုမကောင်းဖြစ်ရတယ်ကွာ
ကျုံလဲတော့လို့ပဲတော့ဘဲတက်နိုင်မလဲတတဝါတစ်ခုကန်တစ်ခုလိုပဲပြောရမှာပေါ့ဒါနဲ့ရှင်လည်းတတိထားအောင်အညက်နဲ့ရောက်နေရဲ့တဲ့မင်းကဘာသူပြောလဲဘသူပြောရမှာလဲမနေ့ကကျုပ်စားလေးပေတင်ခေါ်ကြည့်ပြီးတော့ပြောတာလေကျုပ်တို့ရွာကိုစားကလေးပေတင်ဆီယာမတွေလောင်ကျိတ်ကလေးဆွဲပြီးတော့မကြရောက်လာတတ်တဲ့ဘေးတင်မှန်နာမမှန်နာအပထားစားကလေးလိမ္မာပုံကိုကြည့်ရတော့ရွာသူရွာသားတွေကဘေးတင်ခေါ်ပြီးတော့မေးကြပါတယ်အဲ့ဒါဥပုံနေလေးပါလေးကြောင်ရင်ဥပုံလေးပါလေးစောင့်အောင်အေးပါကွာမောင်စုကဥပုံစောင့်နေဆိုတော့လူကြားရင်တော့ရည်စရာပေါ့ဒါပေမဲ့ကျွန်ုပ်ကလည်းအသက်မွေးဝမ်းကြောင်းအတွက်ကလွှဲရင်ဘယ်တတော်ကိုမှအကြောင်းမဲ့မသက်ပါဘူးဝါရင်ကာလာတွေမှာဆိုရင်ဥပုံနေတိုင်းကျုံနေဆိုရင်ဥပုံစောင့်ပါတယ်ညနေဆောင်တော့ကျွန်ုပ်ကအတူဘအိမ်ကိုထွက်လာခဲ့ပြန်တယ်အတူဘအိမ်မှာတော့အောက်လဲမီးတွေကိုထိန်လင်းစွာထွန်းထားပါတယ်စစ်စစ်ကကတွေ့ရတော့ရွာသားတွေတာရေးနာရေးမှာတက်တက်ကြွကြွနေဆိုင်ပင်ကူညီကြတာကိုကြည့်ပြီးတော့ချီးမွမ်းဂုဏ်ယူမိပါတယ်ဒီလိုချီးမွမ်းဂုဏ်ယူစိတ်ကလေးကအိမ်ဝိုင်းထဲလှမ်းဝင်လိုက်တော့ကြက်ပြောင်ငှက်ပြောင်ပျောက်ပြီးအเจ้าကလူစီကားနေရကချားမဟုတ်ပါဘူးဖဲဝိုင်းနေရှိလို့ပါတကြီးပါစီယာရွာမှာလောင်းကစားမှန်သမျှပိတ်ပင်ထားတော့ရွာမှာရှိတဲ့ဖဲသမားတွေကနာရေးရှိမှဖဲကိုလောလောလတ်လတ်ကြီးကစားရတာမောင်ရိုးတယောက်တော့ဆုံးရှာပြီးရဲကွာဝမ်းသာလိုက်တာဒါဖြင့်ဖဲရိုက်တော့မှာပေါ့မဟုတ်ပါဘူးဖဲဝိုင်းတဝိုင်းမှာတော့ဘိုက်ကလေးစောတင်မောင်အာနိုလာမိုးတို့တွေ့တယ်ဒါကဘသူခွင့်ပြုချက်နဲ့မင်းတို့ကဝိုင်းလုံနေကြလေဒီကောင်တွေကနပူနဆာလှုပ်လွန်းလို့ပါကျွန်တော်တကြီးစီကိုခွင့်ပန်ပေးလိုက်တာပါဥတွတ်ပြရဲ့ဟိုဒီလိုဝိုင်းလေးမရှိတော့လေဘသူကမှအတူပါစောင့်ကြမှာမဟုတ်ဘူးလေပြီးတော့အကောင်လေးပါလေးလဲရှာတော့အတူပါစိတ်ကလည်းခုမိကမေးရပေါ့မဟုတ်ဘူးလားဥတွတ်ပြမင်းတော်တော်အပြောကောင်းတယ်အေးလောက်တာပြဿနာမဟုတ်ဘူးဖဲဝိုင်းမှာရန်နေဖြစ်ကြရဲဆိုရင်မင်းတို့နားမယ်နော်ဟောဒီများဘန်းလက်တွေတဝိုင်းလုံးစားတယ်ဆရာတွက်ကလည်းဗျာကျွန်တော်တို့ကဖဲကစားတာမဟုတ်ပါဘူးအပြင်းပြင်းလေးပိုကဆွဲတာပါဗျာတကယ်ပြောတာပါတဲငါမြငှတုံးမလို့လားပိုကကလည်းဖဲမဟုတ်လို့မင်းပါ ਈ လားဒီမှာကိုမိပဲဖြစ်ဖြစ်21ပေါက်ပဲဖြစ်ဖြစ်ဘူးကြီးပဲဖြစ်ဖြစ်တစ်ချက်မှပဲဖြစ်ဖြစ်ဖဲရဖဲပဲဟာဥတပိယဖဲကြောင်အတော်နားလည်မအောင်လာပြိုးကျွန်တော်တို့ဝိုင်းမှာတအိမ်လိုတယ်ဘာကြော်ရဲ့ပြောင်းချောချောစကားကြတော့ဖဲဝိုင်းအလုံးပွဲကြသွားတယ်ကျွန်ုပ်ကလည်းစိတ်ထဲထောင်းကနေဖြစ်တော့ဟက်ကောင်ဘာကြော်ငါမင်းဖေလောက်ရှိတယ်နောက်ဆရာမဟုတ်ဘူးနောက်တာမဟုတ်ပါဘူးဗျာချစ်လို့ကြည်စားတာပါဗျအဲ့ဒီတော့အချင်းလေးရိတ်စားမိပုံတူတဲ့ဦးချင်းညွန့်ကလှမ်းခေါ်တယ်ဘတွတ်ပေရဲ့ဒီမှာလာပြုတ်အဲ့ဒီဦးချင်းညွန့်ဆိုတာကသာသနာပေါင်မှာပထမကြီးအောင်တဲ့အထိနေထိုင်ခဲ့ပါတယ်အခုလိုတာရေးနာရေးရှိရဆိုရင်တော့ဘာသာရေးလိုက်စားတဲ့သူအခြားလူကြီးတွေနဲ့တရားဝိုင်းဖွဲ့ရရှိတယ်စိတ်သာဟောမျက်ရှင်စောမဟုတ်ဘူးလားဖရာတကရဲ့ကျွန်ုပ်ကတော့သူတို့ဝိုင်းမှာဝင်ဆက်နေသူမဟုတ်ပါဘူးသူတို့ပြောနေတဲ့နေကာပဋ္ဌာန်းအာနာပါနာဝိပဿနာတတိပဋ္ဌာန်းစတာတွေကိုနားလည်တာလည်းမဟုတ်ပါဘူးသူတို့ဝိုင်းဆိုရင်ခက်ရှောင်ရှောင်မဲနေတယ်ထိုင်ပါဗျာစိတ်ကိုလျှော့မှာပေါ့ဘာကြောင့်ရန်ကရှောင်ဖို့လိုအပ်လာတာဆိုတော့သူတို့ဝိုင်းထဲမဝင်ခြင်းနဲ့ပဲဝင်ထိုင်လိုက်ရတော့တယ်ဒါနဲ့ကျွန်ုပ်ကလည်းလက်ဖက်လေးစားလိုက်ရေနွေးလေးတောက်လိုက်ဦးချင်းညွန့်တို့ပြောနေတဲ့တရားစကားတွေကိုနားထောင်လိုက်နဲ့နားလဲတစ်ချက်မလဲတစ်ချက်ခေါင်းကြီးပြပါတယ်ဘာတွေမှလည်းမသိဘူးလူပြောရေးစောတင်မောင်ရဲ့ကြောက်လန့်တကြားဆူဆူဝါဝါအုံလိုက်တဲ့အတန်ကြားတယ်အမလေးလောက်ပါအောင်အလောင်းကောင်ကြီးထလာတယ်အတန်ကြားရလှမ်းကြည့်တော့အလောင်းမောင်ရိုးကအခေါင်းထဲကထထိုင်တာကိုသွေးပြက်ပွဲရတွေ့ရပါတယ်ဖဲသမားတွေအကုန်လုံးကလည်းဝယုံသုံးကားတွေဖြစ်ကုန်တာအတုပါဆောင်တရားဝိုင်းဖဲဝိုင်းအားလုံးပြက်ကုန်ပြီကျွန်ုပ်အနေနဲ့ကလည်းသစေတရေဆိုတာကြားယုံသားကြားဖို့ပြီးတော့လက်တွေ့မတွေ့ဘူးတော့မကြောက်တတ်ဘူးလို့ပြောနိုင်ပေမဲ့အခုလိုအလောင်းကောင်ကြီးငုတ်တုတ်ထထိုင်အောင်မြဝါထင်းနေတွေ့ရတော့ကိုပြက်ဘွားကနေလွှားကနေခုန်ချလို့ပြေးမိရတာပေါ့ပြေးပေမဲ့လည်းနောက်ကတစုံတစ်ယောက်ကလှမ်းပြီးဆွဲထားတယ်လို့ဖြစ်တော့ဘလို့မှနေရာကမရွှေ့ရနဲ့ကျွန်ုပ်ကြောရိုးထဲမှာစိတ်မတက်ကြောက်တယ်မောင်ရိုးငါ့အဲ့လိုမကြည်စားပါနဲ့ကွာငါမင်းကိုကိုညစ်ခဲ့ပေးဘူးတယ်လေအမြနော်အမြအတန်ကြာတဲ့ထီပြေးလို့မရွှေ့တော့ဆွဲထားခြင်းခံနေရတော့ဖြစ်ချင်တာဖြစ်စီတော့ဆိုပြီးနောက်ကိုလှည့်ကြည့်လိုက်တယ်အေးဗျာကျွန်ုပ်ကြောက်လန့်တဲ့ကြားကိုပြက်ဘွားနေခုန်စံတော့ground ကျိတ်စာပြုတ်ပြီးတော့မှငုံနဲ့သွားပြီးချိတ်မိတော့အော်အဲ့ဒါကြောင့်ပြေးမရတာကိုမိမိရဲ့အဖြစ်ကိုဘယ်သူမှမမြင်သွားလို့တော်ပါသေးတယ်ရုပ်နဲ့ပတ်ဝန်းကျင်ကိုစိတ်ငူကြည့်လိုက်တော့ဘယ်သူမှတော့သိပုံမရပါဘူးဒါမှပဲစိတ်သက်သာရတာအိုးကျမသားလေးမသိဘူးတော့ကျမသားလေးမသိဘူးဒေါ်သိရဲ့ဝမ်းသာအားရအော်လိုက်တဲ့အတန်ကြတော့
ကျွန်ုပ်ကလည်းလှမ်းကြည့်တော့မောင်ရိုးကဒေါ်သိရင်ခွင်ထဲမှာပါအကိုတားလေအမေတားလေတတိယလာပြီလားအဲ့တော့မှကျွန်ုပ်လည်းထွက်ပြေးကြတဲ့ဘိုက်ကလေးတို့နောက်ကိုပြေးလိုက်ခဲ့ပါတယ်တော်တော်ကိုကြောက်တတ်တဲ့အကောင်နေအရေးရှိအားကိုရမလားအောင်မေရဲ့မင်းတို့ကထိတ်ဆုံးကပြေးတာကြောက်တာဟုတ်ဗျကဲအာနိုမင်းတကြီးကိုသွားပြီးအကျိုးကြောင့်ပြောပြီးတော့ခေါ်လာခဲ့မောင်ရုံးမသေးဘူးတတိပြန်လဲလာပြီအတူပါအိမ်ဟာခုတော့သူ့ပါအိမ်ပြန်ပြီးဖြစ်ပါပြီတကြီးနဲ့ရှေ့မေနောက်မေလူကြီးတွေကသူတို့တွေးကြုံခဲ့ပူတဲ့ဒီလိုအဖြစ်အပျက်တွေကိုပြောရင်းရှိနေကြတယ်ကျွန်ုပ်တို့ကလည်းကံကောင်းလို့သာမောင်ရိုးမြေမမြုပ်မိသေးတာလို့ဝမ်းသာစွာတွေးပြီးဥမြူးနေတော့တယ်ကံကောင်းလို့မသိတန်ချောင်းတို့အဖေပေါ့ကွာဝမ်းသာစရာတဲ့ရှိရင်တော့မိမောင်ပြေးပြီးပြောချင်တဲ့ယောက်ျားတွေရဲ့တဘာဝအတိုင်းကျွန်တော်မောင်ရိုးမသိရဲ့တဲ့ချစ်စနေကိုပြောပြဖို့အိမ်ကိုတုတ်ချစ်တဲ့နေဒါပေမဲ့ဒီတဲ့ကိုမသိမြင်ကတိပြီးပြီတိတဲ့အပြင်မျက်နှာမှာလည်းမရွှေမပြနဲ့မင်းမျက်နှာဘာဖြစ်နေရလဲကျုပ်စဉ်းစားနေတာမောင်ရိုးတရားပြန်ရှင်လာတယ်ဆိုတာလေအေးဘာဖြစ်တော့မျောနေတာပြန်ပြီးတတိယလာတာပါဟာအိုးတော်အဲ့ဒါရဖြစ်နိုင်ပါမလားရှင်သေချာစဉ်းစားကြည့်ထမ်းမဲ့ထိတ်ကနေကြားရသူဆိုတာမသိဘဲနဲ့မျောနေတယ်လို့ရှိလို့လားဒါအပမေရဖြစ်မယ်မသိမြင်စကားကကျွန်ုပ်ရင်ကိုဒုံငနေဖြစ်သွားစီပြနေအပမေတယ်အပဒီစကားမင်းစကားမဖြစ်စီနဲ့ဒါဘယ်ကနေထွက်လာတဲ့စကားလဲအိုးတရွာလုံးပြောနေကြတဲ့ဥစ္စာတရွာလုံးမဖြစ်နိုင်ပါဘူးဒါမင်းတို့မိန်းမတွေပဲပေါက်တီးပေါက်ရှာတွေးပြီးပြောတဲ့စကားပါကဲတော်စမ်းမအိတ်မယ်မသိမြင်စကားကိုညင်းမဲ့တာညင်းတာထမ်းမင်ထိတ်ဖြားကနေပြီးတော့မှပြုတ်ကျလာပြီးမသေးတာကဖြစ်နိုင်စရာတော့မရှိတော့ဘူးလို့တွေးပါတယ်ဒါနဲ့အဲ့ဒီအတွေးနဲ့ကျွန်ုပ်ကအဲ့လိုမပြောပါဘူးနောက်တနေ့မနက်မိုးလင်းတာနဲ့ကျွန်ုပ်အဖန်ရည်နဲ့ထမင်းချမ်းကိုအမြန်လွှေးလို့မောင်ရိုးတို့အိမ်ဘက်ကိုထွက်လာခဲ့ပါတယ်မောင်ရိုးကိစ္စကကျွန်ုပ်အတွက်ဗဟိလိတပုတ်လိုဖြစ်နေရမလားကျွန်ုပ်မောင်ရိုးအိမ်ရောက်တော့ကျမရေမူကိုမျိုးအောင်လည်းရောက်နေတယ်ကဲလာပြောဥတွတ်ပြီးဆရာကိုမျိုးအောင်မောင်ရိုးအချိန်ကြီးကဘလို့တော့စမ်းသက်ပေးပြီလားကျွန်တော်တေချာစမ်းပြီးပြီအယိုးကျိုးတာတွေဘာတွေမရှိဘူးထက်မင်ပေါ်ကပြုတ်ကြတာတော့လက်မေးနှလုံးလေရိုက်ပြီးတော့မေ့သွားတာမျောနေတာကိုမသိတော့တေးရထင်တာပေါ့ဗျာမောင်ရိုးအဖြစ်ကတကယ်သဲထိတ်ရင်ဖိုးပါလားဗျာဒါထက်ငါမသိလို့မေးပါအောင်မေမောင်ရိုးရဲ့မင်းထမ်းပယ်ထိတ်ပြပြုတ်ကြတာလားအာဥတွတ်ပြရလဲထိတ်ပြပြုတ်ကြရင်တော့ကျွန်တော်အယိုးတခြားအသားတခြားဖြစ်မှာပေါ့အခုကထမ်းပင်ပေါ်ဆင်းရင်အောက်ကိုရောက်ခါနေမှလက်ချော်ပြီးပြုတ်ကျသွားတာအေးငါလဲဒီအတိုင်းထင်ပါတယ်ဒါနဲ့မင်းထမ်းပင်ကောတက်အောင်မလားတက်ရမှာပေါ့ဗျာကျွန်တော်ဒါပဲလုပ်တတ်တဲ့ဥစ္စာအခုလောလောဆယ်တော့အမေဆန္ဒအတိုင်း3-4ရက်လောက်တော့နားအောင်မယ်လေအေးကဲအဲ့ဒါဆိုလေသွားအောင်မယ်ကွာကျွန်ုပ်ကတော့မောင်ရိုးတို့အိမ်ကိုနှုတ်ဆက်ပြီးတော့မှထန်တော်ဘက်ထွက်လာခဲ့ပါတယ်မောင်ရိုးနဲ့ပတ်သက်တဲ့တန်တရားတွေပျောက်သွားပါတယ်အတက်နိုင်ဆုံးအချိန်လေးကိုမေးမြန်းစုံစမ်းရအောင်ပါဒါနဲ့ထန်တော်ဝင်တော့ဦးညိုကြီးနှကုံတွေ့တယ်နှကုံကြည့်ပြီးမှဒီထန်တော်ကိုဦးညိုကြီးထန်တော်လို့အမိတွင်ခဲ့ပုံကိုပြန်လည်ပြီးတော့တွေးတော်မိပြန်ပါတယ်ဦးညိုကြီးတော့ကျွန်ုပ်ကောင်းကောင်းမမှတ်မိပါဘူးကျွန်ုပ်လူမန်းတိတက်စာအရွယ်တွေကဦးညိုကြီးကဆုံးပါခဲ့ပြီဖြစ်တယ်လူသားသေးပေမဲ့နာမည်တော့မသိပါဘူးအကြောင်းကတော့ကျွန်ုပ်တို့ငယ်စဉ်ကလေးကပင်ဦးညိုကြီးနာမည်နဲ့အကြောင်းကိုကောင်းကောင်းကြားသိနေရတာကြောင်းပါဦးညိုကြီးဆိုတာကအသားညိုယုံတယ်မကပါဘူးမဲတယ်လို့ပြောရပါမယ်အရံမောင်းကလည်းကိုလုံးကိုထဲကလည်းအင်မတန်မှကြီးမားပါတယ်တရွာလုံးကြောက်ရတဲ့လူမိုက်ကြီးတစ်ယောက်ပါဟာကောင်ငါရှိရသွားရင်ခေါင်းငုံပြီးရှောက်စမ်းဦးညိုကြီးကိုကြောက်ကြပုံကတော့ချောလို့မရအောင်ငိုနေတဲ့ကလေးတွေပင်လင်းဦးညိုကြီးလာပြီလို့ခြောက်လိုက်တာနဲ့အငိုတိတ်တဲ့အထိကြောက်ရွံ့ကြတယ်လို့ပြောစမှတ်တွင်နေဦးညိုကြီးကဘာလို့တလဲအရက်တောက်တယ်စက်တိုက်တယ်ဖဲရိုက်တယ်မိုက်ကြီးခွဲစားတယ်ဒါသူ့လှုပ်ပဲပေါ့လောကမှာဦးညိုကြီးအကြိုက်ဆုံးရောင်ပြဆိုရင်ထရီလို့ပြောရမယ်မိုးလင်းရနေမိုးချုပ်ဒီထက်တော်ရဲကနေစတဲချပြီးတော့နေတာကြောင့်ဒီထန်းတော်ရဦးညိုကြီးထန်းတော်လို့တဖြည်းဖြည်းနမဲတွင်လာခဲ့တာပါဒီနေ့တဝိုင်းမှာဦးညိုကြီးကိုအာခံဝတ်တဲ့သူအန်တုဝတ်တဲ့သူဆိုတာမရှိဘူးဒါပေမဲ့ဦးညိုကြီးအန်မတုနိုင်တာကတော့ရှိပါတယ်ဒါကတော့ရှင်သိမင်းပါတရက်မှာတော့ထရေအတောက်လွန်ရကအန်ဖတ်ဆိုလို့သိတယ်ဒီတော့ဦးညိုကြီးကထရောကိုဆွဲလို့တရေကြီးဖြစ်တယ်လို့ယုံကြည်တဲ့သူတွေကယုံကြပါတယ်ဒါနဲ့ပဲထန်းတော်အဝင်ဝါမှာဦးညိုရဲ့နှက်ကွန်းကြီးဖြစ်ပေါ်လာတော့တာဒီထန်းတော်ကဦးညိုရဲ့အပိုင်စားမြေအချုပ်အကိုင်အဖမ်းအစားကျန်းတယ်လို့လည်းယုံနေပူဇော်ပတာကိုကွယ်မှုတွေလည်းအစင်လာသဘောတိုင်အောင်ရှိလာခဲ့ပါတယ်ဒါတွေက
ဦးညိုရီနဲ့ကိုနဲ့ဦးညိုရီထန်းတော်အမိတွင်လာတဲ့သမိုင်းမှာကျွန်ုပ်ကတော့ဦးညိုရီကြောင့်တွင်ရတဲ့ကိုပေါက်ရဲ့ထန်းတဲကိုရောက်လာခဲ့ပါတယ်ကိုပေါက်ရေကိုပေါက်ဥတွပြပါလားဝင်လာခဲ့နေဒီလိုဗျာကိုပေါက်ရေကျွန်ုပ်သိစင်တာလေးတခုရှိတယ်ဘာတော့မောင်ရိုးထမ်းပင်ပေါ်ပြုတ်ကြတာထိပ်ဖြားကကြသလားဗျဒါတော့ကျွန်တော်မမြင်ဘူးမြင်လိုက်တာကျွန်တော်သမီးများချက်သူ့ရဲ့အော်တန်ကြားလို့ကျွန်တော်ပြေးကြည့်တော့မောင်ရိုးကမြေပေါ်တတိလင်းနေပြီဟုတ်လားဒါဆိုရင်ခမည်းသမီးများချက်ကိုခေါ်စမ်းမအောင်ဗျာများချက်က14နှစ်အရွယ်အပြိုပေါ်ဝင်စားဆိုတော့သူ့စကားကိုအတီးပြုတ်လို့ရှာတော့ပါတယ်ဒါနဲ့ကျွန်ုပ်ကတွေးတယ်ကဲများချက်မောင်ရိုးထမ်းပင်ပေါ်ကြတာဘယ်နေရာလောက်ကကြတာတော့ဥတ္တပြာသိကျင်နေတဲ့ဒါတော့သမီးသေးချာမပြောတတ်ဘူးဘာတို့ရဲ့သမီးလမ်းလျှောက်လာတော့ရုတ်တရက်မျက်နှာကိုရိုးထမ်းပင်ပေါ်ပြုတ်ကြတာကိုပဲမြင်တယ်အဲ့ဒါကိုလည်းကျမလက်မီអော်လိုက်တာမြချစ်ရဲ့အဖေကအားပြုလို့တော့မရပြန်ဘူးဒါပေမဲ့မောင်ရိုးထမ်းပင်အဖေကနေကြပါတယ်လို့ပြောနိုင်တဲ့သူလည်းတယောက်မှမရှိဘူးဆိုတော့အောက်ရောက်ခါနေမှပြုတ်ကြပါတယ်ဆိုရဲမောင်ရိုးစကားကိုကျွန်ုပ်ယုံကြည်လက်ခံပါတယ်ဒါပေမဲ့ရိုးရအစွဲနဲ့ကြီးလာတဲ့ကျွန်ုပ်တို့ကြေးရွာသားရဲ့အတွက်ကတော့ဒီကိစ္စကဘလို့မှအလွယ်တကူလက်ခံလို့ရမှာမဟုတ်ပါဘူးအဲဒီတော့မောင်ရိုးနဲ့ပတ်သက်လို့ကြေကွယ်ဝက်နဲ့ပွဲကောင်းတဲ့အဖြစ်အပျက်တစ်ခုပေါ်လာခဲ့ပြန်มาတော့တယ်ဒီနေ့မှာတော့ကျွန်ုပ်နဲ့ဘိုက်ကလေးအမဲပြစ်ဖို့တော်ရဲဝင်လာခဲ့ကြပါတယ်မဝင်လို့လည်းမဖြစ်တော့ဘူးလေမသိမြရဲ့မျက်ဆောင်လောင်ချတန်အဆူညဘုံတန်တွေကိုကျွန်ုပ်တို့ဆရာတပည့်နှစ်ယောက်ဘလို့မှမခံစားနိုင်တော့ဘူးမလားကျွန်ုပ်တို့မိုးဆူဘဝဆိုတာကနားဆူမှဘိုက်ပူရဲလို့တင်စားရမလို့ပါပဲရှင်းပါတယ်ကျွန်ုပ်တို့အလုပ်ကအခြားအလုပ်တွေလို့တိတ်တိတ်ဆိတ်ဆိတ်လုပ်ရတာမဟုတ်ဘူးလေတားကောင်ကိုရှားဖွေပြီးတော့တတိုင်းတိုင်းနဲ့ပြစ်ခံရတယ်ဒါကြောင့်နားဆူရမလားဒီလိုနားဆူမှလည်းတားကောင်ရမယ်ငွေစားရည်လည်းရွှင်မယ်ကျွန်ုပ်တို့ကလည်းဝဝလင်းလင်းစားရမယ်ဘိုက်ပူရဲလို့ဆိုရင်လည်းဆိုနိုင်ပါတယ်ဆက်တော့ချင်ရရေးကဒီမှာလာကြည့်ပါဦးကျွန်ုပ်အတွေးလွန်ပြီးတော့ရှောက်လာတော့ဘိုက်ကလေးလမ်းခေါ်တော့မှတတိထားမိတာပါကျွန်ုပ်ကဘိုက်ကလေးပြတဲ့ချင်ရတွေကိုကြည့်တော့ကြားချင်ရတွေလားဆရာတော့မဟုတ်ဘူးကြားချင်ရဒီလောက်မကြီးပါဘူးအဲ့ဒါဆိုရင်တောကြောင်ချင်ရထနေမဟုတ်ဘူးတောကြောင်ချင်ရထက်လည်းကြီးတယ်ပြီးတော့တောကြောင်တွေကမြေပေါ်မှာတွာလာခဲ့တယ်တစ်ပည့်နေပေါ်မှာပဲနေတာများတဲ့အကောင်လေးအဲ့လို့ဆိုဒီချင်ရကဒါစက်သက်ချင်ရပဲတပည့်ရဲ့စက်သက်ချင်ရမဟုတ်ပဲနဲ့ကြားပေါက်လေးချင်ရကောမဖြစ်နိုင်ဘူးလားမဖြစ်နိုင်ပါဘူးကြားနဲ့စက်သက်ချင်ရကကွာခြားချက်အများကြီးရှိတယ်ကြားချင်ရပြားတယ်စက်သက်ချင်ရစုတယ်အဲ့ဒါအကျဉ်းဖြင့်မှတ်ထားရမယ်တပည့်နောက်ကိုဆက်ပြီးရှင်းပြမယ်ကွာဟုတ်ပြီလားတာမန်အားဖြင့်ကျွန်ုပ်တို့လေတဲ့တော့ကတာရဲကြီးတွေစက်စားလေးမရှိပါဘူးမျက်စိလေလမ်းမပြီးတော့ရောက်လာတာဓမ္မမဟုတ်ရင်သူ့တဲ့အင်အားကြီးတဲ့အကောင်တွေသူ့ရဲ့စကြက်ကိုဘိုလ်လူသိမ့်ပိုက်လိုက်လို့ထွက်ပြေးလာရတဲ့တောကောင်တွေဖြစ်ပုံပါပဲယခုစက်တက်ကအဘဲပုံနဲ့ရောက်လာတာလေကျွန်ုပ်တို့ကလည်းချီယာရီနောက်ကိုချီယာခံပြီးတော့လိုက်လာခဲ့ကြပါတယ်ဒါနဲ့တနည်းရောက်တော့ချီယာပြောက်သွားတယ်အနားမှာရှိကြောက်တုံးတွေအပေါ်ကိုခုန်တက်သွားပုံပဲကြောက်တုံးကြီးရဲ့တစ်ဖက်မှာတော့မျက်ပင်ရှည်ရိုင်းတော်ကြီးတတော်အဲ့ဒီထဲကိုဝင်သွားပုံပဲဆက်ပြီးတော့လိုက်ကြမလားဆရာတော့မလိုက်တော့နဲ့ဒီမြတ်တုံးရဒီကောင်အတွက်အကောင်းဆုံးတိုက်စင်နေပြီပဲတို့တွေအတင်းလိုက်မယ်ဆိုရင်ကိုယ်သေးတွင်ကိုတူးတော်လို့ဖြစ်မှာပေါ့ကင်လာသွားမယ်ပြီးတော့ချင်ရတွေကလည်းလက်လက်ဆက်ဆက်ချင်ရတွေလည်းမဟုတ်ဘူးဒီကောင်ဒီတော်ထဲမှာပဲရှိနေအောင်မယ်ဆိုရင်တော့တနေ့မဟုတ်တနေ့ဒုလက်ထဲရောက်မှာပါကကင်လာသွားမယ်ပြောရလဲမင်းမှာပဲကွာဒီနေ့မှတော့ကလည်းတိတ်လုံးအားကြီးရယ်မြောက်အော်တန်လည်းမကြားရကြီးဟောက်တန်ဆက်ဟောက်တန်ကဝေးလာဝေးဒီပုံနဲ့တောကောင်ရဖို့ကဘလို့လုံးမဖြစ်နိုင်ပါမလဲဒီပုံဆိုရင်အိမ်ပြန်ရမှာတော့ခက်လက်လက်မှာပဲလားဟာဆက်တော့ဟိုးဘနာကရက်အော်တန်ကြားတယ်ဗျရက်ရှိပုံမေးရက်3-4ကောင်ဟင်းစားရရင်လည်းမစိုးပါဘူးဘယ်နဲ့လဲဟုတ်တယ်အဲ့ဒါဆိုနာညီတက်တာမှာပေါ့ဒါနဲ့ကျွန်ုပ်တို့တွေကရဲအုပ်အတန်ကြားတဲ့ဘက်ကိုအသာလေးချင်းကပ်လာခဲ့ပါတယ်ရဲအုပ်နာချင်းကပ်ပြီးတော့လှုပ်ရှားနေတဲ့အမီးတစ်ချောင်းကိုရဲအုပ်ကြီးရဲ့အနာချုံတနေရာကထွက်နေတာကိုတတိထားမိလိုက်ပါတယ်အမီးပိုင်ရှင်ကိုအသေးချာစိတ်ငုကြည့်တော့အတန်ကြီးမားတဲ့ဖွတ်ကြီးတစ်ကောင်ဖြစ်နေအောင်တွေ့တယ်ဖို့ကတော့ရင်းငတ်တွေအလက်မှာဝင်ဆွဲစားတော့ဖို့ရင်ပြင်းစင်နေရပါအစာဇောနေဆိုတော့ကျွန်ုပ်တို့ရောက်တော့တိပုံမတူပါဘူးကျွန်ုပ်ကလည်းချက်ချင်းရည်ရွယ်ချက်ကိုပြောင်းလိုက်တယ်ဘိုက်ကလေးကိုမျက်ရည်ပြလိုက်တယ်ချက်ဆိုငကွက်ကမီးတောက်ပြီးသားဖြစ်တဲ့ဘိုက်ကလေးကအနားမှာတွေ့ရတဲ့လက်ဖြံလုံးလောက်ရှိတဲ့တစ်ကိုင်းတစ်ခုယူလိုက်တယ်
ကျွန်ုပ်ကလည်းတနက်ကိုပြောင်းပြန်ကိုင်လိုက်ပြီးတဲ့နောက်ဖို့ကိုတနက်တင်းစာကျွေးဖို့ရန်ဆုံးဖြတ်လိုက်ပါတယ်။ဒါနဲ့ဖို့တကောင်အတွက်တန်မိုးကြီးလာတဲ့နှလုံးပြူးကြည်စံကိုအကုန်ခံလို့မဖြစ်ဘူးလေ။ဒါနဲ့ကျွန်ုပ်တို့တွေကဖို့ကြီးအနောက်ချင်းကပ်သွားတော့ကျွန်ုပ်တို့ခြေတံနဲ့ရှဲအုပ်ကလန့်ပြီးပြန်ပြေးတယ်။ဖို့ကြီးကလည်းအခုမှသူ့အန်တီရဲ့သူတိသွားတဲ့ပုံမှာပဲခြုံနဲ့ထွက်ပြေးပါတယ်။ကျွန်ုပ်တို့စီကတပည့်ရလည်းလက်မနေတော့ပါဘူး။ဖို့ကြီးစီကိုပြေးတယ်။အပိုင်ကိုရိုက်လိုက်တော့တာ။ပိုင်ချက်ကတော့ကန်းကုန်နေလို့ပြောရမှာပါ။အကြောင်းကတော့ကျွန်ုပ်ရဲ့ရိုက်ချက်ကဖို့ကိုမထိပဲနဲ့ဘိုက်ကလေးရဲ့ငယ်ရိတ်ကိုသွားထိလို့ပါ။ဘိုက်ကလေးရဲ့အပိုင်ရိုက်ချက်ကလည်းဖွစီမြောက်ပဲနဲ့ကျွန်ုပ်ရဲ့ညိုသကြီးကိုဖျက်ပြီးတော့ရိုက်ချပြစ်လိုက်တယ်။ကျွန်ုပ်တို့နှစ်ယောက်ဖင်ထိုင်ရက်ကြီးကြလို့အော်ဟစ်ညီးတွားနေတော့တာ။ဖို့ကြီးကတော့ဘေးကင်းစွာနဲ့ပဲတက်ပင်ချင်းရင်ကသူ့ရဲ့တွင်းထဲကိုရှော့ကနေပြေးသွားပါတယ်။အတန်ကြာနာကျင်မှုတက်တာတော့ဘိုက်ကလေးကဒီဖုတ်ကိုမရရင်မပြတ်ဘူးဗျာဆရာတော့ပေးစမှာတနက်ဘိုက်ကလေးကတနက်တင်ကိုတွင်းထဲကိုတွင်းပြီးတော့မှစောင့်ပါတယ်ဘိုက်ကလေးရဲ့အဲ့ဒီလောက်ရက်ကိုကျွန်ုပ်ကကျင်းနဲ့အားရစွာနဲ့ကြည်နေရပါဟာအဲ့ဒီအချိန်မှာတော့ဒိုင်းကနေဆိုတဲ့မြေတန်နဲ့အတူကျွန်ုပ်ရဲ့အုတ်ထုပ်ကမြေပေါ်ဖုတ်ကနေပြုတ်ကျပါလေရောဘိုက်ကလေးလက်ကတနက်ကမတော်တဆကြည်စံထွက်သွားတာပါကျွန်ုပ်ကလည်းပြုတ်ကျသွားတဲ့အုတ်ထုပ်ကိုယူပြီးကြည့်တော့အုတ်ထုပ်မှာတနက်ကြည်စံရကိုတွေ့ရတာနဲ့စက်သိန်းတော်တဖြန်းဖြန်းထသွားတာအောက်ကိုသာတလက်မလောက်နှိမ့်သွားရင်ငါနှစ်ဖို့တန်းနေမှာပဲဖယားသူ့ရဲ့ပိုးစားမှုတွေဘိုက်ကလေးကစိတ်လှုပ်ရှားသွားတယ်ပို့ပြီးတော့စိတ်တူလာတဲ့ပုံနဲ့ဖို့တွင်းဝမှာတရွက်တွေစုပုံပြီးတော့မှမီးခိုးမှိုင်းတိုက်ပါတော့တယ်ဘိုက်ကလေးရဲ့လှုပ်ဆောင်ချက်အချင်းကြီးတော့မဖြစ်ပါဘူးမီးခိုးတံမခံနိုင်တော့မကြပါဘူးဖို့ကြီးကတွင်းနဲ့ပြေးထွက်လာခဲ့ပါတယ်ဖို့တတဝါတွေရဲ့တဘာဝအတိုင်းပဲသွားလာတယ်ဆိုရင်ဖြည်းဖြည်းပဲသွားတယ်နေနေကွကွေးတတဝါလို့မှတ်ရင်တော့မှားပါလိမ့်မယ်လူရရင်တော့အင်မတန်မှလှည့်မြန်စွာပြေးနိုင်တဲ့တတဝါပါခုကလည်းရုပ်ကနေပြေးထွက်လာတဲ့ဖွကြီးကိုကျွန်ုပ်တို့မိအောင်မဆိုင်လိုက်နိုင်တော့ဖွနောက်ကိုပြေးလိုက်ရပြန်တယ်အဲဒီတော့ဖွနဲ့ပတ်သက်တဲ့ဗဟုသုတလေးတစ်ခုလောက်ကိုပြောပြပါအောင်မေဖွတရားကြီးမားတဲ့ချွတ်ရင်းချက်တစ်ခုရှိတယ်ဒါကတော့တရှိန်တို့ပြေးပြီးတဲ့အခါမှာဖွကစမပြေးတော့ဘဲနဲ့ကြောက်ရွံ့ကြီးတရုပ်လိုငီးမောနေရပါအဲ့ဒီတဘာဝကိုဖွလိုက်ဖို့တဲ့သူတွေတိုင်းသိတယ်အဲ့တော့နောက်ကလိုက်လာတဲ့သူကအသားလေးပဲရှိုက်တက်လိုက်ရုံပဲဒါနဲ့ဖွမိတ်ပဒမေးဆိုတဲ့စကားပုံရှိရဲလို့ပြောလာကြခြင်းမှာအသက်ဘေးလူပြီးပြင်းနေရှင်နဲ့အဲ့ဒီအဖြစ်ကိုမေးလို့ရက်တန်ငေးမောနေတတ်ကြတဲ့အတွက်အသက်ကိုပါဆုံးရှုံးရတဲ့ဖွတရဲ့မေးတက်ပုံကတော့အောချရလောက်ပါတယ်ဒီကြောင့်နဲ့ပတ်သက်လို့ဆရာလေးကိုကြည်နိုင်အောင်ပြောပြတော့ဆရာလေးကဒီလိုရှင်းပြတယ်အဲ့ဒါမေးတာမဟုတ်ဘူးဆရာတို့ရဲ့ဖွပတဲ့ဆိုတဲ့တတော်ဝါရီကသူတို့ခဏကိုတိဆောက်ပုံရဝေးဝေးပြေးနိုင်တဲ့အကောင်တွေမဟုတ်ဘူးနည်းနည်းလေးပြရနဲ့မောတယ်အဲ့ဒါကြောင့်ရက်ရက်ပြီးတော့အမောပြေတာအန်ရကိုမိလို့မဟုတ်ဘူးကိုယ့်တက်ကိုမိတဲ့တတဝါရဲ့လို့တော့ဘယ်ရှိပါမလဲဗျာမသိပါဘူးဗျာမိပြီးတော့ရက်ပြီးငေးနေရလို့ထင်တာဗျမိသည်ဖြစ်စေမောလို့ပဲဖြစ်ဖြစ်အခုတော့ကျုပ်တို့ရဲ့ဖွကြီးကတနေရာမှာမတုံမလောက်ကြီးကြောက်ရွံ့ကြီးလို့ရက်တန်ပြီးတော့မောနေပါပြီကဲဒါနဲ့ဒုံကနေဆိုတဲ့ရိုက်ချက်နဲ့အတူဖွတ်တော်ရလာခဲ့ပါတယ်ဖွတ်သားကတော့နူးညံ့ပြီးတော့အချိုးလေးလေးတယ်ကြိုက်တဲ့သူတွေကစက်သားနဲ့တော့မလဲနိုင်တဲ့အသားပါဦးတကာဦးထဲမှာလည်းဖွတ်ဦးဆိုတာကအစိမ့်ဆုံးဖြစ်တယ်လို့ယနေ့ချစ်စနေမြင်ရဲ့ညနာကလည်းအချိုးဆုံးဖြစ်နေတော့မှကတော့မြေကြီးလက်ခံမလွဲပါပဲတရက်တင်မှာတော့ရွာမှာ6ချားဆရာကောင်းတဲ့တဲ့တစ်ခုပြန့်ပွားလာပါတယ်ဒါကတော့မောင်ရိုးတယောက်ဖုံဝင်ပါတယ်ဆိုတဲ့စကားမဟုတ်ပါဘူးအတင်းမငင်းမှနဲ့ကတွတ်ပြီးရဲ့တရွာလုံးကပြောနေတဲ့ကိစ္စအောင်အဲ့ဘယ်လိုလုပ်ကြမလဲဒီတဲ့ဘဒူရီစရာစပြီးထွက်တယ်လို့ထင်လဲပိုက်ကလေးကျွန်တော်သိတဲ့လောက်ကတော့ဘာကြော်ရစရာပဲဖြစ်နိုင်နေစောမှုရဲ့အချစ်ကိုမောင်ရိုးရသွားရဘာကြော်ရက်ညှိုးဖွဲ့တာအခုအကွက်ဝင်သွားပြီဆိုတော့ကြောက်တွန်းတာဖြစ်မှာပေါ့သူတို့လည်းဆရာတာပိန်သားကပြောတာတဲ့ရွာဆောင်နှက်ကပြောတာပဲဆရာတာပိန်သားကိုအိမ်မက်ပေးတဲ့လေမောင်ရိုးဖုံးဝင်နေအောင်မြန်ထုတ်ပါမထုတ်ရင်တရွာလုံးအယိုးတောင်လုံးပုံမယ်တဲ့အိုးမဟုတ်တန်တရားစကားတွေပါလားကျွန်တော်တော်တော်ကိုစိတ်ပြတ်သွားတယ်လူတချို့ရဲ့စိတ်ထားရုံမှပုံကကြောက်စရာကောင်းနေစင်စားစင်ကြင်နေတဲ့သူတွေကလည်းယုံနာပဲအဲ့ဒါကြောင့်တာပိန်သားလိုလူစားမျိုးတွေအစားချောက်နေကြတာပေါ့မောင်ရိုးကလေထမ်းမြင့်ပေါ်ကပြုတ်ကြကြရတေးပြီးတဲ့အဲ့ဒါဥညိုကြီးကဝင်းပူးနေရဆိုပဲပြောလေပြောတတ်ပါပြီလူတွေကိုဘလို့ရောအောင်ဖြီးရမလဲဆိုတာအချိန်ရှိသူတွေစဉ်းစားနေကြပုံပဲဘာပဲပြောသူတို့လှိမ့်လုံးကလည်းယုံကျင်စရာဖြစ်အောင်လို့ကြိုးကြောင်းစီလျော်တယ်
ဒီထန်းတော်ကိုအပိုင်စားတဲ့သူကဦးညိုကြီးဦးညိုရအသက်ရှိစဉ်ကပဲလေတရွာလုံးကြောက်တယ်အခုဆိုရင်ပြောစရာတော့မရှိတော့ဒီကိစ္စကိုဆက်တွက်ကမယုံလားဘာလို့ယုံရမှာလဲမယုံမှုဆိုရင်ပဲစဉ်းစားစရာတော့ဖြစ်နေတယ်ဆရာတို့ရဲ့ထန်းပင်အမြင့်ကြီးကကြားတဲ့လူကမသိဘူးဆိုတာစဉ်းစားစရာတော်တော်ကောင်းတဲ့ကိစ္စပဲအော်ဘိုက်ကလေးမင်းရပါဒီလိုယုံနေရအောင်သူလိမ့်ကြတာထိတ်ဖြာကမဟုတ်ဘူးပြန်စင်းလာတော့မြေပြရောက်ခါနေမှလက်ချော်ကြတာအဲ့ဒါသူပြောတဲ့စကားလေးဆက်တွေ့ရမဟုတ်ဘူးလားဘိုက်ကလေးပြောတာကလည်းမှန်တယ်မောင်ရိုးထမ်းပင်ပေါ်ကပြုတ်ကြတာကိုသိတယ်ဘယ်နေရာပြုတ်ကြတာလဲတော့သက်သေရမရှိဘူးထားပါဒီရွာထဲမှာမောင်ရိုးနဲ့ပတ်သက်ပြီးဘာတွေဖြစ်လို့တော့လူတွေကသူ့ကိုရှောင်နေလေကိုပေါက်ကလည်းသူ့ကိုထမ်းတက်ခွင့်မပေးတော့အဆိုးအဆုံးကတော့ဗျာစောမှုရဲ့မိဘတွေကသူနဲ့မပေးစားနိုင်တော့ဘူးလို့ပြောနေကြတယ်ဒါတော့ဟုတ်တာပေါ့ဘယ်သမီးရှင်ကသူတို့သမီးကိုဖောက်ကောင်နဲ့ပေးစားမှလဲဘယ်ကဖောက်ကောင်မှလဲရှောက်မပြောစမ်းနဲ့ကတွတ်ပြီးရှင်ပေးတော့မလို့လဲဖောက်ကောင်စီကိုအဲ့လေမောင်ရိုးစီကိုအဲ့ဒါဆိုလဲဖုန်ကြီးပေးထားတဲ့ပရိတ်ကြိုးလေးဆွဲသွားလေတဲဒီမိတ်မတော့ပြောလေကဲလေကျွန်ုပ်ကမောင်ရိုးတို့တဲတွင်ဝင်လာခဲ့ပါတယ်တရှုံရှုံငိုနေတဲ့ဒေါ်သစ်ကိုတွေ့တယ်ဒေါ်သစ်ဘာဖြစ်တာတော့မောင်ရိုးရောဘာဖြစ်ရမလဲဦးတွတ်ပြီးလဲကြားပြီးရောပေါ့ကျမသားလေးကိုလူမဟုတ်တော့ဘူးဖုတ်ကောင်ဝင်နေရဲဆိုပြီးတရွာလုံးကဝိုင်းပယ်ထားကြတယ်ကျွန်ုပ်လည်းကြားပါတယ်ဒါကြောင့်မောင်ရိုးအားပေးဖို့လာတာပါသားလေးကလေမိဘကိုလှော်ကျွေးနေတဲ့သားလိမ့်မလေးပါအခုတော့သူ့ကိုအလုတ်ခိုင်းမဲ့လူတော်မရှိတော့ဘူးဦးတွတ်ပြီးရဲ့ကိုပေါက်ကလည်းထမ်းတက်မခိုင်းတော့ဘူးထင်းခုတ်ပြီးရောင်းတော့လေဝဲမဲ့သူမရှိဘူးအခုမောင်ရိုးပဲသွားလေတော်ရဲမှာလင်းစည်းသွားရှာတယ်လင်းစည်းကဆေးဖက်ဝင်မှုတစ်မျိုးပါတက်ပန်ကြီးတွေမှာတွဲကပ်ပေါက်တဲ့မှုမျိုးပါမျိုးကပြရဆေးဆိုင်တွေမှာရှားတဲ့လောက်သွားပြီးတော့ရောင်းမယ်တဲ့ဈေးကောင်းပေးရဆိုပဲအဲ့ဒါဥတွတ်ပီကိုပြောအောင်မယ်ဘာများပါလဲအခုစောမှုရဲ့မိဘတွေကစောမှုကိုတားနဲ့အဆက်ဖြတ်ခိုင်းတဲ့ဥတွတ်ပီစောမှုအောင်ကလေးမလေးရောတားကိုချစ်ရှာပါတယ်ဒါပေမဲ့အများစကားဆိုတော့လေသူခမရုံဝနိုးမရုံရနိုးဖြစ်နေပုံပဲဥတွတ်ပီအဲ့ဒီမှာတော့မောင်ရိုးအိတ်တလုံးကိုထမ်းပြီးတော့မှတဲဝင်လာပါတယ်ကျွန်ုပ်ကိုတွေ့တော့မယုံသင်္ကမျက်လုံးနဲ့ဘာလဲပြဦးတွတ်ပြီးရွာတဲ့လူတွေကကျွန်ုပ်ကိုအကဲခတ်ဖို့လှုပ်လိုက်တာလားဟဲ့သားမဟုတ်ပါဘူးမောင်ရိုးရဲ့ငါ့ကိုအထင်မလွဲပါနဲ့ဒီတဲ့နေ့ကိုငါလည်းဒီမနက်မှာအသေးချာသိတာအဲ့တော့မင်းကိုအားပေးဖို့လာတာပါအဲ့ဒါဆိုရင်တော့လေကျေးဇူးတင်ရမှာပေါ့ဗျာခတ်တာကျုပ်ကိုယုံတဲ့သူဆိုလို့ဒီရွာမှာကျုပ်မေတယောက်ပဲရှိတယ်ကျုပ်ချစ်သူစောမှုကတော့ကျုပ်ကိုမယုံနိုင်ဘူးဖြစ်နေတာဗျနာကျင်ခန့်ခက်စွာနဲ့ပြောနေရမောင်ရိုးကြည့်ပြီးတော့ကျွန်ုပ်တော်တော်လေးစိတ်မကောင်းဖြစ်တယ်သူ့နေရာမှာကိုသားဆိုရင်ဆိုရဲခံစားချက်တွေလည်းဖြစ်မိပါတယ်ကဲသားဥတုပင်နဲ့စကားပြောနေအောင်တော့အမေထမင်းကိုသွားကြည့်အောင်မေမောင်ရိုးကတော်တော်လေးပိန်သွားပါတယ်အိပ်ပြတ်တဲ့မျက်လုံးတွေကလည်းမွဲချောက်ချောက်နဲ့မဖိမတင်ပဲနဲ့ထားရဲဆိုတော့စပင်တွေကလည်းရှိပြီးတော့ညှင်းတိုးတိုးရင်မရိပ်မပြုတ်ပဲနဲ့ရှိတော့မုန်းစိတ်ကျင်ဆွေတွေကလည်းထိုးထိုးထောင်ထောင်စိတ်ထောင်ကူကြည့်ပါပဲစိတ်ကိုနိုင်အောင်ဖြေပါမောင်ရိုးရဲ့ဗျာစိတ်ကိုဖြေရမယ်ဟုတ်လားကျွန်တော်ကဘာကိုဖြေရမှာလဲဖြေကောဖြေနိုင်စရာရှိလို့လားဗျာလူစင်စစ်ကနေဖုတ်ကောင်းလို့ပြောခံရတယ်တရွာလုံးဝိုင်းပယ်ခံရတဲ့ဘဝဗျာကျွန်တော်ဘယ်လိုဖြေရမလဲပြောပါဦးပြောစမ်းပါဦးဗျာအဲ့လောက်လေစိတ်မထိခိုက်ပါနဲ့ကွာတို့ရရှိပါသေးတယ်ဥပမာဆရာလေးကိုကြည်နိုင်တို့ကျမရေမူကိုမျိုးအောင်တို့တကြီးပန်းစီတို့ကဒီလိုကိစ္စတွေကိုလက်မခံပါဘူးအေးလေငါစောမှုနဲ့တော့တွေ့ပြီးတော့ဆွေးနွေးကြည့်မယ်မင်းလည်းကျမရေကျူးဆိုင်မရဲ့အမေရမင်းကိုပဲအားပြုနေရမလားဟုတ်ကဲ့ပါဗျာဘာပဲပြောပြောအခုလိုအားပေးဖို့ရတာကိုကျေးဇူးတင်ပါတယ်ဥတုပီရဲ့စောမှုတို့ကရွာမှာအတန်အသင့်ပြည်လေတဲ့စည်ရင်မှာပါပါတယ်စောမှုမှာအကို3ယောက်ရှိတယ်စောမှုကအငယ်ဆုံးအကိုရဲ့တုံးနေအောင်ကိုချစ်တာအကို3ယောက်ကတော့ဇက်ဇက်ကျဲတွေဆိုတော့3ယောက်လူကစောမှုကိုမစရဲဘူးဒီကြားထဲမှာကန်ထူးစွာနဲ့မောင်ရိုးကစောမှုချစ်ကိုရှာတယ်အဆောင်ပိုင်းမှာသူ့ကိုရီးယားလက်မခံပေမဲ့တူရဲတော့ညီမလေးစိတ်ချမ်းသာစေဖို့နောက်ပိုင်းလက်လျှော့လိုက်တဲ့ပုံပါပဲအခုလိုမျိုးအခြေအနေမျိုးဖြစ်ပေါ်လာတဲ့အခါမှာတော့အေးကွာမင်းတို့နှစ်ဖူးစာမှိတ်ရင်ကျဲရော့သလားမောင်ရိုးရဲ့ဟောဥတုပီပါလားဘယ်ရလက်လာတာလဲညီတို့စီပဲဆိုပါတော့စောမှုရဲ့ဒါနဲ့ညီကိုရောအမလေးသူတို့ဒီချိန်ဆိုရင်အိမ်ကတ်တာမှမဟုတ်တာထန်းတော်ရဲရောက်ရောပေါ့မရောက်တော့လဲလောင်းကစားဝါရောက်ရောပေါ့အပြောထမင်းစားပြီးအပေါ်မှာတရိပ်အိတ်နေရနှိုးပေးရမလားနေပါစေညီနဲ့အေးအေးဆေးဆေးလေးစကားပြောကြလို့လာတာညီနဲ့မောင်ရိုးတွေ့ကြသေးလားကိုရိုးကျွန်ုပ်စကားကြတော့စောမှုကတွေ့တွေ့ငငယ်ဖြစ်သွားတယ်
ဦးတွတ်ပြီလဲကြားပြီးရောပေါ့သူကလေအိုးအဲ့ဒါတွေကအလကားစကားတွေပါစောမှုရဲ့တကယ်တော့မောင်ရိုးကဘာမှမဟုတ်ပါဘူးသူထမ်းမဲ့ဘွားကြတယ်ဆိုတာလေထိတ်ဖြာကြတာမှမဟုတ်တာမြေပေါ်ရောက်ကနေမှကြတာပါခတ်တာပဲဦးတွတ်ပြီတရွာလုံးကပြောနေကြတယ်အကိုရီးယားစောမို့သူနဲ့မတွေ့ဖို့ကျင်းကြတယ်ပြီးတော့ဟိုတလောကအကူရိုးနဲ့လေကိုမကျော်ပါလာသေးတယ်ဆရာတာပိန်နာကိုလည်းပင့်လာကြတယ်ဆရာတာပိန်နာကဘာပြောလဲဆိုတော့မဲမောင်ရိုးကိုအရင်ကချစ်တာမှန်ပေမဲ့အခုမချစ်တဲ့တော့ဘူးဘာဖြစ်လို့လဲဆိုတော့မောင်ရိုးကမောင်ရိုးမဟုတ်တော့ဖုတ်ကွယ်ဖုတ်နဲ့ပတ်သက်ပြီးမင်းကိုဆရာအတွေ့အကြုံတွေကိုပြောမယ်ဆရာနဲ့ဆရာအောက်ပြည်တကြောရွာစင်ကိုလှည့်လေစေကူပေးတော့ငါပေါ့တနေ့ရေငှက်တာနဲ့နီးရအိမ်မှာရေတောင်းမလို့ဝင်နေအဲ့ဒီအိမ်ကမိသားစုထမင်းစားနေတယ်အဲ့ဒီမှာအင်ရှင်မိန်းမနဲ့ကလေးကိုလည်းတွေ့ရောဆရာကဟဲ့ဖောက်တယ်ပါလားဆိုပြီးမျက်စောင်ထိုးလိုက်တာဖြစ်ပုံကအဲ့ဒီအင်ရှင်မိန်းမကရွာသိန်းချိုင်းမှာမွေးကိုက်ခံရပြီးတည်တာအဲ့ဒီမှာအပမိသွားတော့ယောက်ျားလှုပ်တဲ့သူကမသိပြီးစက်ပေါင်းနေတာလေကလေးတောင်ရနေပြီအဲ့ဒါနဲ့ဆရာနဲ့တွေ့မှာဖုံဝနာတည်တာဒီလိုကံကောင်းနဲ့ပြောရမယ်နှုံးမို့ဆိုဒီလူလည်းသိရောပေါ့ဆရာတာပိန်တဲ့စကားကိုကြားရတဲ့သူတွေစက်သိမ်းထဆရာကောင်းပါတယ်မိမသားဖြစ်တဲ့စောမှုအတွက်ပိုကြောက်စရာကောင်းတာပေါ့ပြီးတော့ဆရာတာပိန်ကပြောသွားသေးတယ်ပြောပါဦးဖုတ်ဆိုတာတနာစရာကောင်းအပြော့ဆွဲနေပြောတတ်တယ်တဲ့အဲ့ဒါကိုရုံမီနီကကနေရင်မတိမတာသွေးကိုစုပ်စားတတ်တယ်ပြီးတော့အခွင့်တာရဲဆိုရင်ဥရေသေးတွေပါနှုတ်စားတယ်တဲ့အဲ့ဒီအခါကျရင်တော့အဲ့ဒီလူလေတရားမပေါ်ဘဲနဲ့တီရောတယ်လေဒီလိုကြတော့အဖေတို့ကိုယ်တော့စိတ်ပူတယ်ဆရာတာပိန်နာကိုအဲ့လိုဆရာကလည်းအဆောင်တစ်ခုလှုပ်ပေးတယ်လေဘဲမှာမချွတ်တန်းဆွဲထားရမယ်ဆိုလို့ကျမဆွဲထားရတယ်ပြီးတော့ကျမနဲ့ဖုတ်ကောင်အဲ့လေကိုရိုးကိုမတွေးမအောင်လည်းမျက်ခြေမပြတ်စောင့်ကြည့်ဖို့အကိုရီကိုမှားသွားတယ်ဒါပေမဲ့ကိုရိုးနဲ့ဟိုးတလောကတွေးလိုက်သေးတယ်ဟုတ်လားဟုတ်တယ်အဲ့ဒီနေ့တော့ကအဲ့ဒီနေ့ကဖုန်းကြီးเจ้าကိုစွန့်ကြိုက်ပို့ပြီးတော့ပြန်အလာမှာစောမှုခေါ်တန်ကြားလို့လှည့်ကြည့်တော့မြစ်တွင်ဟောက်ပတ်ဖယိုဖယဲစပင်မုတ်စိတ်ကျင်ဆွဲတွေကထိုးထိုးထောင်ထောင်နဲ့လူတယောက်ကိုတွေ့ရတော့စောမှုတော်တော်လန့်သွားပါတယ်စောမှုငါမောင်ရိုးပါသိချကြည့်ပါဟင်းကိုရိုးဘလို့ဖြစ်တာလဲငါညအိတ်လို့မပြောရကြပြီငါဖြစ်ကိုငါစဉ်းစားမိငါဘလို့မှအိတ်မရဘူးနည်းနည်းတွေ့ပြီးစကားလေးပါလေးပြောရရင်ငါစိတ်ဆင်းရဲတာတွေများတက်တာမလားလို့ငါနေ့ကိုလာတွေ့တာဘာလဲနေရငါ့ကိုဖုတ်ဝင်နေလို့ထင်နေရလားစောမှုငါလူအစ်စ်ပါစောမှုရဲ့ငါ့ကိုယုံပါငါသာဖုတ်ဆိုရင်နေ့ကငါဘယ်တတိရမလဲဘယ်ချစ်နေတော့မလဲစောမှုမဟုတ်ဘူးလားမောင်ရိုးကတနာစရာပြောတယ်ဖုတ်ကောင်တွေကတနာစရာကောင်းအောင်ပြောတတ်တယ်ဆိုရဲဆရာတာပိန်နာစကားနားထဲမှာကြားနေတော့တာအဲ့ဒီနေရာမှာရှောင်ထွက်ပြေးဖို့ပြောတော့မောင်ရိုးလက်ကိုဆွဲတယ်မသွားပါနဲ့ဦးစောမှုငါရှင်းပြတာနားထောင်ပါအောင်ဒီချိန်မှာတော့စောမှုရဲ့အကူ3ယောက်ရောက်လာတယ်ဟိတ်ဖုတ်တဲ့ရဲ့ငါညီမလွတ်စမ်းမောင်ရိုးခမညာသွေးထွက်တန်ရိုဖြစ်ရတဲ့အထိအထိုးကျိတ်ခံရတာပေါ့မဲနဲ့ငါညီမမာမသက်ဆိုင်တော့တာမဟုတ်ဘူးနောက်တစ်ခါလာပတ်သက်လို့ကတော့သိပဲဒီကြောင့်ပြန်စဉ်းစားမိတိုင်းသူ့အတွက်ကျမမှငိုကြွေးနေရတယ်ကျမသူ့လည်းတကယ်ချစ်ပါတယ်ဥတုပီရဲ့ကျမတော့ဘာလို့ရမှန်းကိုမသိပါဘူးလေယူပဲယူကျင်တော့တာပဲဥတုပီအဲ့လောက်လဲစိတ်တမကြပါနဲ့ဥတုပီတို့ရှိပါသေးတယ်အခုတော့စောမှုရဲ့အနေထားမောင်ရိုးသိအောင်တေးသေးချာချာပြောပြလိုက်ပါမယ်မောင်ရိုးခမညာမှာလဲစိတ်ထောင်ကိုကြေးတွေဖြစ်လို့ကိုပြုတ်ပြမရှိတော့ဘူးဆိုတော့အများမြင်ပိုးထင်းစရာဖြစ်တာပေါ့ဒါနဲ့ကျွန်ုပ်ကစောမှုနှုတ်ဆက်ပြန်လာခဲ့တယ်စောမှုခမညာနဲ့တနာစရာတစ်ဖက်ကချစ်ရတဲ့သူအခြားတစ်ဖက်ကတရွာလုံးရဲ့စကားဒီဆက်ရှုပ်ကြီးကတော့ဘယ်တော့မှမရှင်းပါမလဲနော်မောင်ရိုးနဲ့စောမှုတို့အကြောင်းအတွေးကျလာတော့မောင်ရိုးဖုတ်ဝင်တာသိကြတယ်အခုဆိုသားစိမ့်၅စိမ့်နေဖန်းစားကိုလှုပ်နေပြီလေအဲ့ဒီရွာသား2ယောက်ဘာကြောင့်ဒီလိုပြောတယ်လဲလို့စဉ်းစားရလျှောက်တော့တနေရာမှာ9ပတ်နေတဲ့မောင်ရိုးတွေ့တော့မှသဘောပေါက်တယ်လူဆိုတာကလည်းခက်တယ်ထင်မိထင်ရာရုံမိယုံများကိုစူးစမ်းဆင်ခြင်မဲ့စွာယုံနေထင်နေအခုမောင်ရိုး9ပတ်တောင်တွေ့တော့သူတို့အဲ့ဒီလိုထင်တာသူတို့ထင်တဲ့အတိုင်းပဲကောက်ချက်ချတယ်ဒီကိစ္စကိုတကြီးနဲ့တိုင်ပင်ဖြေရှင်းမှာပဲဖြစ်တော့မယ်ဒါနဲ့ကျွန်ုပ်ကလည်းဆရာလေးကိုကြည်နာဝင်ခေါ်တယ်တကြီးအိမ်ကိုရောက်တယ်တကြီးကအကျိုးအကြောင်းနားထောင်တယ်ခမမယုံတယ်လို့ကြုတ်လည်းမယုံပါဘူးဥတွတ်ပြီရဲ့ဒါမဲ့ရွာလူတွေကဒီလိုပဲယုံနေတော့မယုံပါနဲ့လို့အမိန့်ထုတ်ထားတားမြစ်ထားလို့မှမရတဲ့ဥစ္စာတကြီးပြောတာမှန်ပါတယ်ဒါကလည်းရွာလူတို့ရဲ့အသိဉာဏ်နဲ့ပါမှုပါအမိန့်အာဏာနဲ့တားမြစ်လို့မှရနိုင်တဲ့ကိစ္စမှမဟုတ်ပဲသူ
သူတို့အမှန်တိုင်းသိမြင်လာအောင်တော့ကျွန်တော်တို့စူးစမ်းပညာပေးမှဖြစ်မယ်အဲ့တော့ကျုပ်တို့ဘက်ကဘာအကူအညီပေးရမလဲပြောပါလောလောဆယ်ကတော့မောင်ရိုးဘယ်သူမှအနေမပြုတ်နိုင်အောင်လို့ရွာအောင်ကျုပ်တို့အမိန့်ထုတ်ထားမှဖြစ်မယ်ဟုတ်တယ်ကောင်းပါတယ်တကြီးထံကဒီလောက်အကူအညီရတယ်ဆိုရင်တော့တော့ပါတယ်ကိုမျိုးအောင်နဲ့ထပ်ပြီးတော့တိုင်ပင်ကြမယ်ဆိုရင်ကောင်းမယ်နော်ဆရာလေးဒါနဲ့ကျွန်ုပ်တို့တွေကကျမ်းမာရေးမှုကိုမျိုးအောင်စီကိုဆက်လက်ချီတက်ဆွေးနွေးကြတယ်အဲနောက်တော့ဆွေးနွေးပွဲကဆုံးဖြတ်လိုက်တဲ့အတိုင်းမောင်ရိုးမျိုးစင်းရုံခေါ်တယ်သွားပြီးတော့စစ်ဆေးရဲ့ဓမှန်ရိုက်တယ်လိုအပ်တယ်လို့ထင်တဲ့စစ်ဆေးမှုတွေအကုန်လုပ်တယ်ရွာသားတွေအမြင်ရှင်းဖို့အရေးကြီးရမလားရလာတဲ့ဖြစ်ရလဲရှင်းပါတယ်မောင်ရိုးကဘာယောဂမှမရှိဘူးအယိုးဆက်အသွေးသားအလုံးပကတိအတိုင်းပဲကဲကိုမျိုးအောင်ရေဆရာလည်းသိရအတိုင်းပဲမောင်ရိုးကဘာမှလည်းဖြစ်တာမဟုတ်ဘူးတာမန်လူတယောက်သာဖြစ်တဲ့အကြောင်းရွာရောက်ရင်တော့ကျုံတဲ့သူတွေကိုရှင်းပြပေးပါစိတ်ချစမဟုတ်တူပြီရေဖြစ်နိုင်တကြီးကိုမောင်းထုလူစုခိုင်းပြီးတော့ရှင်းပြခိုင်းလိုက်ကြတယ်မောင်ရိုးကကျွန်တို့တို့ကူညီတော့အလွန်အားနာနေတဲ့ပုံနဲ့ကျွန်တော်အတွက်ကတော့ဒီလောက်ဒုက္ခမခံပါနဲ့ဆရာတို့ရေကျွန်တော်နေတတ်ပါတယ်အတိတ်ကကျွန်တော်ပြုခဲ့တဲ့ကံတွေကမစင်ကြယ်ခဲ့လို့ဒီလိုခံစားရတာဖြစ်ပါလိမ့်မယ်ဗျာမောင်ရိုးမင်းပြောတော့ကျွန်တော်မငင်းပါဘူးလောကလူသားရဲ့အတွက်ဖြေနိုင်တာတော့အကောင်းဆုံးပဲလူမှုရေးစီးပွားရေးတာရေးသမီးရေးကျန်းမာရေးအားလုံးပေါ့ကြာရှုံးထိခိုက်မှုတွေရှိနေတဲ့အခါမှာဖြေနိုင်ဖြေတတ်ဖို့တိတ်အရေးကြီးတယ်မဖြေနိုင်ဘာဖြစ်မလဲလူပြက်မယ်ပြက်ယွင်းသွားတဲ့ပစ္စည်းတွေကအမိုက်ပုံမှာစွန့်ပြတ်တယ်လို့ပြက်သွားတဲ့လူကလည်းလမ်းဘေးမှာဆက်သိမ်းမှာပေါ့အဲ့တော့လမ်းဘေးမှာဆက်မသိမ်းမယ်အမြဲတမ်းလူကောင်းဖြစ်ရအောင်ဆိုရင်တော့မိမိကိုယ်ကိုမိမိဖြေတတ်ဖြေနိုင်အောင်ကြိုးစားမှဖြစ်နိုင်မယ်အခုဘဝမှာတွေးကြုံနေရတဲ့ဒုက္ခတွေကိုလည်းအတိတ်ကံကြောင့်ပဲလို့ကံပေါ်ပုံချနေလို့တော့မပြီးဘူးအတိတ်ကကိုဘာလုပ်ခဲ့ရဲဆိုတာပုထုဇဉ်တဲ့အနေနဲ့မသိနိုင်ဘူးနေအဲ့တော့ဒီဘဝမှာဖြစ်ပေါ်လာတဲ့စိုးကြိုးကောင်းကျိုးတွေကိုမိမိရဲ့လုံလညံကိုအသုံးပြုပြီးတော့အကောင်းဆုံးဖြစ်အောင်ကြိုးစားကြဖို့လေလိုတယ်ဒါလူတစ်ယောက်တိုင်းအတွက်မလွဲမသွေလှုပ်ဆောင်ရမယ့်အချက်ပဲမောင်ယူကျွန်တော်သဘောပေါက်ပါပြီဥတ္တပိဒါပေမဲ့လို့စူးစမ်းသမျှတဲတဲ့ရေသွန်းဆိုတဲ့စကားအတိုင်းကျွန်တော်စူးစမ်းလာခဲ့သမျှအလဟတ်သက်ဖြစ်ရတဲ့ကိစ္စတရက်မကြခင်ပေါ်လာပါတယ်ဒါကတော့မောင်ရိုးအမေတော်တစ်ကြီးဆုံးပါခဲ့တာပါတော်တစ်ကသားဖြစ်သူခံစားရတဲ့ဒုက္ခတွေတွေ့တော့စိတ်ထောင်းကိုယ်ကြီးဖြစ်တော့လူတွေရဲ့အမြင်မှာဖုန်နဲ့အတူတူနေမှတော့တနေ့မဟုတ်တနေ့သိမယ်ဆိုတာသိတာပဲစကားဆိုတာအင်မတန်မှချဲ့ကားသွားတတ်တဲ့တဘာဝရှိရဲ့အတိုင်းမောင်ရိုးကဖုန်မှုလို့သာမိခင်ရင်ကိုပြန်စားတယ်လို့ဆိုကြပါတယ်ဒေါ်တက်ပိုက်ထဲမှာဥရဲအသေးတွေပါမရှိတော့တဲ့အကြောင်းပြောလို့မဆုံးနိုင်အောင်ဖြစ်နေကြတော့တာပေါ့ရုံတဲ့သူတွေကလည်းယုံကြောက်တဲ့သူတွေကလည်းကြောက်ပေါ့ဒါနဲ့ဒေါ်တက်ရက်လေပြီးနောက်ရက်မှာကျွန်တော်အိမ်မှာနှလုံးပြူတနက်ကိုတိုက်ချွနေတော့ဆက်တွေ့ရေးကျွန်တော်တော့အမြန်လိုက်ခဲ့ပြိုဟိုမှာပြဿနာဖြစ်နေပြီပြောပြရတဲ့အိမ်ပေါ်ကပြန်ပြီးစင်းပြေးသွားတဲ့ဘိုက်ကလေးနောက်ကိုကျွန်ုပ်ကလည်းဘူးမသိဘာမသိလိုက်ရတော့တာဟေးဘိုက်ကလေးဖြည်းဖြည်းသွားစမှာဘာတွေဖြစ်တာလဲဖြေးလို့မရဘူးဟိုမှာရွာသားတွေမောင်ရိုးအိမ်ကိုခဲနဲ့ဝိုင်းပေါက်နေကြတယ်ဟာဘာဖြစ်လို့ပေါက်တာတော့ဖောက်ကောင်မို့လို့ရွာတွေကနှင်ထုတ်တာတဲ့ဘာကြောင့်လဲဆရာတာပိန်နောက်လည်းတွေ့တယ်အာဒီလူတွေကမောင်ရိုးကိုရွာသားတွေနဲ့တိုက်ပေးနေရဒုက္ခပဲကျွန်ုပ်တို့မောင်ရိုးအိမ်ရှိရောက်တော့ရွာသား4-50ယောက်တို့ကဒုတ်တွေဓာတ်တွေကင်ပြီးအော်နေကြတယ်မောင်ရိုးကမြေပေါ်မှာလဲလျောင်ညီးတွားလို့ကျွန်ုပ်ကမောင်ရိုးချမ်းပေါဝါကိုပြေးပြီးပိတ်ရလိုက်တယ်ဟက်ကောင်နေဒါပါလောက်တာလဲမောင်ရိုးကမင်းတို့တရွာသေးသားတွေမဟုတ်ဘူးလားမင်းတို့ဒီလောက်ရက်ဆက်လားကျွန်ုပ်စကားကိုကြားတော့ရွာသားတွေကငြိမ်သွားတယ်တာပိန်သားနဲ့ဘာကြော်ကလူအုပ်ထဲကထွက်လို့ဒီမှာဥတ္တပိဘာတော့ကွာခမရတို့အကောင်ကမပေးပါနဲ့ဒီကောင်မောင်ရိုးမဟုတ်ဘူးလေဗျာဒီကောင်ကဖုတ်ကောင်ဒီကောင်ရွာထဲမှာဆက်ထားရင်ရွာနာတယ်အဲ့ဒါကြောင့်နှင်းထုတ်နေရနားလေလားဟုတ်တယ်ဒီဖုတ်ကနည်းနည်းရရမဟုတ်ဘူးဖုတ်ဘလူးဗျာဖုတ်ဘလူးကြာရင်တရွာလုံးစားမယ်ကျုံလက်ကိုအဲ့ရင်ဖုတ်ထွက်သွားအောင်ကျုပ်ကလှုပ်ပေးမှာပါဒီမှာဟဲ့လူပေါက်တက်ကရလာမပြောနဲ့ဘာဖုတ်ဘလူးတော့ဘာဖုတ်ဘလူးမှမဟုတ်ဘူးအဲ့ဒါမောင်ရိုးနားလေလားအေးမင်းတို့အထက်ကမောင်ရိုးထိရတဲ့အကောင်ထိကြည့်လိုက်လေငါရဲ့နှလုံးပြနဲ့တွေ့မယ်နော်ဒီနေရာဥပဒေမဲ့နေရာမဟုတ်ဘူးမင်းတို့ထင်တိုင်းလှုပ်လို့ရမလားမကြိမ်နဲ့တကြီးရှိရတကြီးစီသွားတိုင်နေကွာသွားကြလေကျွန်ုပ်တကယ်ကြမ်းမဲ့ပုံကိုသိလို့လားမသိလူအောင်ကြီးကပေးဆောင်နဲ့လူစုခွဲသွားကြတယ်ဒင်းများတော့မကြောက်ပါဘူးတနက်ကိုအားနာလို့ကျွန်ုပ်နဲ့ဘိုက်ကလေးကလည်းမောင်ရိုးကိုသူ့တဲမှာပဲပွေသွင်းပြီးတော့မှစီးရထက်ပတိရစီပေးတယ်ဘလို့ဖြစ်တာတော့မောင်ရိုးရဲ့ဘလို့ပြောရမှန်းကိုမသိတော့ပါဘူးဗျာ
ကျွန်တော်အိမ်ကိုခဲနဲ့ပေါက်တယ်လောင်းနေကြနဲ့ကျွန်တော်ကလည်းထွက်ပြီးတောင်းပန်တာလူပါဒုတ်တခဲနဲ့ဝိုင်းပြီးပြစ်ကြရိုက်ကြတာပဲဥတုပိရဲ့ဥတုပိသားအချိန်မရောက်ရင်တက်တောင်တက်ပြစ်မလားမသိပါဘူးဒီကိစ္စအတွက်ကတော့မပူနဲ့ကျွန်တော်တကြီးကိုသွားတိုင်ပါပါဒီကောင်တွေကိုကောင်းကောင်းအရေးယူပါမယ်ကျွန်တော်အတွက်နေရတော့ဥတုပိပြဿနာမဖြစ်ပါနဲ့ဗျာသူတို့တွေကကျွန်တော်ရွာထဲမနေစေချင်ဘူးဆိုရင်ကျွန်တော်ရွာပြန်ထပ်ပါမယ်အာမဟုတ်တာဘာဖြစ်လို့နေရမှာလဲဒီကောင်တွေများဂယုဆိုင်လို့မဟုတ်ပါဘူးကျွန်တော်ကိုယ်တိုင်ကလည်းလူတွေနဲ့တိတ်ပြီးတော့မဆက်ဆံကျင်တော့တာပါပြောရရင်တော့လူတွေကိုကျွန်တော်တိတ်ကိုကြောက်ပါတယ်တို့ပြီးရဲ့တကယ်တော့ကျွန်တော်ဒီရွာမှာဆက်ပြီးမနေသင့်တော့ပါဘူးအဲ့ဒါကိုကျွန်တော်သိပါတယ်နေလဲမနေချင်တော့ဘူးကျွန်တော်မှအမေလည်းရှိတော့တာမဟုတ်ဘူးဘာမှလည်းငှဲ့နေစရာမလိုတော့ဘူးလေဗျာဖြစ်နိုင်ဟိုးအဝေးကိုကျွန်တော်ထွက်ပြေးချင်တယ်လူတွေမရှိတော့တဲ့နေရာပေါ့ဒါပေမဲ့ကျွန်တော်မသွားနိုင်ဘူးဖြစ်နေရဲ့ဗျာဒီရွာလေးကိုစွန့်ပြီးသွားနိုင်တဲ့အင်အားတွေကျွန်တော်မှမရှိဘူးဖြစ်နေတာအဲ့ဒါဘာကြောင့်လဲဆိုတော့ဒီရွာလေးမှာစောမှုရှိရလေဗျာကျွန်တော်စောမှုမခွဲနိုင်မှုအတွက်ပဲကျွန်တော်ဒီရွာမှာရှိနေရဆိုရင်သူ့ကိုပိုင်ဆိုင်ခွင့်မရရင်တော့မှသူ့ရဲ့မျက်နှာလေးကိုကျွန်တော်မြင်တွေ့နိုင်ခွင့်ရှာသေးရမှတ်လားဗျာမောင်ရိုးရဲ့ခံစားနေရတဲ့စကားတွေကကျွန်တော်နဲ့ဘိုက်ကလေးရှင်ကိုအင်မတန်မှစိုးနှက်စေပါတယ်မောင်ရိုးရဲ့မေတ္တာရောင်ပြန်ဟပ်မှုတွေအရာထမစိန်လို့အခါခါဆွတ်တောင်းမိတယ်အချက်ကြီးလာပါပဲကိုရိုးရဲ့ဘိုက်ကလေးလေးစားပါတယ်ဗျာလေးစားပါတယ်ဒါနဲ့မောင်ရိုးကတော့ရွာပြန်တင်ချိုင်းနှစ်ပေးမှာတဲလေးထိုးပြီးနေတယ်တကြီးကတာဝန်ခံပြောတော့လေမောင်ရိုးကရွာထဲမှာနေဖို့အစိမ်မကူတော့ဘူးတေချာတွေးကြည့်ရင်တော့တရက်လူတွေကကြောက်စရာမကောင်းပါဘူးဦးတွတ်ပီရဲ့သူတို့ကကိုယ့်ဘာဒုက္ခမှမပေးဘူးတကယ်ကြောက်စရာကောင်းတာအသက်ရှင်နေတဲ့သူတွေသူတို့ကမှကိုယ့်ဒုက္ခအမျိုးမျိုးပေးတာကျွန်တော်ကိုတွေ့ကြုံခဲ့ရပြီဦးတွတ်ပီရဲ့သူဘဝနေရှင်လို့ပြောထွက်လာတဲ့စကားတွေဆိုတော့ကျွန်တော်စောရကမတက်ပါဘူးတို့ရွာသားတွေကမင်းကိုမုန်းလို့မဟုတ်ပါဘူးမောင်ရိုးရဲ့သူတို့ရဲ့အတိညာဘဟုတုတအင်မတန်နှိပ်ပါလို့ပါကွာသူတို့အလိုကြအတိုင်းမောင်ရိုးရွာပြန်ထွက်ပြီးနေတော့ရွာသားတွေကြီးနှက်သွားတယ်ဒါရမတချို့ကအကဲပိုကျန်သေးတာကျုပ်ကတော့လေပြောရရင်တော့ဘာအကြောင်းပဲရှိရှိမောင်ရိုးရွာထဲကိုအဝတ်မခံစေခြင်းဘူးမောင်ရိုးကလည်းပြက်တယ်ရွာပြန်ထွက်နေကြရရွာထဲခြေဥတော်မလှဲ့ဘူးသူရဲ့အလောက်ကတော်ရဲဝက်နဲ့လဲစည်းမူနဲ့အခြားပရစည်းပင်တွေကိုရှာတယ်ပြီးတော့မြို့မှာတက်ပြီးတော့ရောင်းတယ်တကူရီတကာရသူ့အတွက်အဲ့ဒီငွေတွေကကောင်းကောင်းလုံလုံလောက်လောက်သုံးနိုင်တယ်ဒီတောတွင်းမှာတော့အခြားအရေးကြီးတဲ့ကိစ္စတစ်ခုပေါ်လာပါတယ်ဒါကတော့မောင်ရိုးပေါ်မှာလူတွေအာယုံဆိုင်မှုလျှော့ပါသွားစေခဲ့တယ်ဒီကိစ္စကတော်ရဲကိုတစ်သွားခုတ်တဲ့သူတချို့စက်သက်အလိုက်ခံရတာပါအပြေးကောင်းလို့အသက်မသိပေမဲ့စက်သက်ကုတ်တဲ့တန်ရနဲ့လူတယောက်ကတော့မြို့စိမ်းရုံကိုပို့လိုက်ရတယ်ဒီတဲ့နဲ့ကျွန်ုပ်တို့ကြုံတိုင်းရွာသားမကရွာနီးချုပ်ဆက်ကပါအကုန်လုံးတုံလုံး၆ချကုန်တာမတုံလို့လို့လည်းမဖြစ်ဘူးလေကျွန်ုပ်တို့ဒေတာတော့ဝိုင်းမှာတောကောင်ကြီးတွေမရှိတာကြာပြီလွန်ခဲ့တဲ့၄-၅နှစ်ခန့်ကဟီမဝနာကမျက်စိလဲလာတဲ့ချင်းသိကြီးတကောင်ကိုနှိမ်နှင်းပြီးကြတဲ့ကပါပဲတားကောင်ကြီးတွေမရှိတတ်ဘူးဆိုတော့ရွာကလူတွေကလည်းတော်ရဲဝင်နေတစ်ခုတ်ထင်းခွေမှုရှာမြစ်ချိုလှုပ်ရင်တဝက်တခါဖူလုံးလို့အခုတော့တော်ရဲဝင်တော်တော်ကိုခတ်နေပြီဒါကြောင့်တကြီးကကျွန်ုပ်ကိုခေါ်ပြီးတာဝန်ပေးတယ်ဒီကိစ္စတော့ခမဖြေရှင်းမှာဖြစ်မှာဥတွတ်ပြီမကြသေးခင်ကကျွန်ုပ်နဲ့ဘိုက်ကလေးချီရခံလိုက်ခဲ့ဘူးတဲ့စက်သက်ချီအောင်ပြန်မှတ်ရတယ်ဒီကောင်ပဲဖြစ်မှာပါဒါနဲ့ကျွန်ုပ်ကတော့စက်သက်နဲ့ပပင်းတိုးရထွက်ပြေးလွတ်မြောက်လာတဲ့သူတွေနဲ့တွေ့ဆုံပြီးတော့မှတေးသေးချာချာမေးမြန်းပါတယ်ဒီကောင်ကြီးကမျက်လုံးတစ်ဖက်ပြတ်နေတာမျက်နှာမှာလည်းဓာတ်တန်ရာတွေ့တယ်ကျွန်ုပ်သဘောပေါက်သွားပါပြီဒီစက်သက်ကတစ်ချိန်လုံးကလူတွေရဲ့လက်ချက်နဲ့တန်ရာရခဲ့တာဆိုတော့အခုတော့ကြောက်စရာစက်သက်နိုင်ဖြစ်နေပြီပေါ့မျက်စိတစ်ဖက်ပြတ်နေရဆိုတော့ရွာသူရွာသားတွေကတစ်ဖက်လက်ကြီးလို့ခေါ်ကြတယ်အဲဒီစက်သက်ကကမွန်တက်ပွဲမလုပ်ရဘဲနဲ့တစ်ဖက်လက်ကြီးဆိုတဲ့နာမည်ကိုပိုင်ဆိုင်သွားခဲ့ပါတယ်ဒါနဲ့ကျွန်ုပ်နဲ့တပည့်ကျော်ဘိုက်ကလေးတို့ကတကြီးနဲ့ရွာသူရွာသားအပေါင်းတို့ရဲ့တောင်းပန်မှုနဲ့တောဝင်ပြီးတော့စက်သက်နေစခန်းချဖို့သွားကြပါတယ်တက်သည့်ပညာမနေတာပေါ့ကျွန်ုပ်ရဲ့မုတ်ဆိုးဘဝတစ်လျှောက်လုံးမှာတားကောင်ကြီးငယ်မျိုးစုံပြစ်ခတ်ဖို့တော့ကျွန်ုပ်မပြစ်ဘူးတဲ့တတဝါဆိုလို့ကောင်းကင်ကဂလုံးမြေပြင်မှာတော့ငကားပဲကြံပါတယ်ဒါနဲ့ပဲကျွန်ုပ်ကစက်သက်ဆိုတဲ့အကောင်ကိုအကျိန်တော်တော်များများပြစ်ခဲ့ဘူးတယ်သူတို့ရဲ့တဘာဝစက်စာနေထိုင်ပုံတွေကိုလည်းအတော်အတန်သိရှိထားပြီးသားဆိုတော့တပည့်ကျော်ကိုဘဟုတုတပြေဆောင်ဖို့အလို့ငါပြောပြတယ်ဆက်တော့စက်သက်ကကြားထက်ပဲစိုးရော့သလားဆရာတို့ရဲ့
ကြားကစက်သက်ထက်ခွန်အားကြီးတာကတော့မှန်ပါတယ်ဒါပေမဲ့လျင်မြန်ဖြက်လက်တဲ့နေရာမှာကျတော့စက်သက်ကိုမမိဘူးချီတာဆိုတဲ့စက်သက်ကကမ္ဘာပေါ်မှာအပြည့်အမြန်ဆုံးအကောင်လို့မှတ်တမ်းတင်ထားတယ်လေရရဆက်ဆက်တိုက်ခိုက်တဲ့နေရာမှာလည်းစက်သက်ကိုမီးရတဲ့တော်မရှိဘူးပြီးတော့ကြားတဲ့ချင်းသိရဲ့ထပ်ပိုးသားတဲ့အချက်ကစက်သက်ကတက်ပင်တတာတိတ်ကိုကျွမ်းနေချက်ပဲမှန်ပါတယ်ကြားချင်းသိတွေကလည်းတက်ပင်တက်ကြပါတယ်ဒါပေမဲ့သူတို့ကိုလေးချင်းကများတော့တက်ပင်ထိတ်ရှားအောင်မတက်နိုင်တာပါစက်သက်ကြတော့ပေါ့ပါတဲ့တော်ဆိုတော့သူ့ရဲ့သားကောင်ကိုတက်ပင်ထိပ်ပြားထိလိုက်လံဖမ်းဆီးနိုင်တဲ့တတော်ဖြစ်တယ်။သူ့ကိုတက်ဖြတ်ထားတဲ့တတော်ကိုတက်ပင်မော်တင်ဆောင်ပြီးတော့စားလဲစားတတ်တယ်။ဒါမျိုးကိုအခြားကောင်တွေကပြုတ်လို့လည်းမရှိဘူး။ဒါကတော့ဘာသဘောလဲဆိုတော့သူတို့စားလို့ကျန်တဲ့အသားတွေကိုအခြားသားကောင်တွေမစားနိုင်အောင်လို့ပေါ့။ဒါမှသူတို့စားတဲ့အခါပြန်လာစားလို့ရမယ်လေ။သူတို့ကိုလူလဲကြတဲ့ကောင်တွေနော်။ဒါနဲ့ပဲကျွန်တော်တို့ဆရာတပည့်နှစ်ယောက်ကကိုကုံကိုချင်းနေရာစုံအောင်လိုက်လံရှာဖွေပါမယ်နေတာမြင့်နေစက်သက်ချရတော့မတွေ့ပါဘူးမနက်စာစားတောင်ရခင်းတာအနားယူကြပါတယ်ကဲဆရာတော့နေလဲမြင့်မီဆိုတော့ကျွန်တော်တို့ဘာဆက်လုပ်မလဲစက်သက်နောက်ကိုဒီပုံတိုင်းဆက်ပြီးရှောက်လိုက်နေလို့ကတော့ဝါသာဆိုသွားမယ်စက်သက်ကိုတွေ့မှမထင်ဘူးဘိုက်ကလေးပြောတာမမဘူးစက်သက်ဆိုတာကပေါ့ပါလှည့်မြန်တဲ့တဝါရှေကသွားသည်ဖြစ်နေတော့မိအောင်လိုက်ဖို့မလွယ်ပါဘူးအခုဘယ်မှာရှိမှမသိရဲ့စက်သက်ကိုလိုက်ဖို့ဆိုတာပို့ပြီးတော့မှမလွယ်တဲ့ကိစ္စပါအေးလေလောလောဆယ်တော့လှုပ်တဲ့နာတော့တို့တွေအိမ်ပြန်ဖို့ပဲရှိရပေါ့စက်သက်တဲ့ရှားမှာပဲလှုပ်ရှားလို့ရမှာဒါအမှန်ပဲပေါ့ဆရာတို့ရဲ့အမှန်ပဲပေါ့ဘိုက်ကလေးကအိမ်ပြန်နားရတော့မယ်ဆိုတော့ဦးမျိုးသွားတယ်အဲ့တော့တိုးတိုးလာတဲ့အတန်တန်ကြားတယ်ကျွန်ုပ်ကတနက်ကိုအသင့်ပြင်သားလိုက်တယ်အဘဲသားကောင်လေသူ့ရဲ့နောက်ကိုလိုက်နေတာကိုရိပ်မိသွားလို့ကျွန်ုပ်တို့ကိုပြန်လဲချောင်းမြောင်းနေတဲ့တစ်ဖက်လက်ကြီးပါပဲကြောက်တာမဟုတ်တော့လေချွေးစေးတွေကလှိမ့်ပြီးတော့ထွက်လာတယ်ညံများလာတဲ့စက်သက်ကိုရင်ဆိုင်ရမယ်ဆိုတော့တတိကိုတော့လုံးဝလွတ်လို့မရပါဘူးတတိတစ်ချက်လက်တာနဲ့ကျွန်ုပ်တို့စက်သက်စာဖြစ်မဲ့အရေးတွေးရသေးရဲ့မလားတောတိုးလာတဲ့ဘက်ကိုမမိတ်မတုံမျက်လုံးနဲ့စိုင်းကြည့်ရင်လက်ညှိုးကတနက်မောင်းကွင်းအတွင်းညှစ်လို့ဆွဲချလိုက်ပါတယ်ခြုံနေကြတဲ့မှာဘွားကနေပေါ်လာတဲ့မြင်ကွင်းကြောင့်ကိုယ်အန်ဆဲဆဲလက်ညှိုးတွေကိုကျွန်ုပ်မနေ break အုပ်လိုက်တယ်။ခြုံထဲကထွက်ပေါ်လာတဲ့အရာကကျွန်ုပ်တွေးဆထားသလိုတစ်ဖက်လက်ကြီးလည်းမဟုတ်ဘူး။မိသည့်သားကောင်မှလည်းမဟုတ်ပဲနဲ့ကျွန်ုပ်တို့လုံးဝထင်မထားတဲ့မောင်ရိုးဖြစ်နေရကြောင်းပါ။မောင်ရိုးကိုမှသွေးတွေစွန့်ပင်နေသလိုသူ့ထက်လာတဲ့အိမ်မှာလည်းသွေးတွေကဆူရွှဲနေတာတွေ့တယ်။ဒီဘက်ကအုတ်တုပီကိုစကားပြောတန်ကြားနဲ့ရှောက်လာတာ။စပယ်ကစုပ်ဖွားမြတ်တွင်းရဟောက်ပတ်သွေးတွေကလူပေးနေတဲ့မောင်ရိုးပုံစံကအများပြောသလိုဖုတ်တကောင်လိုဖြစ်နေတော့ကြည့်ရတဲ့ကျွန်ုပ်တောင်တုံလောက်လာတာမောင်ရိုးမင်းဘာဖြစ်လာတာလဲသွေးတွေကလည်းပေချန်လို့ဟိုအိတ်ထရပါရလေအော်ကြီးပေါင်လေးတကောင်တေးနေရတွေ့လို့ကောက်လာတာအတွက်ပြရဲ့တားကောင်ကြီးတကောင်ကောင်ကိုက်စားထားရင်တူတယ်တဝက်လောက်တော့ကြက်မှသေးတယ်အချောက်လန်းထားရင်တော့ကျွန်တော်အတွက်ရက်တော်ကြောင်ဟင်းစားမပူရတော့ဘူးပေါ့မောင်ရိုးစကားကိုကြတော့ကျွန်တော်တစုံတယောက်တတိရမိပါတယ်အိတ်ကိုဖွင့်ကြည့်လိုက်တော့မောင်ရိုးပြောသလိုကြီးငယ်တကောင်ရဲ့ကိုယ်အင်ကအစိတ်အပိုင်းနေပါသွေးတရရဲနေဆိုတော့စားတာနိုင်ပိုင်းလောက်ပဲရှုံမယ်မင်းဘယ်နှတွေ့ရလဲဒီချုံနေကြော်ရင်တော့စမ်းပေါက်လေးတစ်ခုရှိရလေအဲ့နားမှာပါကဲဘိုက်ကလေးဒါဒိုးလိုက်နေတဲ့တစ်ဖက်လက်ကြီးရဲ့လက်ချက်သိချသွားပြီဒိုးလိုက်မယ်မောင်ရိုးကဲမင်းလည်းပြန်တော့နောက်ဆိုရွာနဲ့တိတ်ဝေမသွားပါနဲ့ဒီနားတစ်ဝက်မှာတစ်ဖက်လက်ကြီးကတောင်းကျမ်းနေရဲဆိုတော့မင်းသိလားစစ်တဲ့နဲ့တွေ့တော့ရောဘာဖြစ်တော့ဦးတွေ့ပြီရဲ့ကျွန်တော်ဘဝရှေ့ရက်နဲ့တည်နေတဲ့သူပဲဥစ္စာတခါတည်းတည်တော့လေအေးတာပေါ့ဗျာကဲသွားပြီအေးကောင်းကွာဒါနဲ့ပဲကျွန်ုပ်တို့မောင်ရိုးညွန်ပြတဲ့ခြုံတော်ကိုတိုးတိုးဝင်လာခဲ့ကြပါတယ်ခြုံတော်လွန်တော့ကြောက်ဆောင်တနေရာကနေစီကြအိုင်ထွန်းရဲ့စမ်းပေါင်ငယ်လေးတစ်ခုတွေ့တယ်တောရင်းနေတရိတ်ဆန်နေတောက်ရဲ့အတွက်အားထားရတဲ့စမ်းပေါင်ဖြစ်ပုံပဲစမ်းပေါင်ရဲ့အနေမြေမှာတော့တရိတ်ဆန်မျိုးစုံရဲ့ခြေရာတွေကပွားစာကျင်းလို့ဒီကောင်ကစားပေါင်တွေ့ထားတာဟုတ်ပါဗျာတနေရာမှာတော့သွေးကွက်တကွက်နဲ့လဲကြနေတဲ့မြက်ပင်တွေကိုတွေ့ရပါတယ်ဘိုက်ကလေးကအဲ့ဒီနေရာကိုလက်ညှိုးထိုးတယ်ဇက်တော့မောင်ရိုးကြီးကဒီကကောက်ခဲ့တာဖြစ်မယ်မြေကြီးလက်ခံမလွဲအောင်မှန်တာပေါ့ဘိုက်ကလေးရဲ့ဆရာကောင်းတပည့်ဆိုတာဒီလိုမှပေါ့ကွာအကွက်ပေါ်ခိုင်းတပည့်အပေါ်မှာအသာယူလိုက်ရတော့ပီတိဝဝေဖြစ်သွားပါတယ်ငါအမားပတ်ဝန်းကျင်ကိုဂရုပြုဖို့တတိလက်သွားတယ်နောက်တစ်သက်လုံးဒီလိုအမားမျိုးမမားစေဖို့သင်ခန်းစာပေးလိုက်သလိုပါပဲ
ပြပုံကတော့ဒီလိုပါစက်သစ်ကသူ့ကိုက်စားထားတဲ့ဂျင်းငယ်ရှိရာတစ်ခေါက်ပြန်လာပါတယ်အဲ့ဒီတော့ဂျင်းငယ်သူထားခဲ့တဲ့နေရာမှာမတွေ့တော့အစမန်ခုတ်ပြီးတော့မှဒေါသထွက်တာအဲ့ဒီအချိန်မှာအဲ့ဒီနေရာကိုဘိုက်ကလေးနဲ့ကျွန်ုပ်ကရောက်လာခဲ့တော့ကျွန်ုပ်တို့အတွက်ကန်ဆိုးမုံမောင်ကြတာပေါ့ဘိုက်ကလည်းအစားဒေါသကလည်းပွားပွားနဲ့စက်သစ်ကဒီစမ်းပေါက်နာမှာအခြားတားကောင်တကောင်ကောင်ကိုချောင်းနေပုံမေအဲ့တော့ကျွန်ုပ်တို့ဆရာတပည့်ကသူ့ရှေ့ကိုရောက်လာပါတယ်ကြားလို့ဆိုတာကတိုက်ခိုက်ခြင်းပြုရင်ဟိဟောက်အတန်ပြုပြီးမှတိုက်ခိုက်တတ်တယ်စက်သစ်ကြတော့အတန်မပြုတ်ပဲနဲ့အလစ်ချောင်းမြောင်းတိုက်ခိုက်တတ်တာကျွန်ုပ်တို့တေကံမရောက်ချင်လို့ကံကောင်းခဲ့တဲ့အချက်ကကျွန်ုပ်ကစက်သစ်နဲ့မျက်နှာချင်းဆိုင်ရှိနေရကြောင်းပါဒါနဲ့ပဲကျွန်ုပ်ကကြောပေးနေတဲ့ဘိုက်ကလေးအပေါ်စက်သစ်ကြီးခုံအုပ်လိုက်တာကိုတွေ့ရတော့ကျွန်တော်အချိန်မီဘိုက်ကလေးကိုတွန်းလဲပြစ်လိုက်နိုင်ခဲ့ပါတယ်တတိထားဘိုက်ကလေးအဲ့ဒီမှာစက်သစ်ကချိန်သားလွဲသွားပြီးတော့ကျွန်ုပ်တို့ကိုကြောပြီးတစ်ဖက်ကိုဂျွန်းပြန်ကျသွားပါတယ်တကယ်လို့စက်သစ်တာပြန်လှည့်ပြီးတိုက်မယ်ဆိုရင်ကျွန်ုပ်တို့တွေကဘေးဥပတ်တွေ့ကြုံမှာဒါပေမဲ့စက်သစ်ကဲ့သို့သောတဝါကတကြိမ်တိုက်လို့လွဲချော်ရင်ချစ်ချင်းဆက်ပြီးမတိုက်ဘူးခိတ္တရှောင်းတိန်ထွက်ပြေးပြီးရနောက်တော့နောက်တစ်ကြိမ်အခွင့်အရေးကောင်းစောင့်နေကျွန်ုပ်တို့ကံကောင်းခြင်းတရလို့ပြောရပါလိမ့်မယ်အခုလည်းပဲစက်သစ်ကသူ့ရဲ့တိုက်ခိုက်မှုလွဲချော်သွားတာနဲ့အရှိရခြုံတော်တွေကိုလွှားကနေဝင်ပြီးပြက်ကွယ်သွားပါတယ်အဲ့တော့ကျွန်ုပ်ကဟင်းကနေချနိုင်ပြီးတော့မှလွင့်စင်သွားတဲ့တနက်ကိုမြတ်တော်ရရှောင်ဖွေပြီးတော့ကောက်တယ်ဘိုက်ကလေးကတော့အကြောက်လွန်ပြီးအသက်တောင်ဘလောက်ကြောင်အောင်ထားတယ်လည်းမသိပါဘူးအခုမှပဲမောကြီးပန်းချင်းရှူထုတ်ရှူသွင်းလုံနေတော့တာကျွန်ုပ်ဒီအကောင်ကြီးနဲ့မျက်နှာချင်းဆိုင်ရက်နေမိရမင်းတိတ်ကန်ကောင်းတဲ့အချက်ပဲဒါကြောင့်လည်းမင်းကိုအချိန်မီတွန်းလဲနိုင်ခဲ့တာပေါ့နှမို့ဆိုရင်မင်းအမကိုကျွန်ုပ်ဘလို့တော့ပြောရမှန်းမသိတော့ပါဘူးဘိုက်ကလေးရဲ့ဒီကောင်ကြီးကစက်သက်နာဆိုတော့မျက်စိကတစ်ဖက်ပြက်နေတာမျက်နှာမှာလည်းဓာတ်တန်ရတွေနဲ့ကျွန်ုပ်တွေ့လိုက်တယ်ဒါကြောင့်ဒီကောင်ကလူရိုစိတ်လဲနာလန့်လဲလန့်နေပုံပဲကဲပါဘာပဲဖြစ်ဖြစ်စက်သက်ဆိုတော့ပို့ပြီးတော့ညံကောင်းတယ်အန်ရပုံများတယ်အဲ့တော့တို့လည်းနောက်ထပ်တုံးဝင်နေဆိုရင်တတိမပြတ်ထားမှဖြစ်မယ်နော်အဲ့တော့ကျွန်တော်တို့ကဘာဆက်လုပ်မလဲဒီကောင်ကြီးနောက်ကိုဆက်ပြီးလိုက်မလားဆရာတော့မလိုက်တော့ဘူးလေနေလဲတော်နေပြီမကြခင်မှောင်တော့မှာတို့မှလက်နှိပ်တမီလဲပါလာတာမဟုတ်ဘူးပြီးတော့ဒီကောင်တွေကကြောင်မျိုးနွယ်တွေသူတို့မျက်လုံးတွေကညဘက်ဆိုရင်ပို့ပြီးတော့မျက်နှာစွမ်းကောင်းတယ်အဲ့တော့ညမောင်မှာသူ့နောက်ကိုတို့တွေလိုက်တယ်ဆိုတာကကိုယ်တည်တွေကိုတူးနေတယ်လို့ပဲဖြစ်မှာပေါ့မောင်ရိုးနဲ့ပတ်သက်လို့ပြဿနာတစ်ခုနောက်2ရက်3ရက်ရောက်တဲ့အခါမှာတော့ကျွန်ုပ်ထံရှောက်လာခဲ့ပါတယ်တရက်မှာကျွန်ုပ်တို့အိမ်ကိုစောမှုရှောက်တယ်စိုင်းမစင်ဘုံမစင်ငိုကြွေးတော့တယ်ကျွန်ုပ်နဲ့မသိမြင်ဘာလှုပ်လို့ဘာကံရမှမသိအကြောင်းသားငေးကြည့်နေတော့တာသူ့ဖေးများစုံးသလားတော့မသိပါဘူးအတန်ကြာတော့ငိုရာရက်သွားပါတယ်ကဲစောမှုဘာဖြစ်လာတယ်လဲပြောပါဦးကိုရိုးခမရွာပြန်ထွက်နေတာတော့အပြောကမလွတ်ပါလားဦးရဲ့အခုရွာရလူတွေကပြောနေကြပြန်ပြီဘာလဲတော့စောမှုကိုရိုးမဝင်နေတဲ့ဖုတ်ကတနေ့တခြားပို့ဆိုးလာတယ်တဲ့ချက်ပြုတ်တာတွေအားမရတော့လို့တော်ရုံမေးသားစိမ်းငါးစိမ်းတွေတောင်စားနေပြီးတယ်လေတနေ့တော့ကသူ့တကူလုံးမှာသွေးတွေပေကျန်းနေအောင်တွေ့တယ်စားလက်စကြီးကြီးကိုလည်းဆွဲပြီးတော်ရရထွက်လာတာကိုထင်းခွေတဲ့သူတွေတွေ့ရတဲ့အမလေးဖျားဩအဲ့ဒါကိုတော့ကျွန်ုပ်လည်းမြင်တာပဲအဲ့ဒါဆိုကိုရိုးကသူတို့ပြောသလိုဖုတ်ဝင်နေတာတကယ်လားဟင်ကျွန်ုပ်အဲ့ဒီလိုသဘောပြောတာမဟုတ်ဘူးကျွန်ုပ်တွေ့ရဆိုတာဒီလိုဒါနဲ့ကျွန်ုပ်ကအဲ့ဒီနေတွေ့ကြုံခဲ့ရတဲ့ကိစ္စကိုပြောတော့ဆုံးမကစိတ်မသက်မသာဖြစ်သွားတယ်။နေမောင်ရိုးပေါ်မှာအထင်မဆောင်းစေချင်ဘူးဆုံးမမောင်ရိုးကတာမန်လူတယောက်ပါလုံးဝဥတ္တပီအာမခံတယ်လူတွေကတော့ထင်ရမြင်ရရှောက်ပြီးပြောကြမှာပေါ့မောင်ရိုးကလည်းတခြားလူတွေရဲ့သဘောထားကိုမဆိုင်ပါဘူးအခုကနင်ကိုယ်တိုင်ကသူ့ကိုတမျိုးဖြစ်တော့ဒုက္ခမြရှိနှစ်သူဝါကူထိုးဆိုသလိုပို့ပြီးတော့ခံစားရတာပေါ့ဟင်ကျမလည်းသူ့ကိုတနေ့မှမေ့လို့မရပါဘူးကျမတို့အချစ်ကန်ဆိုးလာတယ်အေးလေအရေးကြီးတာကာယကံရှင်ဖြစ်တဲ့နင့်သဘောပဲနင့်သဘောမပြောင်းဖို့လိုတယ်လူတွေကိုတော့တိတ်ဂိူးမဆိုင်ပါနဲ့ကျမတို့ကတော့တကယ်ကိုခက်ခဲပဲဦးရဲ့အခုလည်းကိုပါကြွားကျမကိုလာတောင်းတယ်အကိုရလည်းသူ့ကိုလက်ထက်စေချင်တယ်ကျမကတော့မျက်စိမိတ်ပြီးညင်းတာအရက်သမားလောင်းကစားသမားမရတော့ဒီသက်ကျမအဖြစ်မခံနိုင်ဘူးဟုတ်တာပေါ့အေးပေါ့နင့်သဘောထားမပြောင်းဆိုရင်နင်းနဲ့မောင်ယုံနေစနိုင်ဖို့ဥတုပီစမ်းဆောင်ကြည့်အောင်ပဲပြောမဲ့တာပြောရတာပါကျွန်ုပ်ကအမဲပြတဲ့နေရာမှာကံကောင်းတတ်သလားဖူးစာရည်နဲ့လှုပ်တဲ့နေရာမှာတိတ်ကံမကောင်းပါဘူးဒါပေမဲ့ရေနဲ့နေသူကကောက်ယူလေးတမြင်ကိုပဲအာကိုတကြီးပြုတ်မှုတတ်တဲ့အတိုင်း
ကျွန်ုပ်ရဲ့နှစ်သိမ့်စကားကိုတော့စောမှုခမကြည်နဲ့သွားပုံပဲသူများပြောရင်အယုံလွယ်တတ်တဲ့စုံသစီကိစ္စမှာအယူတိတတ်တဲ့မသိမြင်ငါတော့မှသဘောထားမသိမသာပြောင်းလာတယ်ရှင်ကူညီနိုင်လဲကူညီလိုက်ပါကတွတ်ပြီးရဲ့ကလေးရဲ့ဖြစ်ကတကယ်တနာစရာကောင်းပါတယ်တော့ကျွန်ုပ်လည်းနီးလန်းရှာနေပါတယ်မြင်ရဲ့ဒါပေမဲ့ခက်တာကျွန်ုပ်တို့ရွာသားတွေရဲ့အယူသီးအသိဉာဏ်နည်းမှုတွေဘဟုတုတအသိဉာဏ်နည်းပါကြတယ်တာပိန်နာလို့ဆရာရောင်တွေကလည်းမင်းနောက်ရလေးပင့်ဆိုတော့ပိုးဆိုးတာပေါ့လူတွေပိုးဆိုးလာလေ तू ကစားတောင်လာလေဖြစ်နေတာတော့အမှန်မဲတော့အခုဆိုရင်တရွာလုံးကလူကြီးကလေးမှန်သမျှသူ့ရဲ့အဆောင်လက်ဖွဲ့ကိုဈေးကြီးပေးပြီးဝယ်နေရတယ်အဲ့ဒီလက်ဖွဲ့ကဖုတ်တစေးတရေတွေကိုနိုင်နေဆိုပဲအဲ့ဒီလက်ဖွဲ့သာဆွဲထားရင်ဘသူမှမပြုတ်စားနိုင်တယ်လို့ဖုတ်တစေးတရေတွေကအနားတော်မကတ်နိုင်ဘူးတဲ့အခုလည်းပဲသူ့ရဲ့အိမ်မက်မြင်မှတ်ထားတဲ့အကြောင်းကိုပြောနေကြတယ်မကြခင်မောင်ရိုးကြောင်ရွာမှာ6 6 6 6ဖြစ်အောင်မှဆိုပဲတော့အိုးကွာသူကဂုံကြီးဝါကြီးတိတ်ခါတမာတိရှိရဲ့ဆရာတော်လူပုဂ္ဂိုလ်လည်းမဟုတ်ပဲနဲ့သူလိုလူမျိုးမှတ်တဲ့အိမ်မက်ကိုဘသူကအရေးလုံမှာတော့အိုးရှင်ရတာရေးမလုပ်တာရွာတဲ့လူတွေကလေလှမ်းဖြတ်နေကြပြီတာပိန်နာအိမ်မက်မြင်ခဲ့တယ်ဆိုသလိုပဲမကြခင်ရွာမှာ6 6 6 6ဖြစ်ခဲ့ကြတာတော့မှန်ပဲဒါပေမဲ့မောင်ရိုးကြောင်တော့မဟုတ်ပါဘူးစက်တဲ့ကြီးတစ်ဖက်လက်ကြောင်မှာဖုတ်တရေကဥရဲအသေးတွေနှုတ်စားမစားမသိချပါမဲ့တစ်ဖက်လက်ကြီးကတော့လူတကိုယ်လုံးမကြက်အောင်လို့စားပြတ်မှာပါတစ်ဖက်လက်ကြီးကတိုးရဲမှာအစာရှာဖွေရစားတော့ရတာခက်ခဲလာလို့လားမသိဘူးတညတော့ရွာထဲဝင်လာပါတယ်ဖြစ်ပုံကိုမကြခင်ကျွန်ုပ်သိရအောင်လို့ပြောပြပါမယ်တစ်ဖက်လက်ကြီးကပထမဦးဆုံးကိုအုံမောင်တို့ကြက်ချံဝင်နေကြက်တရားစူညံလို့ဒါနဲ့ကိုအုံမောင်ကလက်နိုးပြီးကာလာသားရဲ့အပျော်ချက်စာကိုကြက်ခိုးတဲ့ထင်လို့ခွာနဲ့ပြစ်ဖို့အိမ်အောက်ကိုဆင်းနေအဲ့ဒီနေရာမှာတော့ကာလာသားတွေမတွေ့ရဘဲနဲ့ကြက်ချံနာမှာတစ်ဖက်လက်ကြီးကိုပဲလာရအောင်မှတွေ့လိုက်ရပါတယ်အမလီတစ်ဖက်လက်ကြီးပြားခဲ့ပါအောင်ကိုအုံမောင်ရဲ့အော်တန်ကြတော့အိမ်နာချင်းတွေကဓာလန်ပစိန်ပေါက်ပြားတွေစရတွေတွေးမိတွေ့ရဆွဲကင်လာပြီးတော့မှပြေးလာကြတော့တယ်အချို့ဆိုရင်တော့တူတွေလွှတွေပါလာသေးတာလောကများပြီးတော့ညာတန်ပေးလို့အော်နေကြတော့စက်သက်ကလည်းလမ်းဖြတ်ပြီးနောက်ကိုပြန်ပြေးတော့တယ်။စူညံအတန်နေနဲ့ဆိုတော့ကျွန်ုပ်ကလည်းနိုးလာပါတယ်။အဲ့ဒီအချိန်မှာတော့စောတင်မောင်နဲ့အာနိုးလာမို့လို့ကျွန်ုပ်စီကိုရှောင်းလာခဲ့တာပါ။ဆက်တွေ့ရေတစ်ဖက်လက်ကြည့်ပြို့ရွှားရဲ့ဝင်းမွေးနေပြီ။အေးငါကြားတယ်လာပြီဟိ။ဒါနဲ့ကျွန်ုပ်ကတပည့်ကျော်ဘိုက်ကလေးတို့နဲ့အတူလူပြိုကြီးနောက်ကိုအပြေးလေးလိုက်လာခဲ့ပါတယ်။ကိုမောင်ချက်ချင်ကတော့ဖယိုဖျဲတွေဖြစ်လို့ချက်ချင်နာတဝိုင်းမှာတော့ကြားချင်ရတွေကလည်းမွှားစာကျင်းနေပါတယ်။လူအုပ်ကြီးကတော့တယောက်တစ်ပေါက်ပြောဆိုစူညံနေကြတော့တာကဲခမရတို့လူအုပ်တလောက်များနေရဆိုချက်သက်ကဘယ်ပြန်လာတော့မလဲပြီးတော့ခမရတို့တွေအတွေ့အကြုံရှိရလည်းမဟုတ်ဘူးအနည်းများတယ်ယောက်ျားကြီး၄-၅ယောက်လောက်ကျွန်ုပ်နဲ့ရှိနေတယ်ဆိုရင်တော်ရောပေါ့ကျွန်တဲ့သူတွေကကိုယ့်အိမ်ကိုပြန်ကြတော့ကျွန်ုပ်ပြောတော့လေလူအုပ်ကြီးကနားမဝင်ဘူးသူတို့ရောက်လာတော့ချက်သက်ထွက်ပြေးသွားတဲ့အတွက်တွေးကြွပြီးတယောက်တစ်ပေါက်မိုးတစ်လုံးလေးတစ်လုံးပြောနေကြတော့တယ်ဟာဆက်တွေ့ရဲ့ဒီကောင်ကြီးကကျွန်တော်တို့နဲ့မတိုးလိုက်တာကံကောင်းတာနှမို့တာဆိုရင်တော့တစ်ဖက်လက်ကနေနှစ်ဖက်လက်သွားမှာမန္နာပေါ်အာနိုးရဲ့ဒီမှာငါနဲ့လည်းမတွေ့လိုက်တာကံကောင်းသွားတယ်စိုးကြီးကွာတစ်ဖက်လက်တော့နှစ်ဖက်လက်တော့ရှောင်းနေမှာမဟုတ်ဘူးလူပြိုရဲ့အကြောင်းနှစ်ဖိုးတွေတူတွေသိရမှာပေါ့ဘဲကတခုလက်မှာတော့တစ်ဖက်လက်တော့လှုပ်လိုက်စမ်းပါမင်းဟာလေမိမနဲ့ချက်တဲ့ရောနေပြီအတီးကလည်းအားကြမခံဘူးဝတ်သားခုတ်တဲ့ဓာယိုဝင့်ရမ်းပြီးတော့ဟန်ရေးပြပြန်နေဓမ္မမိုးပေါ်မှာနေကြလူပြင်မှာအတီးဘာမှလည်းမဆိုင်ဘူးဝါနဲ့တွေ့သွားရဲ့မင်းတို့စက်သက်ဝတ်သားတုတ်ထိုးအဲ့လေစက်သက်တုတ်ထိုးဖြစ်သွားစီမယ်တယောက်တစ်ပေါက်ဖြစ်နေတဲ့လူစုကိုကျွန်ုပ်ကစိတ်ပြန်လက်ပြန်နဲ့ရွာရှိရနေစီကနေအသက်ကိုကြားရတဲ့အခါမှာတော့ဟာကျွန်ုပ်တနက်ကိုအသိပြင်းရင်းနဲ့ရွာရှိတည့်ရဲ့နောက်တော့လူအုပ်ကြီးကကျွန်ုပ်နောက်ကညာတန်ပေးပြီးတော့လိုက်တယ်စူညံပွက်လောရှိုက်ကုန်တာအဲ့ဒီလိုစူညံနေတော့မှစက်သက်ကိုကြိုတိန်တတိပေးတယ်လို့ဖြစ်နေပါတယ်ကျွန်ုပ်တို့ရွာရဲ့အရှိပိုင်းရောက်တော့စက်သက်ကအစပြောက်သွားပါပြီဖြစ်စဉ်ကရွာရဲ့အရှိပြားမှာရှိတဲ့ဦးကျော်ဦးအိမ်ဘေးမှာရှိတဲ့မြင်းဆောင်သေးကိုပါစက်သက်ဝင်သွားတယ်မြင်းနေရလဲကန်ကြောက်ခုခံထားတော့စက်သက်ကကြိုက်သက်ခွင့်မရဘူးလူအုပ်တန်ကြားတွေကထွက်ပြေးလာတယ်ဆိုတော့တော်တော်ကိုရှိတဲ့ချိန်နှချောင်းနေကျွန်ုပ်ကအဲ့ဒီလူအုပ်ကိုဘလို့ခွဲရပါမလဲစဉ်းစားနေတော့ရွာရဲ့မြောက်ဖက်ပြားစီကပဲပြုတ်တဲ့ဒေါ်ဘူးမှာအော်တန်ကိုကြားတယ်ကျွန်ုပ်တို့ရွာမြောက်ဖျားကိုပြေးတော့ထုံးစံအတိုင်းလူအုပ်တန်ကိုကြားရတော့စက်သက်ကြီးကရှောင်းတိုင်းသွားခဲ့ပါပြီဒေါ်ဘူးမှာအကျိုးကြောင့်မေးတယ်ကျမ
ဒီညစာစားတာပဲဟင်းနေအစားတောက်များသွားတယ်ဆိုတော့တရင်တို့ဘိုက်ကနားတာပါဒါနဲ့အိမ်သာထသွားတယ်အိမ်သာဝမှာဒီကောင်ရစောင်းကြောင်ထိုင်နေတွေ့လို့လက်ပြီးអော်လိုက်တာပါဒါနဲ့ပဲအဲ့ဒီနေ့တညလုံးကျွန်ုပ်တို့တွေအော်တန်ကြားတဲ့နောက်ကိုပြေးလွှာလိုက်ကြတော့တရွာလုံးအနက်ရှောင်းလာခဲ့ကြပါတယ်ကျသက်ကလည်းငါဝမ်းပူစာမနေတာဆိုတဲ့အတိုင်းသူ့ရဲ့အစာရဖို့တရွာလုံးကိုလှည့်ပတ်ချောင်းနေဟိုနာကစီကနေကျွန်ုပ်တို့ကလည်းပြေးလိုက်ဒီနာစီကနေကြားလိုက်ပြေးလိုက်နဲ့ကျွန်ုပ်တို့တွေကဖက်ဖက်မောတစ်ဖက်လက်ကတော့ငါတို့ကိုမောင်းပြီးဟေးမောလိုက်တာမနက်လင်းကနေမှတစ်ဖက်လက်ကြီးကအပင်ပန်းခံရကြိုးနှက်စွာပါပဲရင်းကအတီးဝက်ချံကဝက်တကောင်ကိုဆွဲသွားနိုင်ခဲ့ခြင်းပဲဖြစ်ပါတယ်အမလေးအတီးတော်ပဲလျှောက်သွားနေရလေသမီးလေးမိချောတော့ပါသွားပြီဟမ်ဤချောပါသွားပြီအဲ့ဒီခါကျတော့ဝက်သားခုတ်တဲ့ဓာတ်ကိုငကနိုင်ဓာတ်အမတ်နဲ့ကင်ဆောင်ရင်းစက်တစ်ကိုဒုတ်ထိုးလုပ်မယ်လို့ကြိမ်ဝါရင်နဲ့ကျွန်ုပ်တို့နောက်ကိုပြေးလိုက်နေတဲ့အတီးကချုံပွဲချငိုတယ်ဟဲ့တစ်ဖက်လက်မျက်လုံးတစ်ဖက်သေးတာမြင်နဲ့စက်တစ်အစုပ်ပလုတ်ဝါရဲ့ချန်နေရအဝအစောအလှဆောင်လေးဝက်ကလေးကိုမှခြိသွားရတယ်လို့နေမျက်လုံးနှစ်ဖက်တာမြင်အမအောင်ခြိသွားမယ်ထင်တယ်သူရဲ့ဝက်မလေးပါသွားတယ်ဆိုတော့ငိုကြွေးနေတဲ့အတီးကတနာစရာငိုကြွေးရဲ့အတန်ကသူ့မောင်ဒေါသဖြစ်စေတယ်ဟဲ့အကောင်အဲ့ဒါနဲ့မိမယူချင်တာနဲ့ငါ့ကိုစက်သက်စာကြွေးမလို့ပေါ့လေဟုတ်တလားမဟုတ်ပါဘူးမရဲ့အဲ့ဒီညတော့တကယ်ညလို့ပြောရမယ်တစ်ဖက်လက်ကြီးဝင်မွေသွားတော့တရွာလုံးမအိတ်တော့ပဲနဲ့စူညံပွက်လောရှိုက်တယ်ကလတိုက်ကြားဝင်ကြိုက်တယ်ဆိုတဲ့စကားအခုမှပဲကျွန်ုပ်တို့ခမန်းကြည့်လို့သိနိုင်တော့တယ်အဆောင်ဝသွားတဲ့အပြင်အာယုံကျင်းကလည်းအလင်းရောင်ထွက်ပြူလာစားပြူပြီးဆိုတော့စက်သက်ကနောက်ထပ်ရွာတွေကိုဝင်လာနိုင်စရာအကြောင်းတော့မရှိတော့ပါဘူးဒါနဲ့ကျွန်ုပ်တို့လူခွဲပြီးအိမ်ပြန်လာခဲ့ပါတယ်တစ်ဖက်လက်ရဲ့မွေချက်ကတော့ဗျာတရွာလုံးပြောင်းဆန်နေရပဲဟုတ်ပါဗျာဘာဟုတ်ပါလဲစက်သက်ကဒီလောက်အချိန်ပေးရတော့မင်းတို့သမီးရောက်ဖကတစ်ချက်မှမပြတ်နိုင်ခဲ့ဘူးညံ့နေအေးရေးပြက်ရတဲ့ကြားထဲမှာလူပြိုးစကားကျွန်ုပ်တိတ်ခေါက်ထိပါလာတယ်ဆိုတော့ပြူထွက်လာတဲ့ဒေါသတွေကိုစူးစမ်းချိုးနေလိုက်တယ်ဘိုက်ကလေးကလည်းပြောလိုက်တဲ့စကားနဲ့ဒါတော့ဗျာရုံတောင်ပြေးခွေးမြောက်လိုက်ဖြစ်တာ哦ကျွန်ုပ်ကတော့ဒေါသဘလို့မှထိမ့်လို့မရတော့ဘူးစော်ကြီးပြောတာမှတော်သေးတယ်နင်ပြောမှငါခွေးလုံးလုံးဖြစ်တဲ့သေစမ်းကွာဥပမာပြောမိရပါဆရာတို့ရဲ့တညလုံးအိပ်ရေးပြတ်ထားတော့အာရပါရအိတ်မဲလို့ကြံကားရှိပါသေးတယ်ကတော့ပြီးထအောင်တော့ထအောင်ဘာကိစ္စတော့ဘိုက်မစားသေးဘူးအဲ့ရနိုးမစားမယ်လို့ပြောထားတယ်မဟုတ်ဘူးလားအဲ့လိုတော့ရှေ့ကဘသူကကျွေးနေလို့တော့အခုကတကြီးအရာမောင်းထုခေါ်နေတယ်ဟေးဟုတ်လားဟုတ်ပါအဲ့တော့မှပဲမောင်းထုရဲ့တန်ကိုတတိပြုမိတော့တာဟုတ်ပါဟေးဘာကိစ္စခေါ်ပြန်တာလည်းမသိဘူးသွားအောင်မယ်မောင်းထုရာကအရေးပေါ်ကိစ္စရှိတဲ့အတွက်လူစုတာပါအ ਨੇ ဆုံးတအိမ်တယောက်သွားရတယ်အခြားအိမ်တွေမှာဆိုရင်ဘသူသွားမထောင်းတာပဲမဲ့ကျွန်ုပ်အိမ်မှာတော့ကျွန်ုပ်ကိုယ်တိုင်ပဲသွားရပါတယ်အเจ้าကတော့တကြီးရဲ့စိုးတိုင်ပင်ကောင်းတိုင်ပင်ရွာလူကြီးတယောက်ဖြစ်နေရမလားတကြီးအိမ်ရှိကောလက်မှာလူတော်တော်များများစုဝေရောက်နေကြတယ်ညတော့ရွာထဲမှာစက်သက်ဝင်တဲ့ကိစ္စတယောက်တစ်ပေါက်ပြောနေကြတယ်ကျွန်ုပ်ကတော့တကြီးတိုင်ပင်ဘက်ရွာလူကြီးဖြစ်တာနဲ့အညီတကြီးနဲ့အတူတူခုံတက်ရမှထိုင်နေကဲဘလို့လောက်ကြမလဲဥတုပင်တညလုံးစက်သက်မှွေတော့တရွာလုံးလဲအိတ်ကောင်းခြင်းမအိပ်ရဖြစ်ကုန်ပြီဟုတ်ပါတယ်ဒီကိစ္စကိုရှင်းဖို့ကလောလောဆယ်လောက်တဲ့ကိစ္စအရင်လောက်အောင်မယ်ပထမဦးဆုံးလောက်ရမှာရွာစီရိုးတွေကိုပြန်ပြီးတော့ခိုင်းခန့်နေအောင်လုပ်ရမယ်လောက်တဲ့နေရာမှာခွေးတိုးပေါက်တောင်ရှိလို့မရဘူးနော်ပြီးတော့စက်သက်ခုံမဝင်နိုင်အောင်လို့စီရိုးထပ်ပြီးတော့မြင့်ဖို့လဲလိုသေးတယ်ကောင်းတယ်တအိမ်တယောက်ထွက်ပြီးတော့လှုပ်အားပေးဖို့ကြုတ်စောလိုက်မယ်ပြီးတော့မနေ့ကလို့ရုံတောင်ပြေးခွေးမြောက်လိုက်ဖြစ်မနေရအောင်အဲလေကျွန်တော်ကလည်းကိုယ်တိုင်ပြောမိပြီးမှတတိရတယ်ဒီစကပုံရှိရမနှိပ်ပါဘူးသုံးမိရဲ့သူတိုင်းခွေးဖြစ်တာပဲအဲ့ဒီစကပုံလို့ပေါ့ဗျာစက်တဲ့အတန်ကြားပြီဆိုတာနဲ့နောက်ကရှောက်လိုက်နေလို့တော့မဖြစ်ဘူးရွာကိုလေးပိုင်းပိုင်းမယ်ကင်းတောင်ဝယ်ကိုခွဲမယ်တနေရာစက်သက်တွေ့ရဆိုတာနဲ့မောင်းထုချက်ပြီးကျွန်ုပ်နဲ့ဘိုက်ကလေးကမောင်းတန်ကြားတဲ့ပန်းကိုအကူညီပေးအောင်ပြေးမယ်ကောင်းတယ်တိတ်ကောင်းတာပဲအားလုံးကကျွန်ုပ်ရဲ့အကြံကိုလက်ခံသဘောတူလိုက်တယ်မတူလို့မှမရတာဒါနဲ့ပဲကျွန်ုပ်တို့တွေကရွာလုံးကျွနီးပါရွာပြင်ကိုထွက်တယ်ဝါးတွေခုတ်တယ်စက်သက်ရံကကောက်ွယ်ဖို့ရန်တစ်ခုတ်တယ်ကျွန်ုပ်ကလိုက်လံပြီးတော့စောင့်ကြရတာပေါ့တကယ်တော့လေအဲ့ဒီအလောက်ကပိုပါပဲခလဲလူကြီးမကြံအော်ကြွစူညံတောက်လေစူညံနေကြရဲဆိုတော့စက်သက်ကဘဲလာမလဲဒါပေမဲ့တစ်ဖက်လက်ကြီးနဲ့ပတ်သက်ရင်တတိလွတ်လွတ်ကလည်းမဖြစ်ဘူးဆိုတော့သင်ခန်းစာရှိထားတော့ကျွန်ုပ်ကကြက်မကြည့်ရှုစောင့်ကြရတာပေါ့
ရွာမှာတော့ကိုနောက်ကအပြူချုံးလေးတွေကတောင်ရအိုးလေးတွေကိုစီရွက်လို့အားပေးနေကြတယ်အမောပြေရှိလိုက်တိုက်တယ်ဒီနေရာမှာရှင်ငှက်တုံရေတွင်းနဲ့ကြတာကတော့လူပြိုကြီးစောတင်မောင်နဲ့ဘိုက်ကလေးတို့အုပ်စုညီမလေးကိုဘိုင်းအတွက်ချစ်ရည်စင်အဲလေးရေးလေးတစ်ခွက်လောက်အိုးအမောကိုပြေးသွားတာပဲညီမလေးရဲ့အလောလောက်တာနေနေအပြိုရီစီရရေးတောင်းတောက်တာကမြင်းများပါကျွန်တို့နှစ်ယောက်ကိုကြည့်ရတာကကျွန်ုပ်အတွက်မျက်စိစပတ်မွေးစူးစေတယ်ကဲကိုစောင်းနဲ့ကိုဘိုက်ကလေးဒီလာစမ်းနင်တို့နှစ်ယောက်ကိုငါကြည့်နေတာတမနဲ့လုံးခောက်တာဖြစ်ဝါကတစ်လုံးနင်တို့ရှိတောင်းတောက်တာကအပြို9ယောက်ရှိသွားပြီဘလို့လောက်နေကြတာလဲဘာမှမလုပ်ပါဘူးကျွန်တော်တို့ရှိတကယ်စားလို့ပါဟုတ်ပါတယ်ဆရာတို့ရဲ့အေးဒီလောက်ရေးစားတက်ရင်နင်တို့နှစ်ယောက်ကိုကြိုးတုပ်ပြီးတော့ရွာထိတ်ကကန့်နဲ့ကိုချထားမယ်ကွာလာခဲ့ကြစမ်းအဲ့တော့မှဘိုက်ကလေးနဲ့စောတက်မောင်ကအလုံးလုံးရရောက်ပါတော့တယ်ခက်လေခက်တဲ့လူပြိုသိုးတွေတက်ညီလက်ညီနဲ့လောက်ကြတော့နေဆောင်တော့အတော်တန်နေရမြက်လာပါတယ်ရွာစီယိုကာရန်လို့တော့ပြီးသွားခဲ့ပါပြီရွာစီယိုကိစ္စပြီးတော့ကျွန်ုပ်ကညကင်းတောင်ဝင်အတွက်ဆက်လက်ဆောင်ရွက်တယ်ကင်းနေနဲ့အားလုံးဆောင်စရာမလိုဘူးပင်ပန်းမယ်ရက်ဘလောက်ကြာအောင်စောင့်ရမလဲမသိဘူးအဲ့တော့အင်းအောင်ကိုချွေတာတဲ့အနေနဲ့တစ်ခါစောင့်ရင်အလှည့်ကျ9ယောက်စောင့်မယ်ဒါနဲ့ရွာရဲ့အရှိပိုင်းကင်းအတွက်ဘားကြော်နဲ့စောမှုအကိုတွေကိုတာဝန်ပေးတယ်ဘားကြော်နဲ့စောမှုတို့ကိုတွေကသူတို့ရဲ့အချိုမျက်စိတွေမတွေ့လာပါမဲ့အရှိဖြားမှာတော့သူတို့ဩဇာကပုံမလွှမ်းမိုးတယ်ဆိုတော့သူတို့ကိုတာဝန်ပေးရတာပါရွာရဲ့နောက်မှာတော့စောတင်မောင်နဲ့ဘိုက်ကလေးကင်းကောင်းနေဖြစ်ခတ်လိုက်တယ်ဒါကလည်းဒင်းတို့အားကိုလို့မဟုတ်ဘူးကင်းတောင်ဝယ်နဲ့ရောင်တောင်ပြန်လွတ်လို့မဟုတ်တာတွေရှောက်ပြီးလုံမှာဆိုတာနဲ့ခေါင်းဆောင်ခန့်လိုက်ရတာပါကင်းတောင်ဝယ်နဲ့ခွဲဝေပြီးတဲ့နောက်တော့ကျွန်ုပ်တတိယရာကရွာပြန်တင်းဆိုင်နာမှာတယောက်တည်းနေတဲ့သူအတွက်ကျွန်ုပ်စိုးရိမ်တော့မောင်ရိုးဘက်ကိုထွက်လာခဲ့ပါတယ်မောင်ရိုးရင်ရွာစီကိုခတ်လိုက်တော့မင်းကိုရွာပြန်တကယ်ထုတ်လိုက်တယ်လို့ဖြစ်သွားတာစိတ်မကောင်းကွာကျွန်တော်အတွက်စိတ်မကောင်းမဖြစ်ပါနဲ့ဥတုပီရဲ့ကျွန်တော်ကဥတုပီတို့အတွက်စိတ်မကောင်းတာဟေးဘလို့ဒီလိုပါကျွန်တော်စိတ်မကောင်းဖြစ်တာလေတရွာလောက်တက်ညီလက်ညီလောက်အားပေးတဲ့ချိန်ကျွန်တော်ဝင်ပြီးလောက်အားပေးခွင့်မရလို့ပါမောင်ရိုးရဲ့စိတ်တက်ကတော့ချီးကျူးစရာကောင်းပါတယ်သူရဲ့ပေါ်မကောင်းခဲ့ကြတဲ့ရွာသားတွေအတွက်သူ့မှာယခုရက်ထိစိတ်ကောင်းထားနိုင်ပါသေးတယ်အေးကွာဘာပဲဖြစ်ဖြစ်မောင်ရိုးမဲတယောက်တည်းရွာပြန်မှာတော့မနေသက်တာတော့အမှန်ပဲအန်ရတိတ်များလို့နေငါလဲစိုးရိမ်နေကွာအဲ့တော့ငါ့အိမ်မှာမဲလိုက်နေပါလားအဲ့ဒါဆိုရင်ရွာသားတွေကဥတုပြီးပြဿနာလောက်မှာပေါ့ဘသူကပြဿနာလောက်ရဲမှာလဲကွာတကြီးကိုရရမင်းကိုရွာပြန်ထွက်နေဖို့မလိုဘူးလို့ပြောထားပြီးသားပဲနေပါစေဥတုပြီးရဲ့ကျွန်တော်နေရဲပါတယ်တရွာလုံးကညူစုစောင်းမြောင်းတာခံရတာထက်ဆိုင်တရားပိုကောင်းပါတယ်အော်ဒါနဲ့ဥတုပြီးကိုကျွန်တော်ကျေးဇူးတင်ပါတယ်ဟေးပါတော့စောမျိုးကျွန်တော်အကြောင်းနဲ့အမှန်တိုင်းပြောပြပေးရတဲ့အတွက်ပါမင်းနဲ့စောမှုတွေ့ကြသေးလားဟုတ်ပါတယ်ဦးကငါမှတဆင်ကျွန်တော်ပြန်ပြီးဆက်သွယ်လုပ်ပါတယ်တခါတော့ချင်းတွေ့ပြီးပါပြီဥတုပြီးဟေးဟုတ်လားဦးကန်ဆိုတာကကျွန်တော်တို့ရွာရဲ့သူ့ဘာရာစာကြီးပါစိတ်ကောင်းရှိတယ်မောင်ရိုးတို့ကိုအရေးစွန့်ပြီးတော့သူ့မှာကုညီနေပုံပဲဘာပဲပြောမောင်ရိုးနဲ့စောမှုပြက်လက်အဆင်ပြေသွားကြတယ်ဆိုတော့ကျွန်တော်အထူးဝမ်းမြောက်ဝမ်းသာဖြစ်တာပေါ့အေးပြောလဲပြောကြတတိလည်းထားကြအောင်တော့ရွာစီယိုမှာတော့လုံလုံချုံချုံဖြစ်သွားပါပြီအဲ့ဒီညတစ်ဖက်လက်ကြီးကရွာထဲမဝင်နိုင်တော့ရွာပတ်ပြီးတော့ဟိဟောင်းနေတယ်ရွာရလူတွေကြောက်လန့်ပြီးအိတ်ဆက်လို့မရအောင်ပါပဲဒီလိုဖြစ်တော့တညလည်းမဟုတ်3ညတိတိဖြစ်သွားပြီအဲ့တော့တကြီးပါစီကကျွန်ုပ်ကိုအခေါ်လွတ်တယ်ကဲဥတွပြီဒီတိုင်းဆိုရင်မခတ်ဘူးလားကျုပ်တို့မှညလည်းကောင်းကောင်းမအိပ်ရမနှက်ဆိုဒီကောင်းကိုကြောက်ရအပြင်းလည်းမထွက်ရဲဘူးဘာလဲကျုပ်တို့ကဒီစီယိုထဲမှာပဲစစ်တဲ့ရဲ့အကျဉ်းသားတွေအနေနဲ့နေရတော့မလားအဲ့လိုမနေရအောင်ရွာပြင်ထွက်ပြီးဒီကျက်တစ်ကိုတုတ်တင်ဖို့ရှိတော့တာဗောတကြီးရဲ့အဲ့ဒါဆိုခမမလုတ်သေးပဲနဲ့ဘာတွေစောင့်နေရလဲဗျဘာတော့ကျုပ်စီကအမိတ်မရသေးတာလားဩအဲ့ဒါကျုပ်စဉ်းစားနေလို့ပါတကြီးရဲ့ပထမရွာလူအုပ်ကိုတုံပြီးတောထဲဝင်တော6ပြီးပြစ်တဲ့နီး3ရင်ကောင်းမလားစဉ်းစားတယ်စဉ်းစားပြီးကောင်းနေထင်ရင်လှုပ်လိုက်ပေါ့ဗျာနေရာတကာကျုပ်အပြောစောင့်နေရသလားဟုတ်ကဲ့ဗျာစဉ်းစားနေရဲဆိုတာကလည်းဓာတ်ကိုပြောတာပါတကြီးရဲ့အဲ့ဒီနေရာအနည်းများတယ်ဘာတော့စစ်တဲ့အတွက်လားဘဲနဲ့စစ်တဲ့အတွက်ကမှာတော့ရွာသားတွေအတွက်ပြောတာပေါ့တကြီးရဲ့တုံးကလည်းဝေးပါဗျာရွာသားတွေကအမဲပြည့်တွေ့ကြုံရှိတာမဟုတ်ဘူးလူတွေအများကြီးနဲ့တောထဲဝင်စစ်တဲ့ကိုတွေ့တော့ဘာတွေဖြစ်ကုန်မလဲအေးဘာဖြစ်မလဲဘာဖြစ်ရမလဲဗျာကြောက်လက်တကြဇွတ်ရွပြေးမှာပေါ့အဲ့တော့စစ်တဲ့မထိပဲနဲ့ကိုလူချင်းချင်းပြန်ပြီးတော့ပြစ်ကြတော့မမားကုန်ကြဘူးလားဒါပေါ့လေကျုပ်ကလည်းမသိလို့မေးတာပါဗျာ
ခမရလေတိတ်မဟုတ်ပါနဲ့ကဲအဲ့တော့ဘာလုပ်မဲလို့စိတ်ကူလည်းပြောပါအောင်ကျုပ်ခုစဉ်းစားထားတာဒီကောင်ရုပ်စိတ်တကောင်နဲ့ထောင်ပြီးတော့ပြစ်မဲလို့စိတ်ကူတယ်အဲ့ဒါဆိုအမြန်လုပ်လေကျုပ်ရဲ့ချန်နေရခမရကြိုက်တဲ့စိတ်တကောင်ရှူသွားအဲ့ဒီချက်တဲ့အမြန်သေးဖို့အရေးကြီးတယ်ဒါဖြင့်ကျွန်ုပ်ကစက်တက်ကိုဖမ်းနိုင်ဖို့ရန်လင့်စင်ထိုးဖို့တော်ရရစက်တက်သွားတဲ့လမ်းကြောင်းတွေလိုက်ပြီးတော့လေ့လာတယ်အသေးချာဆုံးသွားလာတဲ့လမ်းကြောင်းကိုရှာပြီးရနောက်လင်းထိုးရန်တင့်တော်မဲ့တစ်ပင်ရွှေးပါတယ်ဒီပင်ဆိုရင်တော့တော်ပဲအဲ့ဒီနောက်တော့ကျွန်ုပ်ကအာနိုးလမိုးတို့အုပ်စုကိုခေါ်ပြီးတော့လင့်ထိုးဖို့လုံအောင်ပြန်တယ်အာဥတွပီလင့်ထိုးမဲ့နေရာမမြင့်လုံးလားစက်တက်ဆိုတာကြားနဲ့မတူဘူးကြားကိုပြစ်ဖို့ဆိုတာကြားတစ်ခုံလွှင့်ရပြီစက်သက်ဆိုတဲ့အကောင်ကတစ်ပင်မော်တက်တဲ့အကောင်အဲနောက်တော့ကျွန်ုပ်တို့လူစုလဲစင်ထိုးပြီးရွာပြန်လာတယ်တညလုံးလင်းစီရမယ်ဆိုတော့ကျွန်ုပ်တို့မနှက်စာစားပြီးတော့တရေအိတ်တယ်ကျွန်ုပ်တရေနိုးတော့ညနေတောင်နေတော့စောင်းပါပြီအာနိုးလာမိုးကကျွန်ုပ်မာတဲ့အတိုင်းတကြီးချန်တွေကစိတ်တကောင်ဆွဲလာပြီးတယ်ကျွန်ုပ်နဲ့ဘိုက်ကလေးကလိုအပ်တာယူဆောင်ပြီးသူတို့လူတတိုင်းနဲ့အတူလင်းစင်ရှိရဘက်ထွက်လာခဲ့ပါတယ်လဲစင်ရှိရာတစ်ပင်ကိုရောက်တော့ရွေးချယ်ထားတဲ့နေရာမှာငုတ်ရိုက်လို့စိတ်ကိုချီတယ်။ကဲအာနိုးလာမိုးတို့မင်းတို့လူစုပြန်တော့နည်းနည်းမောင်အနေရှိရယ်။မနဲ့မိုးလဲမှတို့လာကြတနက်တန်ကြားပဲမဲ့ရွာရထွက်မလာကြနဲ့တော့ကြားလား။စိတ်ချပါဗျာကျွန်တော်တို့သွားမယ်နော်။အာနိုးတို့လူစုပြန်သွားပါတယ်။မကြခင်မှာတော့နေရလဲဝင်ပါပြီ။အမောင်ရိတ်တရားလဲခဏချင်းကြီးစိုးလာခဲ့ပါတယ်။အမောင်တူနဲ့အတူရောက်ရှိလာတဲ့သူတွေကတောချင်ရိုင်းနေပါတော်ရဲမှာတားရိုင်းတရိတ်စံရဲ့သွေးကိုသာတောက်သုံးနေကြရတယ်။အခုတော့လေလူသွေးကောင်းမှန်းသိသွားတော့ကျွန်ုပ်တို့နှစ်ယောက်ကိုတယုံယုံနဲ့ပွဲတော်တည်နေကြတယ်။ဘိုက်ကလေးကတဖြန်းဖြန်းနဲ့ရှိုက်တာ။သိစမ်းကွာဟဲ့ဘိုက်ကလေးအဲ့လိုချင်းကိုမရိုက်နဲ့လေကွာ။မင်းချင်းရိုက်တဲ့အတန်ကြားရင်စစ်တစ်ကဖေးလာတော့မလဲ။အာချင်းကြိုက်တာတော့ဘင်းနဲ့လောက်ရမှာတော့ဆရာတော်ရဲ့ဘဲနဲ့လောက်ရမှာတော့လုံချင်းချုံပြီးတော့အသာကြိတ်ခံပေါ့ကွာ။တိတ်မခံနိုင်တော့လက်လီနဲ့အသားရမ်းပြီးပုတ်ပေါ့အတန်းတော့မထွက်စင်နဲ့ကြားလားအေးအဲ့လိုမှမနေနိုင်ဘူးဆိုရင်လက်မွားမင်းအခုစင်ရွာပြန်တော့ကွာဒီချိန်ပြန်ရမှာလားဗျဘိုက်ကလေးကကျွန်ုပ်ကိုစိုးရကမတက်တော့ဘဲနဲ့ပစိုးချုံပြီးကိုကြီးလေးအိတ်တော်တယ်လာဆုပ်ရဲဆိုတော့အလင်းရောင်ကနေပါတယ်တစ်ချက်လီတိုးတန်ကလွဲလို့အရာအလုံးကတိတ်ဆိတ်ငြိမ်သက်နေရပါစိတ်ထားရကိုလှမ်းကြည့်လိုက်တော့စိတ်ကအေးစိအိတ်လို့တရိတ်ဆန်ဆိုတော့လေကြားရောက်လာမယ့်အနေကိုကြိုတင်တွေးမိပုံမတူဘူးပေါ့ဘိုက်ကလေးအိတ်မပြောနဲ့နော်စက်တက်လာရဲဆိုရင်မီးထိုးရအောင်မကြားလားအဲ့မှာဗျာသိပါတယ်ဘိုက်ကလေးကိုသာတတိပေးရတာပါဘယ်ချိန်ပေါ်လာမလဲဆိုတာမသိနိုင်တဲ့စက်တက်ကိုစောင့်ရတာပြင်းရညင်းငွေစရာတော်တော်ကောင်းတယ်ပြင်းရညင်းငွေပြီးတော့မှအိတ်ချင်စိတ်ကိုဖြစ်ပေါ်လာစေတော့အိတ်ချင်စိတ်ကိုမောင်းထုတ်ရတဲ့အကြာမျက်ခွန်တွေကလေးကျလာတာဟဲ့ဘလောက်ကြောင်အိပ်ပျော်သွားမှမသိပါဘူးစိတ်ရော်တန်ကြတော့အလက်တကြနိုးတယ်ဘိုက်ကလေးထားစမ်းဘိုက်ကလေးစက်တက်ရောက်လာပြီထင်တယ်ဟတ်လားပတ်ဝန်းကျင်ကိုအသေးချာကြည့်တော့စက်တက်အရေးရောက်တော့မတွေ့ရဘူးပါနလာစက်တက်ကတင်ကမကင်းဖြစ်ပုံနဲ့စိတ်ကိုဝင်မဆွဲသေးပဲအကဲခတ်ပုံပဲအရေးကြီးပါတယ်ဆိုကမှပြဿနာပေါ်ပြီဇက်တော့ဘာလဲကျွန်တော်စီးသွားကြတယ်ဟာဘယ်ဖြစ်မလဲမသွားနဲ့ကွာအောင့်လို့မရတော့တိတ်ကိုသွားကြနေပြီဒုက္ခပဲမင်းတို့ကျွန်တော်တတိပေးရမဟုတ်ဘူးလားလင့်ပေါ်မတက်ခင်တော့အပေါ့လေးကိစ္စတွေပြီးစီအောင်လှုပ်ထားပါလို့မင်းတို့ပြောထားရတာနဲ့လှုပ်တော့လှုပ်တာပဲဆရာတို့ရဲ့သူ့ဘာသာအရေးပေါ်ဖြစ်တဲ့ဥစ္စာမတက်နိုင်အောင်လေအေးကျွန်တော်ပွားနေပေါက်ချလိုက်မယ်ဟာကောင်မင်းတို့ပေါက်ခွင့်မပေးဘူးနော်ကျွန်တော်တက်ကိုပြစ်ပေးရတဲ့အထိမင်းအောင့်ကိုအောင့်ရမယ်လိုအပ်တယ်ဆိုရင်ကျိုးနဲ့ချီတာဗျာလူစီးနဲ့ဆိုတာအင်မတန်နဲ့အဲ့ဒီအနံ့ရှာလို့ကတော့စက်သက်ကလူရှိရရိတ်မိသွားမှာပေါ့ဘယ်လာတော့မလဲကွာအဲ့တော့မင်းမဖြစ်ဖြစ်အောက်ထားမယ်ဒါပဲကျွန်ုပ်ကဘိုက်ကလေးကိုမှန်နေတော့စိတ်អော်တဲ့အတန်ပိုးကျဲလာတယ်လမ်းကြည့်လိုက်တော့ချီတိုင်ကနေလွတ်ရန်ကုန်းယုံနေအောင်တွေ့ရပါတယ်စက်သက်ကတော့စိတ်နာချင်းကပ်လာနေတာသိချသွားပြီကျွန်ုပ်တနက်ကိုမောင်းတင်ရင်အသင်ပြန်လိုက်ပါတယ်စိတ်ကလေးကတော့အခုမှပဲသူ့ရဲ့သေဘေးကိုရိတ်မိပုံနဲ့တနာစရာအော်ဟေရုံးကန်နေတာစိတ်ကလေးကိုတနာစိတ်ဝင်မိပေမဲ့မတက်တာပါဘူးစက်သက်ကိုအပိုင်းနိုင်ပြည့်ရန်လိုတာကစက်သက်ကစိတ်ကလေးကိုကိုက်တက်ပြီးအစာမဲနေတဲ့အချိန်မှာပြစ်လို့ရမှာအဲ့ဒီအချိန်မှာပဲမမျိုးလင့်တဲ့အဖြစ်ကဖြစ်ပြက်လာတယ်ဆိုတော့အဲ့ဒီမှာစိတ်ကတေးဘေးကိုကြောက်ဝါလန့်အားနေရုံတော့ငုတ်တိုင်ကကျွတ်ထွက်သွားတယ်စိတ်ကလည်းကြိုးတက်နဲ့တော်ရစ်ဆိုးရပြေးတယ်အဲ့ဒီမှာတပည့်ကျော်ဘိုက်ကလေးရလေအနေကိုဘလို့မှလွယ်လို့မရတော့ဖြေရှင်းလိုက်ပုံပါပဲအဲ့ဒီအတန်နဲ့ထင်ပါတယ်လူစီးနဲ့ကိုရှားလို့လားမသိဘူးတစ်ဖက်လက်ကြီးကလဲဆရာကပြေးရော
ကျွန်တော်အဲ့ဒါကိုတော့တေးသေးချာချာတွေးလိုက်တယ်အာအခုမှပဲနေသားထိုင်သာရှိတော်တာအေးနေကနေသားထိုင်သာရှိပေမဲ့ကျွန်ုပ်ကတော့နေမထိထိုင်မသာဖြစ်ပြီးဘိုက်ကလေးရဲ့စက်တင်မရတဲ့ပြင်စိတ်ကပါစုံပြီးတကြီးသိရင်တော့ဗျာဒါနဲ့ကျွန်ုပ်ကအဲ့ဒီညတနက်တစ်ချက်မှမဖောက်လိုက်ရပဲလဲစင်ပေါ်ကတညလုံးငုတ်တုံနဲ့မိုးစင်စင်လင်ခဲ့ပါတယ်မိုးလဲတော့အာနိုးလာမို့လူစုရောက်တော့ကျွန်ုပ်ကြိုးကြောင်းပြောတယ်အဲ့ဒီတော့တို့ရွာမပြန်သေးဘူးစိတ်ကိုတွေ့လို့တွေ့ညာတော်ရဲဝင်ရှာမှဖြစ်မယ်အာနိုးရေမင်းကလည်းငေါ့ကိုတေးချမှမရိုက်ခဲ့တာအာနိုးရသူ့ပြက်ကငါ့ပြက်လောက်ပြီကျွန်ုပ်ကန်ကောင်းနေပြောရမယ်စိတ်ကိုတော်ရဲတနေရခြုံတွေထဲမှာကျိုးနေညှိနေအောင်တော့တွေ့ပါတယ်စိတ်ကြီးကလည်းကန်ကောင်းကျွန်ုပ်ကလည်းကန်ကောင်းရပါတယ်ဒါနဲ့ပဲအဲ့ဒီညကျွန်ုပ်တမေ့နိုင်မယ်တော့မထင်ပါဘူးအဲ့ဒီညကဖြစ်ပျက်တရားတစ်ဖက်လက်ကြီးကိုထိတ်လန့်သွားစေမှာကတော့အမှန်ပဲအကြောင်းကတော့တစ်ဖက်လက်ရဲ့တည်င်းကို3-4ရက်လောက်မကြားရတော့တာပါတော့ကတော့ပြီရှင်တော်ရဲဘုံမစိတ်ကူးလေးပါလေမရှိတော့ဘူးလားဒီမှာစံဦးရဲမှာကြွက်တောင်မှအိမ်ပြောင်းသွားပြီအိုးမင်းကလည်းအခုတလောကစက်တစ်တကောင်တောင်းကျမ်းနေရဲ့ဘသူမှရွာပြင်မထွက်ရဲကြအောင်မင်းလည်းအတိသားနဲ့မြင်ရဲ့သူတို့နဲ့သွားနှိုင်းနေလို့မရဘူးရှင်းရမဟုတ်ဆိုးလေစစ်တစ်ကိုမတွေ့တွေ့အောင်တော့ရှင်းရှာနေရမှာမဟုတ်ဘူးလားမိမတွေကတော်တော်ခက်တယ်ကိုယောက်ျားအနေရရှိတာလည်းနားမလဲဘူးသူတို့လိုချင်တာအတိကပဲဒါကြောင့်လည်းမပေါင်းလေးခက်ပေါင်းလေးခက်လို့ပြောတာဒါတွေကမင်းအပြစ်ပဲဘိုက်ကလေးမင်းသာလင်းစင်ဘွားရှူရှူမပေါက်ခဲ့ရင်ဒီစစ်တစ်ကိုကျိန်းတယ်ပြက်လို့ရောက်ပြီကျွန်တော်အပြစ်ကြီးပဲတော့မဟုတ်ပါဘူးအာနိုးပြက်လည်းပါတာပဲဒီကောင်ငုတ်ကိုတေးသေးချာချာခိုင်းနေအောင်မဆိုင်ခဲ့လို့စိတ်ကထွက်ပြေးသွားတာမဟုတ်ဘူးလားအေးပါထားပါအခုကတော့ဘသူမှအပြစ်တင်နေလို့မရတော့ဘူးဒီစက်တစ်ကမကုံသေးလို့ပဲမှတ်ရမှာပေါ့ကျွန်တော်ပြောနေတယ်လို့ပဲဒီစက်တစ်ဘဝကစုတည့်ရဲ့အချိန်မရောက်သေးလို့ပါကျွန်တော်တို့တမနန်းလုံးချေရခံပမဲ့လေတဲလွန်စာမတွေ့ဘူးဥတပီတော်ရဲမှာကျွန်တော်နာမည်ခေါ်လိုက်တဲ့အတန်ကြတော့စက်သိန်းတစ်ဖြန်းဖြန်းထသွားတယ်ဟာမောင်ရိုးမင်းဘာလုပ်နေရလဲကမုံဥရေရှာနေရဥတပီရဲ့ကျွန်တော်ရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းကဒါပဲရှိရမလားအေးဝမ်းစာရှာတော့ရှာတာပေါ့ဒါပေမဲ့ဒီနားမှာစက်တစ်တကောင်တောင်းကျန်းနေရဲ့မင်းအတွက်အနေများတယ်မောင်ရိုးရဲ့မျက်စိတစ်ဖက်လက်နဲ့အကောင်ကြီးမလားဟုတ်တယ်လေမင်းဘလို့သိလဲကျွန်တော်နဲ့တူတာ3-4ခါရှိသွားပြီဥတပီရဲ့အေးဒီကောင်ကြီးဘိုင်းဝနေလို့မင်းကိုအနေမပေးတာမင်းကန်ကောင်းနေဒီနေ့ရောတွေ့သေးလားစောစောပဲတွေ့သေးတယ်မင်းပုံတောင်ပဲထွက်သွားလေရဲ့မောင်ရိုးပြောပုံအရာဆိုရင်ဒီနေ့အတွက်စက်သက်နောက်လိုက်လို့လည်းမထူးပါဘူးဒါနဲ့ကျွန်တော်တို့အနားယူရဲ့မနှက်စာစားတယ်ဥတပီကိုပြောရအောင်ပဲကျွန်တော်ဒီရွာမှာဆက်နေလို့မရတော့ဘူးကျွန်တော်ရွာပြင်မှာနေရမှာကိုတော့မှမကြည်မနှက်ဖြစ်နေကြရင်ထင်တယ်တနေ့ညကျွန်တော်အိတ်တုံလူ3ယောက်ရောက်ပြီးတော့တက်ဖို့ကြိုးစားကြတယ်ဟေးဟုတ်လားဘသူတွေတော့မင်းမသိလိုက်ဘူးလားမျက်နှာအဝတ်တိမ်နဲ့စီးထားကြတယ်အဲ့ဒါကျွန်တော်နဲ့ဝယုံ3ကားရဖြစ်တော့ဥကန်ရင်ပြေးလာကူညီလို့ပေါ့ဗျာဒီကောင်တွေထွက်ပြေးသွားတာတော်သေးရပေါ့ဥကန်ရတင်းချိုင်းစီရမှာနေလို့မင်းကိုကူညီနိုင်တာဟုတ်တယ်ဗျကဲမောင်ရိုးရဲ့ဒီကိစ္စတော့တကြီးကိုတိုင်းတဲ့နေကွာပေါ့ပေါ့လို့တော့မရဘူးနေပါစေတော့ဗျာကျွန်တော်လည်းမကြခင်ဒီကထွက်သွားတော့မှာပါဆုံးဖြတ်ပြီးသွားပြီဒါနဲ့အရင်မင်းပြောတော့စောမှုပြစ်ပြီးတော့ဒီကမသွားနိုင်ဘူးဆိုဟုတ်တယ်လေအခုသွားနိုင်ပြီဆိုတာစောမှုပါတခါတည်းခေါ်သွားမှာဥတ္တပင်အေးအဲ့လိုလားဟုတ်တယ်ဗျဥတ္တပင်သူကလည်းကျွန်တော်နဲ့လိုက်မယ်လို့သဘောတူတယ်ကျွန်တော်တို့ဒီဘက်ကနေခွာပြီးအရက်ဒေတာအသက်တစ်ခုမှအခြေချပြီးတော့ဘဝတစ်ကိုထူထောင်မယ်ဗျာကောင်းတာပေါ့တိတ်ကောင်းတဲ့အစီအစဉ်မို့ကွာငါထောက်ခံနေဒါနဲ့မင်းတို့ဘယ်တော့လောက်သွားမယ်လို့ရှိရွယ်လဲဒီလောက်ွယ်နေညကျွန်တော်သွားမယ်ဗျာစောမှုကလည်းသူ့ရဲ့ကိုယ်တွေမရှင်းမအောင်ထွက်လာအောင်ပါဥတုပီတို့တခုတော့တောင်းပန်ပြရစေဒီကိစ္စကိုထူးတော့လျှို့ဝှက်ပေးထားပါဒီကိစ္စဥကန်ရဲ့ဥတုပီတို့2ယောက်ပဲအသိပေးတာပါစိတ်ချပါကိုရိုးရဲ့ဘိုက်ကလေးတို့ကကိုမရရင်လည်းရှိပါစေသူများရတယ်ဆိုရင်အင်မတန်မှဝမ်းမြောက်ဝမ်းသာကုညီကုသိုလ်ယူတတ်တဲ့သူပါဒီလိုကုသိုလ်မျိုးများများပြုမှတစ်ချိန်မှအကျိုးပေးမယ်မလားဘိုက်ကလေးလည်းအဲ့တော့မှအိုနိုင်မယ်မလားကိုရိုးရဲ့ဒါပေါ့ဗျာအဲ့ဒီနောက်မောင်ရိုးကကျွန်ုပ်ကိုနှုတ်ဆက်ပြီးတော့ထွက်သွားပါတယ်ကျွန်ုပ်တို့ကတော့မပြန်နိုင်သေးဘူးတားကောင်မပါဘဲနဲ့ပြန်သွားရင်တော့မဲမရှိမှတားကောင်ဖြစ်မယ်ဟုတ်တယ်မလားဘိုက်ကလေးဒါနဲ့ကျွန်ုပ်တို့ရတားကောင်ရလို့ရညာတော်ရလှည့်ပတ်ပါတယ်လူပြိုဘဝကတင်စားခဲ့တဲ့အချစ်ဒုက္ခတွေပေါ့ဆရာတော့ခဏတော့ပြစီးသွားမယ်မင်းကအားရှိစီးပဲသွားနေတာပါလားဒါပေမဲ့ဒီတစ်ခါဘိုက်ကလေးစီးသွားတာကကျွန်ုပ်အတွက်တော့ကံကောင်းမှုဖန်လာပါတယ်ဒါတော့အရုံးကမသိသေးပါဘူးမကြခင်ဘိုက်ကလေးက
စီးသွားရကပြန်လာတော့ခြုံပုတ်ထဲကအပြေးထွက်တယ်ဆရာတို့ရေပွားပြီပြိုးပွားပြီဘာပွားတာတော့ရွှေရုပ်ကြီးတွေ့လာတာလားရွှေထုတ်အလားဆိုပါတော့ကဲလာကြည့်စမ်းဘိုက်ကလေးပြောတာမှန်ပါတယ်တနေရာမှာတော့လူကြီးပေါင်လုံးလောက်ရှိတဲ့စပကြီးမွေကြီးတစ်ကောင်ကမလုံးမရှက်ကြီးငြိမ်နေတာသူရဲ့ဘိုက်တနေရာမှာလဲဖောင်းကားလို့တားကောင်တစ်ကောင်မျိုးထားတဲ့ပုံပဲဟုတ်တယ်ငွေထုတ်ကြည့်ဟိဒါနဲ့ဒီလိုစပကြီးမွေဆိုတာအစာတစ်ကြိမ်စားပြရနဲ့2လ3လလောက်အစာမစားဘဲနဲ့ဒီတိုင်းငြိမ်နေတာပါအလံမဲဆရာကိုစိန်ကွန့်ကစပကြီးမွေကြီးကြီးတစ်ကောင်ရတယ်ဆိုရင်လိုချင်တယ်လို့ပြောတယ်ပြီးပြီပေါ့ဗျာအဲ့တော့တို့ဒီအတိုင်းအရှင်သေးသွားယုံပေါ့မနှက်ဖန်ကြတော့မှကိုစိန်ကွန့်ကိုအကြောင်းကြားမယ်ဒါနဲ့ကျွန်ုပ်တို့ကဝလုံးကိုခုတ်တယ်မွေကြီးကိုချီနှောင်ပြီးတော့ထမ်းလို့တဲလာခဲ့ကြပါတယ်အဲ့ဒါနဲ့ကျွန်ုပ်နဲ့ဘိုက်ကလေးရှေ့နောက်ထမ်းလာခဲ့တော့တော်တော်ကိုလေးတယ်ခါညွတ်နေအောင်ကိုထမ်းရတာပါဆရာတော့ခဏနားကြအောင်ဆိုဗျာအတော်လေးတယ်လေးမှာပေါ့ဒိုထမ်းရ2ကောင်ထမ်းရတာ哦အပင်မဲ့ခံရကြတော့နှက်တယ်ကြီးမကုံမဲနဲ့သားကောင်2ကောင်ရတယ်ဆိုတော့ကွာဟုတ်ပါမှတ်ပါတယ်အဲ့ဒီနေ့ကျွန်ုပ်တို့ကန်ကောင်းတလောင်မွေကြီးအတွက်တော့ကန်ဆိုးမှုပဲပေါ့ဒါနဲ့နောက်တစ်နေ့မြို့ပေါ်မှာရှိတဲ့ကိုစိန်ကွန့်ကိုအကြောင်းကြားဖို့ဘိုက်ကလေးလှတ်လိုက်တယ်နေ့လယ်လောက်ရောက်တော့ဘိုက်ကလေးကိုစိန်ကွန့်နဲ့ကားတစ်စီးနဲ့ရှောက်တယ်ကိုစိန်ကွန့်ကမွေးရုပ်တွေ့တော့သဘောတွေကျနေတာကျွန်တော်ထင်တာထက်တောင်ကြီးပါလားဗျာကျွန်တော်ဘယ်လောက်ပေးရမလဲအရှင်တော့မပြောတော့ဘူးအရန်ဆိုရင်တော့ကျွန်ုပ်ကအသားတသက်တဲကျတသက်ညို့တသက်အရေခွန်တသက်ရောင်းတယ်ကဲလို့ဆိုရင်ကျွန်တော်2000ခွဲပေးမယ်2000ခွဲဟုတ်လားကျွန်တော်ကအဲ့လောက်ရမယ်တော့မထင်ပါဘူးပြောစင်းနေတော့တော်တော်ကိုဝမ်းမြောက်ဝမ်းသာဖြစ်ပြီးရောင်းလိုက်တယ်ကိုစိန်ကုန်းကသူ့ရဲ့တပည့်တွေနဲ့မွေကြီးကိုကောက်ဝတ်တင်လို့နှုတ်ဆက်ထွက်သွားပါတယ်မသိမြင်ကငွေတွေကိုဖင်းပြန်ခေါင်းပြန်ရေးတွက်လို့မပြီးဘူးမင်းကလည်းကွာငွေ2000ကိုရီးနေတာအဲ့လောက်ကြာနေရလို့ဗန်စင်းမလှုပ်စားလို့ဘယ်လိုလုပ်ရမလဲအိုးတော်ပါသိလို့လေတရက်တလေများအပူပါမလားလို့ရှိရပေါ့ဒီလူတွေတိကြတယ်တကယ်လွန်နေဘလို့ရေး2000ခွဲ2000ခွဲတရက်တောင်မပိုးတော့အမရေအဲ့ဒါဆိုလဲကျွန်တော်မဟုတ်ဖို့ပေးလေဟုတ်သားပဲငါမောင်လေးလည်းပင်မနာပဲပေးရမှာပေါ့အများကြီးပေးမယ်ဟာကြားသားမို့ကျိုးဒါပေမဲ့နင့်ကိုပတ်စံပေးလိုက်နေရဝေးရတယ်စားရတယ်လို့မရှိဘူးကောင်မလေးတွေကိုပိုးကြီးပန်းကြီးနဲ့ကုံနာကြီးပဲအဲ့တော့မြိုင်သားဈေးသွားမှာမမမြင်ရနင့်ဖို့စွတ်ကျဲတထဲဝယ်ခဲ့ပေးမယ်ပတ်စံရှူးမနေတော့နဲ့ကြားလားဘက်ကလေးရရှုံတော်တော်နဲ့အိမ်ပေါ်ဆင်သွားပါတယ်ကျွန်ုပ်ကလည်းရီချင်းစိတ်ကိုမျိုးသိမ့်ပြီးတော့တကြီးဘားစီအိမ်ဘက်ထွက်လာခဲ့လိုက်ပါတယ်ကျွန်ုပ်စီကိုညောင်ပင်သားရွာတည်င်းရောက်တယ်ဥတွတ်ပြီးရဲ့စစ်တစ်ကအဲ့ဒီဘက်ကိုရောက်နေတယ်တဲ့အဲ့တော့ကျုပ်တို့စီမှာအခုတလောငိမ့်ချက်သားကောင်းတာဟုတ်ပါဗျာအဲ့ဒါသူတို့စီကမဟုတ်ဆိုးတယောက်ပြက်လိုက်တာစစ်တစ်ကိုထိသွားရဲဆိုပဲသွေးကက်တွေကျန်နေရလို့ပြောတယ်အဲ့ဒါတိတ်ဆိုးတာပေါ့ဒီလိုအန်ရရှိရဲ့သားကောင်ကြီးကိုပြစ်တယ်ဆိုရင်ပိုင်မပြစ်တင်တာအခုလိုဒဏ်ရာရအောင်မလုပ်သင့်ဘူးဒဏ်ရာရတဲ့အကောင်တွေကပို့ပြီးတော့စိုးတက်တယ်ကြားနာခဲခဲတက်တယ်ဆိုတဲ့သဘောပေါ့အဲ့ဒါကြောင့်မိုးဆိုးတို့မိသည်ကိုပြက်လိုက်တဲ့အကောင်ဒဏ်ရာရယုံရသွားတယ်ဆိုရင်နီးကုန်းချုပ်တဲ့အထိလိုက်ပြီးတော့ပြက်ရတယ်ဇက်သိမ်းရတယ်အဲ့ဒါဆိုရင်ဒီကောင်ကြီးကျုပ်တို့ရွာဘက်ဒီတစ်ခါပြက်လာမှတော့မှစိုးရတယ်ပေါ့အတိအကျပေါ့ဒါပေမဲ့တိတ်နေစိတ်တော့မပူပါနဲ့ရွာစီရိုးတွေကိုကျွန်တော်လိုက်ပြီးတော့ဆက်ဆေးပါမယ်ကင်းဖွဲ့တွေကိုလည်းပို့ပြီးတော့တတိရှိကြဖို့တတိပေးထားလိုက်ပါမယ်ကျွန်တော်အိမ်ပြန်ရောက်တော့ဘိုက်ကလေးကအိမ်ပြန်ရောက်လာပါတယ်ဆက်တို့ကိုပြောအောင်မယ်ဘာလဲကွာထရေဆိုင်မှာကျွန်တော်ဘသူ့တွေ့ရထင်လဲထရေဆိုင်ဆိုမှတော့ထရေသမားပေါ့ထရေသမားတွေ့ရတော့ပြောနေမလားအခုဟာထူးထူးခြားခြားလူတယောက်ဘသူလဲဥကန်လေးသူ့ပါရာဆိုင်ဥကန်ဟေးဥကန်ဟုတ်တယ်ပိုထူးတာဘာကြော်တို့နဲ့တဝိုင်းနေကြည့်ရတာဘာကြော်တို့ကထရေတိုက်ပြီးတိကျင်တာမေးပုံပဲဘိုက်ကလေးစကားကြတော့ကျွန်တော်တော်တော်စိုးရိမ်သွားတယ်မောင်ရိုးနဲ့စောမှုတို့တိတ်ဆက်သွယ်နေရရှိမိသွားတာများလားမသိဘူးတော့ဘိုက်ကလေးဖြစ်နိုင်တယ်အရက်မှုတော့ကျွဲခိုးပေါ်ဆိုသလိုပေါ့ဒီလိုမမှုနဲ့ရှောက်ပြောနေဒုက္ခပဲအေးဟုတ်တယ်မောင်ရိုးစောမှုရဲ့ချစ်ကိုရသွားကြတဲ့ကဘာကြော်မောင်ရိုးပေါ်ညှိုးတွေထားခဲ့တယ်ခုလိုခိုးရလိုက်မယ်ဆိုတာသိရတော့ဒါနဲ့ကျွန်ုပ်ကြည်ရပြက်ကလေးစီကိုရောက်တာယနေ့ကလာကွယ်နေ့မောင်ရိုးနဲ့စောမှုတို့အချင်းချက်လောက်ထားနေပေါ့ယနေ့ညမှာသူတို့နှစ်ယောက်ရွာကနေတိတ်ထွက်မှာဒီကိစ္စဥကန်ကတစင်ဘာကြော်တို့သိနေလောက်ပြီလားဥကန်ဒီလောက်ထိတော့မအားလောက်ပါဘူးကျွန်ုပ်တွေးတယ်ကဲဘိုက်ကလေးညကြိုင်မဲဘာကြော်တို့မသိမသာအကဲခတ်အကြောင်းထူးရဲလို့ထင်ရင်ငါစီကိုချက်ချင်လာပြောနော်နောက်တစ်ချက်ရှိသေးတယ်အခုဒိုးလိုက်နေတဲ့တစ်ဖက်လက်ချင်းအဲ့ဒါညောင်ပင်သားရွာမ
မုံဆိုးတယောက်လက်ချက်နဲ့ဒဏ်ရာရသွားတယ်ဟာပိုဆိုးကုန်ပြီပေါ့အေးဟုတ်တယ်အဲ့တော့တစ်ဖက်လက်ကြီးတို့ရွာတွေဝဲမှွေးခြင်းမွေးမယ်ကင်းသမားတွေကိုညဘက်အထူးသတိထားဖို့ပြောရမယ်ယနေ့ညမှာတော့ရွာကတိတ်တဆိတ်ထွက်လာတော့မယ်မောင်ရိုးနဲ့စုံးမှုတို့နှစ်ယောက်တရားရတဲ့တစ်ဖက်လက်ကြီးနဲ့များတွေ့ဆုံနေရင်ဆိုတဲ့အတွေးတွေကောင်းထဲမှာချလက်ပတ်ရန်အောင်ဝင်လာပါတယ်ကျွန်တော်အိယာကနေဖက်ကနေလှမ်းနိုးလာတော့မသိမြင်ကမိအိမ်အောင်ထွန်းနေပြီဟာမှောင်တော့မှောင်နေမအောင်မင်းဘာလို့မနိုးတာတော့မြင်ရဲ့ဘာအရေးတကြီးကိစ္စမှမရှိတာရှင်တညအလုံးလဲကင်းဆောင်ရအောင်မလေးအိပ်ပါစေဆိုပြီးတမင်မနှိုးတာပေါ့ကျင်သူတက်ဝေရဲ့စေတနာစကားကနဝင်ချိုပါတယ်ဒါနဲ့ကျွန်ုပ်ကမသိမြင်ပြင်ဆင်ပေးတဲ့ထမျိုးတွတ်တွတ်စားလိုက်တယ်ဘိုက်ကလေးတယောက်ကိုမြင်အခုနတင်ထွက်သွားတာပဲဘိုက်ကလေးကတော့တပည့်ကျော်ပြီးသားပြီဆိုကျွန်ုပ်တောင်းပန်ပေးထားတဲ့အတိုင်းဘာကျော်တို့အုပ်စုကိုအကဲခတ်ဖို့ထွက်သွားတာဖြစ်ပါလိမ့်မယ်အပြင်မှာတော့အမောင်တူကြီးကကြီးစိုးနေတယ်အဲ့ဒီနောက်ကျွန်ုပ်ကရွာကင်းကိုလှည့်ပြီးစစ်တယ်ကင်းသမားတွေတတိပရိယာရှိကြနော်ဘာကျော်တို့အုပ်စုထဲမှာဝေရောနေတဲ့ဘိုက်ကလေးကိုတွေ့ရတော့မောင်ရိုးတို့အတွက်စိတ်အေးသွားတယ်ဘာကျော်ကတော့ဘဘွားအနီတက်လှန်တချောင်းကိုကင်ဆောင်ထားတယ်သူတို့အုပ်စုကမျက်လုံးတွေကမူးရစ်နေတဲ့မန်နေနဲ့ကျွန်ုပ်ကတော့ဘိုက်ကလေးကိုမျက်ရည်မျက်ကဲပြလိုက်ပါတယ်ရွာရဲ့ရှေ့ပိုင်းကထွက်လာခဲ့ကြတော့ညမမောင်မှာခွေးဥတဲ့အတန်တွေကစက်သိမ်းထားဖို့တော်တော်ကောင်းတယ်အဲ့ဒီအချိန်မှာပဲရွာတောင်ဘက်ကနေပြီးတော့မှမောင်းတန်တူးတူးကြားတယ်စက်သက်ကိုတော့မတွေ့ရပါဘူးကင်းသမားတွေပြောပြပုံရဆိုရင်စက်သက်ကမမို့ရဲ့စိတ်ချံဝင်မှုစူးစားတယ်တဲ့စိတ်တရဲ့အော်တဲ့အတန်နဲ့ကင်းသမားတွေအဲ့ဒီနေရာဝိုင်းတော့စက်သက်ကရွာစီယိုတနေရာကနေပြန်လှည့်ထွက်ပြေးသွားတာဒါနဲ့ကျွန်ုပ်ကရွာစီယိုတလျှောက်စစ်စီတော့တနေရာမှာတစ်ဖက်လက်ကြီးကြိုက်ဖောက်ထားပုံရတဲ့အပေါက်ကြီးကိုတွေ့ပါတယ်ဒီညအတွက်ကတော့အနားရဖို့မမြင်ဘူးစားလောင်ဒေါသထွက်နေတဲ့ဒီတစ်ဖက်လက်ကြီးကရွာထဲဝင်ဖို့နေရာပေါင်းစုံကစူးစမ်းမှာကင်းသမားတွေကလည်းဒီအကြောင်းကိုပြောပြတတိပေးဖို့လိုတာနဲ့ကျွန်ုပ်ခြေလန်းပြန်တော့ဆက်တော့ဘိုက်ကလေးအမောတုံးနေလျှောက်တယ်ဆက်တော့ဘာကြော်လို့လူစုပျောက်သွားပြီမင်းတို့ကြည့်မနေဘူးလားကြည့်တာပေါ့ဗျာမျက်ချိန်မပြတ်ကြည့်တာပေါ့စောစောကရွာတောင်ဘက်ကစူးစူးညံ့ညံ့အတန်နေကြားတာနဲ့ကျွန်တော်အဲ့ဒီဘက်အာယုံပြောင်းသွားတာနောက်ပြန်ပြီးတော့တိတ်သွားတာနဲ့ဘာကြော်တို့ကိုတတိယပြီးကြည့်တော့မရှိတော့ဘူးဘယ်ရောက်သွားတာလဲဒီကောင်နေအစောတွေကကြိတ်နေတော့လှုပ်တာပဲကျွန်တော်ထင်တော့ဒီကောင်နေရုပ်သေးသေးဖြစ်တော့မောင်ရိုးတဲပဲထွက်သွားတယ်ထင်တယ်ဘိုက်ကလေးပြောတာဖြစ်နိုင်တယ်သူ့ဘာရာစာကြီးဥကန်ကိုဘယ်တော့မှစေးဖို့ကြောဘမလုပ်တဲ့ဘာကြောအတူတူဝိုင်းဖွဲ့ပြီးအရက်တိုက်ပြီးဆိုရစကားအတားကလွယ်လို့ဘာဖြစ်နိုင်မှာလဲဒီကိစ္စဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေဒီညအတွက်တစ်ဖက်လန်အနေကလည်းကြီးတော့ကျွန်တို့တွေမောင်ရိုးကိုတတိပေးဖို့ရွာပြန်ထွက်တယ်အေးတစ်ဖက်လက်ကြီးကိုလည်းတတိထားအောင်တော့ဘိုက်ကလေးကျွန်ုပ်နဲ့ဘိုက်ကလေးကမောင်ရိုးနေရရွာအင်းချိုင်းဘက်ကိုအတော့နင်းလာခဲ့တော့လမ်းကူလက်မှာဦးရဖာရပြေးလာတဲ့ဘာကျော်တို့အုပ်စုနဲ့တွေ့ပြီးကြိုက်ကုန်ပြီတစ်ဖက်လက်ကြီးဘာဖြစ်တယ်လဲဆိုတာမေးစရာမလိုပါဘူးအချင်းလေးကိုရိတ်စားမိလိုက်ပါတယ်ဖះမောင်ရိုးမဖြစ်ပါစေနဲ့မောင်ရိုးတဲနာမှာတွေ့ရတာကမောင်ရိုးမဟုတ်ပင်နဲ့တစ်ဖက်လက်ကြီးနဲ့လုံထွေးနေတဲ့တာပိန်နာကိုတွေ့ရတာပါတာပိန်နာကိုမဲပြီးကြိုက်နေတဲ့တစ်ဖက်လက်ကိုကျွန်တော်အပိုင်းပြစ်လိုက်တယ်အနီးကတိတ်ပြီးတော့ပြစ်ရတော့တစ်ချက်ထင်းနဲ့ပဲဇီဝင်ချုပ်သွားပါတယ်တာပိန်နာကလည်းအသက်မရှိတော့ပါဘူးမတရားဘူးလို့ပြောလေခံယုံမဲ့ပေါ့စက်တဲ့အကြိုက်ခံရတာကမောင်ရိုးမဟုတ်ပင်နဲ့တာပိန်သားဖြစ်တော့ကျွန်တော်စိတ်သက်သာရသွားတာအမှန်ပဲတနက်တန်နဲ့အာနိုးလာမို့လို့လူစုရောက်လာတယ်မောင်ရိုးရှားကြောင်းဟိခတ်တာကမောင်ရိုးရှားမတွေ့ဘူးစောမှုနဲ့အချိန်မီထွက်ပြေးသွားနိုင်ခြင်းမလားအဲ့လိုဆိုတော့ဝမ်းသာစရာပေါ့တွေ့ပြီဗျို့မောင်ရိုးတွေ့ပြီဒီမှာအာနိုးလာမို့អော်တဲ့အတန်ကတော်တော်လေးထိတ်လန့်စရာကောင်းတော့အပြေးလောသွားကြည့်လိုက်ပါတယ်တွေ့ရကတော့ကညင်ပိန်အောက်မှာအသက်ပြောက်နေပြီဖြစ်တဲ့မောင်ရိုးသူရဲ့ရှင်မှာတော့ဘဘွားအလက်နေတစင်းဆိုင်နေတယ်။ဘာကြော်လက်ဦးသွားပြီ။ဟေးဘိုက်ကလေးဘာကြော်လူဆိုထွက်မပြေးစိန်နဲ့တော့ဖမ်းတာ။အာနိုးလာမို့မရတကြီးကိုအကျိုးကြောင့်တပြောသက်ဆိုင်ရာကိုညရင်ချင်းအကြောင်းကြားခိုင်း။ကျွန်ုပ်နဲ့တကြီးပါစီရလဲသက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေနဲ့မောင်ရိုးတေဆုံးရခြင်းအမှုအတွက်အလောက်ရှုပ်ပါတယ်။တရေးမှမအိပ်ရပါဘူး။ဖုံးကွယ်မရနိုင်တဲ့အချိန်နေနဲ့ဆိုတော့ဘာကြော်ကသူကျူးလွန်တာကိုဖြောင်းချပေးတယ်။စောမှုခမရတော့မောင်ရိုးအဖြစ်ဆိုအတွက်အယုတ်ကျိုးပြဖြစ်ရရှာတာပေါ့သူ့ကြောင့်သာမောင်ရိုးအသက်ခံရပါတယ်လို့ဖြေမစင်းနိုင်အောင်ဖြစ်တယ်ရင်နဲ့ပွဲဒီဇလန်ရဲ့အတိတ်ကတရက်ခန့်ကဘာကြော်ရဲ့ဖြောင်းချက်ကိုပြန်ပြောင်းတင်ပြရမယ်ဆိုရင်
ရေးစားလူလူဥနုကျွဲခတ်ဆိုတဲ့စကားအတိုင်းစောမှုရဲ့အချစ်ကိုရရှိသွားတဲ့မောင်ရိုးပေါ်မှာဘာကြောင့်ကြိတ်ပြီးတော့အညှိုးဖွဲခဲ့တယ်အကွက်ချောင်းတယ်အဲ့တော့မောင်ရိုးထက်မြင့်ပေါ်ပြုတ်ကြတာသူ့အတွက်အကွက်ဝင်သွားတယ်တာပိန်သားနဲ့ပေါင်းပြီးတော့မောင်ရိုးကိုဖုံးဝင်တဲ့အနေနဲ့တည်င်းလွတ်နေသူတို့ကြံကမောင်ရိုးရွာကထွက်သွားဖို့ပါဘိုးတုတခေါင်းပါပြီးအယူသီးရဲ့ရွာမှာနေကြတဲ့လူအများစုကသူတို့စကားကိုယုံနေမောင်ရိုးကိုရွာပြန်ထုတ်လိုက်တယ်ဒါပေမဲ့မောင်ရိုးကရွာကမထွက်သွားပါဘူးရွာပြမကပဲပေကက်နေတော့ဘာကြောင့်ကသူ့ရဲ့လူ၃ယောက်ကိုလှုပ်ပြီးတော့တတ်ခိုင်းတယ်အဲ့တော့သူ့ဘာရာဇာကြီးဥကန်ကအချိန်မီရောက်ပြီးတော့သူတို့အကြံကိုပြက်ပြားသွားစေခဲ့တယ်အဲ့ဒီမှာပဲစောမှုချီနှန်းနေအမှုရာတွေပြက်နေတော့ရိပ်မိသွားတော့ဥကန်ကိုအရက်တိုက်အစ်အောင်မေးတယ်မောင်ရိုးနဲ့စောမှုခိုးရလိုက်မဲ့ကိစ္စသိသွားတယ်ဘာကြောင့်ရနဲ့မီးတောင်နေပောက်ကွဲပြီပေါ့ဒါနဲ့ तू ကလူပါဆိုတော့ဒီကိစ္စကိုမသိဟန်ပြုရင်အကွက်ဆောင်နေမောင်ရိုးကိုလက်သေးမပေါအောင်တတ်ဖို့သူကြံနေဒါနဲ့ရွာထဲမှာတစ်ဖက်လက်ကြီးဝင်မွေတော့ကင်းကောင်းတောင်ဝင်ကြတာသူ့အတွက်အခွင့်ကောင်းဖြစ်သွားခဲ့တာပါဒါနဲ့ပဲရွာတောင်ပိုင်းမှာတစ်ဖက်လက်ကြီးဝင်ပြီးတော့ရုပ်ရုပ်သေးသေးဖြစ်တဲ့အချိန်မှာပဲအခွင့်ကောင်းရခဲ့ပါတယ်သူတို့လူစုမောင်ရိုးကိုအပြတ်သွားပြီးရှင်းကြတယ်သူတို့ရဲ့မူလအကြံစီကမောင်ရိုးတက်ပြီးတိုးရဲမှာတွားပြစ်ထားမယ်တစ်ဖက်လက်ကြီးစားစီဖို့သူတို့စီစဉ်မယ်ပေါ့ဒါနဲ့ပဲမောင်ရိုးကစစ်တစ်ကြိုက်လို့တည်တယ်လို့အားလုံးကယုံကြမယ်ဒါပေမဲ့သူတို့ထင်တယ်လို့ဖြစ်မလာခဲ့ပါဘူးတစ်ဖက်လက်ကြီးကရွာထဲဝင်ဆွဲမရတာနဲ့ဝမ်းကလည်းစားဆိုတော့ရွာပြင်မှာတယောက်တည်းနေတဲ့မောင်ရိုးသွားချောင်းနေပုံပဲအဲ့တော့ဘာကြော်လူစုရောက်ပြီးတော့မောင်ရိုးကိုလှုပ်ကြံတော့တစ်ဖက်လက်ကြီးကတာပိန်နောက်ဝင်ဆွဲတယ်ဘာကြော်တို့ကတက်တိခံသူ့ရဲ့လှန်ကြီးကိုတော့မှမယူနိုင်တော့ဘဲနဲ့တေပြေးရှင်ပြေးပြေးရကကျွန်ုပ်တို့နဲ့တော့တိုးတာပါတော်တော်ကိုမကောင်းကြံကြတဲ့သူတွေပါပဲလားညီကုန်းချုပ်ပြောရမယ်ဆိုရင်တော့ဘာကြော်တို့လူစုကလူတက်မှုနဲ့ထောင်ကျသွားခဲ့ပါတယ်ဇောမှုလေးကသီလရှင်ဘွားကိုအပီးကူးပြောင်းသွားခဲ့ပါတယ်ဆရာဆွေမင်းရေပြောရမယ်ဆိုရင်တော့အယူသီးလာတဲ့စင်ကျင်တုံတရားနဲပါလာတဲ့ကျွန်ုပ်တို့ရွာသားတွေကိုမောင်ရိုးကသူ့ရဲ့အသက်နဲ့ပေးဆက်ခဲ့တဲ့သင်ခန်းစာတပုတ်လိုပဲကျွန်ုပ်တို့ပြောချင်တော့တယ်ဆရာဆွေမင်းရေအဲ့လိုသာဆိုလိုချင်မှာတော့တယ်တတိယစွာဖြင့်တွက်ပြီးညာယာစာတွက်ပြီးကြုံတိုင်းရွာပရိသတ်များရှင်အခုပရိသတ်များကိုတင်ဆက်ပေးခဲ့တာကတော့ဆရာဆွေမင်းတနုဖြူရေးသားထားတဲ့ညာယာစာတွက်ပြီးကျွန်ုပ်နဲ့ဥပဒံသားကောင်းဆိုတဲ့ဇာတ်လမ်းကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကျမတို့ channel ကနေတင်ဆက်ပေးနေတဲ့ဇာတ်လမ်းတွေကိုအားပေးနေတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်